နှစ်တစ်ကူအိမ်ပြန်မသွားခင်ကပေါ့ကျွန်တော်ဘီလာအိမ်ကရေကန်ထဲမှာစာလောင်နေတဲ့အေယာမမိကျောင်းလိပ်ကြီးတွေအကောင်နီးနဲ့လောက်ထည့်ထားခဲ့တယ်စားကြည့်ခန်းထဲမှာဆိုလဲကျန်းတဲ့ကိုမိုဒိုနဂါပုတ်ကြီးတစ်ကောင်မွေးထားသလိုအစိပ်ပြင်းတဲ့ခေါင်းနီပူဆုံစိတ်ကြီးတုံလုံးလဲရှိနေသေးတယ်လေအဲ့ဒီနောက်တော့ကျွန်တော်ရဲစားဟောင်းတကားလာခောက်တာကိုတိတ်တိတ်ဆိတ်ဆိတ်ပဲစောင့်နေခဲ့တာပေါ့အရင်ဘဝတုန်းကပေါ့ကျွန်တော်အိမ်ပြန်နားယူနေတုန်းသူကဒီခွင့်ရေးကိုယူပြီးတမိသားစုလုံးနဲ့ကျွန်တော်ဘီလာမှာအလာကားလာတဲ့ခိုတယ်သူတို့ကကျွန်တော်မာစတာအိတ်ခမ်းမှာအိတ်ယုံမကဘူးကျွန်တော်ရဲ့ဈေးကြီးတဲ့ဝိုင်းနီတွေကိုလည်းတောက်ကြတာသူ့ရဲ့ကလေးဆိုးလေးနှစ်ယောက်ဖြစ်တဲ့တူလေးတွေဆိုကျွန်တော်စာကြည့်ခန်းထဲကတန်မိုးရှိတဲ့လက်ရအယုတ်လေးတွေအကုန်လုံးကိုဖျက်ဆီးပစ်ကြတာပဲကျွန်တော်သူ့ကိုတာဝန်ယူခိုင်းတော့ငါကဟန်ဆောင်နေတာပေါ့ဒါပေမဲ့သူ့အကြောင်းကိုငါသိပြီးသားလေသူထဲဝင်မွေးခြင်းစိတ်ကိုဘလို့မှထိနိုင်မှာမဟုတ်ဘူးဆိုတာငါသိတာပေါ့ဒီအိမ်ကြီးကတိမ်ပေါင်းများစွာတန်းနဲ့စိန်ခံအိမ်ကြီးလေသူငယ်ချင်းတွေကြားမှာကြွားလုံးထုတ်ဖို့တစ်ခါလောက်နဲ့တင်တန်နေပြီပေါ့သူကငါအိမ်မှာပဲနှစ်ကူးမယ်ဆိုတော့သူ့ကိုတသက်မမေ့နိုင်တဲ့နှစ်တစ်ကူဖြစ်အောင်လုပ်ပေးရတာပေါ့အားလုံးအတင်းဖြစ်ပြီဆိုတော့တကားပြတင်းတွေအကုန်ပိတ်ပြီးတော့ခတ်လိုက်တဲ့အိမ်ထဲကလုံခြုံရေးကင်မရာစနစ်တွေဖွင့်ပြီးထောင်တိုင်းနေရာတိုင်းကိုကောင်းကောင်းစစ်ဆေးပြီးတော့မှအဲ့ဒီအိမ်ရောင်ကနေကားနဲ့မောင်းထွက်လာခဲ့တာပေါ့ကားနဲ့10 ကီလိုမီတာလောက်မောင်းထွက်လာပြီးတော့အဝေးပြေးလမ်းမပေါ်ကနားနေစခန်းကပိုတယ်မှာဝင်နေလိုက်တာဖုံးဖွင့်ပြီးအိမ်ကြီးကကင်မရာတွေကိုကြည့်လိုက်တော့ကင်မရာထဲမှာအင်ကြီးကဟာလာဟင်းလင်းနဲ့တိတ်ဆိတ်နေတာပေါ့ခြံထဲကရေကန်လေးကလည်းအယောင်တွေတလက်လက်နဲ့လှနေတာအဲ့ဒီငိမ်သက်နေတယ်ရေပြင်အောက်မှာတေးစေနိုင်တဲ့အနေရကဖုံးကွယ်နေတာကိုဘယ်သူမှထင်မှာမဟုတ်ဘူးလေတရုတ်နှစ်တစ်ကူအချိုနေ့ည9 နာရီမှာငါလဲညစာစားကောင်းနေတုန်းဖုံးကရုတ်တရက်တုံပြီးအကြောင်းကြားလာတာပဲကင်မရာမှာပြနေတာကဟောင်းနှွမ်းနေတဲ့ဘင်ကားတစ်စီအင်ကြီးရှေ့မှာရက်နေတာကားတကားပွင့်လာပြီးတော့စုရကတောက်ဖက်နဲ့အရင်ဆုံးဆင်းလာတဲ့စုမှုကတော့အထုပ်ပိုးတွေအများကြီးဆွဲပြီးစုဖေးကလည်းဈေးပေါ်တဲ့အရက်ဖြူတစ်ဖာကိုတဲလာတာ9 နှစ်8 နှစ်အရွယ်ကောင်လေး2ယောက်ကတော့ပျော်ပြီးအင်ကြီးတကားဘက်ကိုပြေးသွားတာပဲအမေရေဒီအိမ်ကြီးကဘလောက်တောင်ခန်းနားလိုက်လဲကြည့်ပါဦးငါပြောမယ်နော်သူကတမင်တက်လမ်းခွဲတယ်ဆိုတာတေချာတယ်ဖြည်းဖြည်းချင်းဖမ်းတဲ့နေကိုတုံးကျင်တာပေါ့ဒီအိမ်ကနောက်ဆုံးတော့ငါဟာပဲချစ်လာမှာဒါကတိမ်ပေါင်းများစွာတန်းတဲ့အိမ်ကြီးလေအိုရဲမင်းကတကယ်ကန်ကောင်းလိုက်တာနော်အပေါ်မှာကြောက်စရာတတဝါတွေရှိတယ်လို့ရေးထားတာနော်တကယ်အနေရရှိတာတွေမွေးထားတာမဟုတ်တော့ပါဘူးပေါ့ငါသူနဲ့တွဲလာတာအကြာကြီးရှိပြီးသူဆိုကြောင့်လေးတကောင်တောင်မမွေးဘူးထင်တာတော့တယောက်ခိုးဝင်လာမှာဆိုလို့တမင်တကာဆိုင်းပုတ်လုပ်ပြီးလူတွေကိုခြောက်တာပဲဟဲလိုဝန်ဆရာလားကျမကအရင်တခါဆရာကိုတော့လာဖွင့်ခိုင်းတဲ့သူလေးအင်းကျမတော့ကိုအိမ်မှာထက်မိခဲ့ပြန်ပြီးဆရာတစ်ခေါက်လောက်လာပေးလို့ရမလားဟုတ်ကဲ့အရင်တခါကတိုက်အိမ်ကြီးပဲကျမနာကောင်းရှုံပြီး CCTV ကိုစိုက်ကြည့်နေတာအရင်တခါသူဒီနည်းနဲ့တော့ဖွင့်သမားကိုလိန်ခဲ့တာပေါ့တော့မေးခဲ့တယ်လို့လိန်ပြောခဲ့တာဒါပေမဲ့ဒီတခါတော့ကျမတမင်တကာမှတ်တမ်းတင်တာကိုဖွင့်ထားလိုက်ပြီးဒီအသက်ဆုံးရှုံးစေမဲ့တက်တေတွေကိုတင်ထားလိုက်ပြီလေဆရာအားနာလိုက်တာနော်ကျမကဒီအိမ်ပိုင်ရှင်မင်းကလေးတော့ကိုအိမ်မှာမေးခဲ့တာကြားတစ်ကြီးကတကယ်ကိုကြီးတာပဲနော်ဆရာကိုကျေးဇူးတင်ပါတယ်ဒါကကျမချစ်သူရဲ့အိမ်ကျမတို့မကြခင်လက်ထပ်တော်မယ်ကျမဟိုတဲ့ခန်းနဲ့ထိုင်နေရင်ဖြည်းဖြည်းချင်းကိုပါတာဝိုင်းနီတစ်ခွက်ငဲ့လိုက်တယ်ဆူရငရဲကကြိုးဆိုနေပြီးဒီဇလန်းကောင်းကြီးကအခုမှပဲဆက်တာနော်အမေမင်းတို့ပစ္စည်းတွေအိတ်ခမ်းမထဲထားလိုက်အဲ့ဒီကုတင်ကအနူးညံ့ဆုံးပဲအဖေအရက်စင်ကထမင်းစားကန်းမှာကိုကြိုက်တာကိုပါတာရွေးပြီးတောက်လိုက်နော်မင်းကောင်လေးပိုက်ဆံ300တာလက်မနေဘူးပဲအဖေအဲ့ဒီအရက်ပိုလင်းက2000ကျော်တန်တာနော်ဒါဆိုငါတို့ဒါလေးပဲအရင်တောက်ကြတာပေါ့အန်တီဆုံးကအိတ်ထဲကနေနေကြစစ်မြေပဲတွေထုတ်လိုက်တော့မိသားစုတစုလုံးဒီတိုင်းပဲပေါ့ပါဆိုဖာပေါ်မှာထိုင်ပြီးကြိုက်စားကြတာပေါ့နေကြစစ်ခွန်တွေကလည်းမြေကြီးပြည့်ပဲထွေးထားကြတာပဲကျွန်တော်ကရက်ခွက်ကိုကင်ထားတဲ့လက်ကိုနည်းနည်းလေးဆုပ်ထားလိုက်ပြီးလင်းနဲ့ရှူသွင်းလိုက်တယ်စိတ်အေးထားဖို့ကိုဘာသာကိုပြောလိုက်တယ်ကောင်းတာတွေကနောက်မှရှိသေးတယ်လေစုရခဏလောက်စားပြီးတော့ရုတ်တရက်တစ်ခုခုကိုတတိယသွားတယ်ဖုံးထုတ်လိုက်ပြီးဆယ်ဖီတို့ကိုထောင်းလိုက်တာပေါ့အမတို့ညီမတို့ရေကျမလိုက်လွင်ပြီနော်ဒီနေ့ဗမာလဲဟင်ဒီအိမ်ကတော်တော်ကြီးပြီးခဏလိုက်တာနော်ညီမလေးတို့ရေဒါကကျမချစ်သူကောင်လေးရဲ့ဘီလာပဲသူမသွားမှန်းသိတော့ကျမကိုပြန်ပေါင်းဖို့တောက်လျှောက်တောင်းပန်နေတာဒီအိမ်တော့ကိုလည်းကျမကိုပေးလိုက်တယ်လေကျွန်တော်နှာကောင်းရှုံးလိုက်တယ်အခုလိုပဲသူကလူတွေကိုလိန်နေကြပဲကျွန်တော်ကိုဒူးထောက်ပြီးသူ့ကိုလိုက်ရောနေရတဲ့အရန်လူလိုမျိုးတမင်တက်လောက်ကြံပြောခဲ့တာပေါ့နင်းချစ်သူကနင့်ပေါ်တကယ်ကောင်းတာပဲနော်ဒီအိမ်ကတန်းဆက်ချီလောက်တက်မှာပဲရာတကယ်ကန်ကောင်းတာပဲနော်ဒီမှာကြည့်နော်ဒီကမိဖို့ချောင်လို့နေရလေအရန်ကျယ်ပြီးအရန်လင်းနေတာမလားပြီးတော့ဒီဘက်ကမှန်တကားကိုတွန်းဖွင့်လိုက်တယ်ဝိုးကိုပိုင်ကြံခန်းကြီးပဲပစ္စည်းစုံလင်ကိုအကုန်ရှိတာပဲအဖွားကျမခြံထဲသွားစော်မယ်သွားလေအရန်ဝေးတော့မပြေးနဲ့နော်ဝိုးဟိုရေကန်ကြီးကိုကြည့်ပါဦးမီးတွေလည်းအကုန်လင်းနေတာပဲအရန်လာတာပဲရေကူးကန်ကြီးကလည်းတော်တော်ကြီးတာပဲဒီနားမှာလက်ကြီးတွေလည်းရှိတယ်ထင်တာပဲအဖွားရေသားရေကူးကျင်တယ်ဒါလည်းကူးမဲ့လေပြီးတော့လက်ဖမ်းဖို့လည်းဆင်းဦးမယ်ဒီလိုဆောင်းရင်းကြီးမှာရေကဘလောက်အေးနေလိုက်မလဲမအေးပါဘူးကွာမအေးဘူးဟိုရေကန်ကြီးကရေနွေးငွေတွေတောင်ထနေတာပဲအပူချိန်ထိန်းထားတဲ့ရေကန်ဖြစ်မှာတေချာတဲ့သူထေးအိမ်တွေကရေကန်တွေဆိုတော့တစ်နှစ်ပတ်လုံးကူးနိုင်တာပေါ့ညီမလေးတို့ရေဒီချန်ကြီးကဘလောက်ကျယ်လဲကြည့်လိုက်စမ်းပါဦးနောက်ဆိုဒါကကျမအိမ်ပဲအားလုံးလာလဲကြပါဦးနော်အဖိုးရေအင်ဂျီတွေချွတ်ပေးပါဦးမြန်အေးအဖိုးကူချွတ်ပေးမယ်လေဒါပေမဲ့ဒါကဒီစုံသားလေးမှာပဲရေစော့နေတော့အဝေးကြီးမကူးနဲ့ဦးကျွန်တော်ဟိုတဲ့ခန်းထဲမှာထိုင်နေရင်စောင့်ကြည့်ခင်မရဖန်သားပြင်ကိုကြည့်နေပြီးတော့ဝိုင်ခွက်ကိုဖြည်းဖြည်းလေးချလိုက်တာပေါ့ရေကန်ထဲကကြောက်တုံးကြီးတွေလိုအမဲရောင်အရိပ်တွေကတွန်းလိန်လှုပ်ရှားတာပိုမြင်လာပြီးအဲ့ဒီအရာမှမိချောင်းလိပ်တွေက3ရက်တိတိအစာငတ်နေတာတိုက်ခိုက်လို့စိတ်တွေကလည်းပြင်းထန်နေပြီးအခုဆိုရင်ယူသွပြီးဒေါသထွက်နေရဲ့အစွန်းရောက်ခြေနေကိုတောင်ရောက်နေပြီစူဖခင်ကကလေးကြီးကိုအဝတ်တွေချွတ်ပေးတာဘောင်းဘီတို့တစ်ထည်ပဲကျန်တော့တာပေါ့ကလေးလေးတွေကလည်းကန်းဆက်မှာပျော်ပျော်ရှင်ခုန်ပေါက်နေကြတယ်ဆူယာကတော့တိုက်ရိုက်ထုတ်လွှင့်မှုအပြန်လန်ပြောဆိုတာတွေမှာပဲနှိမ့်မြုပ်နေတော့ဒီဘက်ကဒေးစေနိုင်တဲ့အန်ရယ်ကိုလုံးဝတတိမထားမိဘူးလေကျွန်တော်ဖန်သားပြင်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေပြီးနှုတ်ခမ်းထောင်လေးတွေကဖြည်းဖြည်းချင်းကောတက်လာတာပေါ့လာကြဆန်းပါဦးဒီမိသားစုတစု
လုံးကျွန်တော်ဗီလာထဲမှာဘယ်ချိန်ထိပျော်ပါနေနိုင်မလဲဆိုတာကြည့်ရတာပေါ့ဒါပေမဲ့ကလေးကရေကန်ပေါင်နားမှာရက်နေရင်ခြေထောက်ကိုရေထဲကိုစမ်းပြီးထည့်လိုက်တယ်3နှစ်တဝါမအေးဘူးတကယ်ရင်နှွေးနော်ပြောပြီးတာနဲ့သူကကိုကန်ပြီးခုံချလိုက်တာပလုံဆိုတဲ့အတန်နဲ့ခုံဝင်သွားတာပဲရေကန်ထဲရောက်သွားတော့ရေတွေပန်းထွက်ကုန်တဲ့ကလေးကရေထဲမှာကန်ကြောက်နေရင်ပျော်ပျော်ရွှင်ရွှင်ရေမောနေတာပေါ့ကန်းဆက်မှာရှိတဲ့ကလေးငယ်လေးကတော့အားကျပြီးငေးကြည့်နေတာနော်သူလည်းရေရဲဆင်းကျင်နေပြီးစူဖေကရေကန်ဘေးမှာရက်ပြီးပြုံးလေးပြောနေတယ်ဖြည်းဖြည်းတော့ဖြည်းဖြည်းရေမဝင်စေနဲ့တဲ့ရေအောက်ကင်မရာကနေကြည့်လိုက်တော့ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်လိုက်ရတာကအဲ့ဒီမဲရောင်ရိပ်တွေကရေထဲကျနေတဲ့ကလေးစီကိုမြင်ဆန်ဆန်စုပြုံတိုးဝင်လာတာပဲအီယာမလိတ်ဆိုးကြီးတွေရဲ့ကိုက်ချက်ကအရန်ကြောက်စရာကောင်းတယ်လေရေထဲကတုံခါမှုဆိုလဲအရန်ကိုတိလွယ်တာသူတို့3ရက်လောက်ဗိုက်စာနေတာဆိုတော့အခုချိန်မှာအသားနဲ့ရလိုက်တဲ့သားရဲလိုပဲပေါ့9စက္ကန့်4စက္ကန့်3စက္ကန့်တရက်ကလေးရဲ့ရဲတံတွေကကြောက်မဖွယ်ရာအော်ဟစ်တံတွေဖြစ်သွားတာပဲသူကရေထဲမှာယူသွတ်တယ်လို့ရုန်းကန်နေပြီးလက်နှစ်ဖက်ကရေပြင်ကိုဟိုရမ်းဒီရန်ရိုက်ခတ်နေတဲ့တကိုယ်လုံးကိုလေးလံတဲ့အရာတစ်ခုကအသေးလဲကိုက်ဆွဲထားတယ်လို့ရေအောက်ကိုအတင်းဆွဲချနေတာရေပြင်ကချက်ချင်းကိုနီးရဲသွားတယ်ကဲပါဦးလို့အော်နေတာစူဖေမျက်နှာပြက်သွားပြီးဘာမှမစင်စားပဲရေထဲကိုခုန်ဆင်းသွားတာပဲမြေရဲ့လက်မောင်းကိုအသေးလဲဆွဲကင်ပြီးအသက်အန္တရာယ်ပြုပြီးအပေါ်ကိုဆွဲတင်နေရဲဒါပေမဲ့ရေအောက်ကအေယာမလိတ်ဆိုးကြီးတွေကလုံးဝယူသွတ်သွားပြီလေသူတို့ရဲ့တန်းညက်ကြီးလိုပါဆက်ကြီးတွေနဲ့ကလေးရဲ့ခြေတလုံးကိုတချို့ဆိုပေါင်းကိုပါအသေးလဲကိုက်ထားတာဘလို့မှကိုလွတ်မပေးဘူးလွတ်ဆန်းလွတ်ပေးလို့စူဖေကအတင်းဆွဲနေရင်းနဲ့စိတ်ပြအားငယ်စွာအော်ဟစ်နေတယ်လေစူမေကတော့အတန်ကြားတော့ပြေးထွက်လာတာပေါ့ရေကန်ထဲမှာကြောက်မက်ဖွယ်ရာသွေးတွေနဲ့ရေတွေကိုမြင်လိုက်ရတော့ချက်ချင်းကိုကြောက်လန့်တကြားထိုင်ရက်လဲကျသွားတာပဲမြေပြင်ပေါ်မှာပဲကြောက်စရာကောင်းလောက်အောင်အော်ဟစ်လိုက်ကြတာငါမြေးလေးရဲ့လို့ပေါ့စောရကလည်းသူ့လက်ထဲကဖုန်းနဲ့တိုက်ရိုက်လွတ်နေတော့မဲ့အော်တန်ကြားတော့ကင်မရာကရုတ်တရက်လှည့်သွားတာတိုက်ရိုက်လွတ်နေတဲ့ပရိသတ်ထောင်ချီတောင်းချီကအဲ့ဒီကြောက်မက်ဖွယ်သွေးထွက်တန်ကိုမြင်ကွင်းကိုအဆအဆုံးမြင်လိုက်ရတာပေါ့ဟာအဲ့ဒါဘာတတော်ကလည်းရေအောက်မှာတခုခုကသူတို့ကိုဆွဲကိုက်နေတာမြန်ရဲကိုအကြောင်းကြားကြပါဦးမှတ်ချက်တွေကလည်းချက်ချင်းပေါ်လို့လိုက်ကုန်တာပဲစောရကလန့်ပြီးဖုန်းတော်မြေကြီးပေါ်ပြုတ်ကျမလို့ဖြစ်သွားတယ်သူကရေကန်ဘေးကိုပြေးသွားပြီးရေထဲမှာလူးလိမ့်နေတဲ့သွေးရောင်တွေနဲ့အသက်လူရုံးကန်နေတဲ့သူ့မိသားစုဝင်တွေကိုကြည့်ပြီးလူတကိုယ်လုံးအကြောင်းသားဖြစ်သွားတာပေါ့စူဖေကတော့သူ့အသက်ကိုယ်တော်ပဓာနာမထားပဲလက်တစ်ဖက်ကိုအကိုက်ခံသွေးလိမ့်လိမ့်ထွက်တဲ့ဒဏ်ရာတွေနဲ့နောက်ဆုံးမှာတော့သူ့မြေးကိုမနှဲဆွဲတင်ပြီးကမ်းပေါ်ရောက်လာတယ်ဒါပေမဲ့ကလေးရဲ့ခြေတလုံးတစ်ဖက်ကတော့ကိုက်ခံထားရလို့သွေးတန်ရဲဖြစ်နေပြီးနေရာအနှံ့ကြောက်စရာကောင်းတဲ့စုပ်ပြဲဒဏ်ရာတွေကြီးပဲကလေးကနာလုံးလို့တတိလက်မလိုတောင်ဖြစ်နေပြီးအောင်ငိုဖို့အင်အားတော်မရှိတော့ဘူးခတ်တိုးတုံခါနေတာပဲကြံတော့တယ်မြန်သွေးတဲ့အောင်တပတ်ယူပေးကြဦးစုမေကလည်းထိတ်နဲ့အိမ်ထဲပြေးဝင်ပြီးတပတ်ရှာနေတာစောရကတော့ကြောင်ပြီးရဲနေတော့မျက်နာကဖြူဖက်ဖြူရောဖြစ်နေတာပေါ့ရဲကိုဖုံးဆက်မြန်ဖုံးဆက်သူနောက်ဆုံးတော့တတိပြန်ဝင်လာတဲ့ဖုံးယူပြီးခေါ်မလို့ရှိသေးချက်ချင်းလျက်စစ်ရှော့မိတယ်လို့ရက်သွားတာရဲကိုဖုံးဆက်ရင်ဘာပြောရမှာလဲကိုဘာသာသူများအိမ်တကားဖြတ်တော့ဖြုတ်ပြီးသူများဗီလာထဲဝင်လာတယ်သူများရေကူးကန်ကိုခွင့်ပြုချက်မရှိပဲတုံးနေတယ်လို့ရဲကိုပြောရမှာလားဒါဆိုရဲကိုလုံးဝဖုံးဆက်လို့မဖြစ်ဘူးမြေးလေးကဒီလောက်တောင်ဒဏ်ရာတွေနဲ့ဖြစ်နေတာတောင်မင်းပါတွေလုံနေတာလဲလုံးလို့မရဘူးရဲကိုတိုင်လို့လည်းမရဘူးဒါကသူများအိမ်ကိုခွင့်မပြုပဲဝင်လာတာလေရဲတိုင်ရင်ငါတို့တမိသားစုလုံးအဖမ်းခံရပြီးထောင်ထဲရောက်ကုန်မယ်စောရရဲ့တိုက်ရိုက်ထုတ်လွှင့်တာကတကယ်တော့တစ်ချိန်လုံးပိတ်မထားခဲ့ဘူးညီမတို့ရေအားလုံးမြင်ခဲ့ကြတယ်နော်ဒါသူတမင်တကာလှုပ်ထားတာသူငါလာမယ်ဆိုတာသိတယ်ရေကန်ထဲမှာဒီသွေးစုပ်တတော်တွေကိုတမင်တကာမွေးထားတာသူကငါတို့တမိသားစုလုံးကိုတက်ပစ်ဖို့ပဲကြံနေတာလေဒီလူကတော့တော်တော်ရုံမာလုံးနဲ့ငါ့ကိုပြန်လက်စားချေခြင်းလို့ကလေးငယ်လေးတွေကိုတောင်မချမ်းဘူးလူရုံမှာပဲတိုက်ရိုက်ထုတ်လွှင့်တဲ့နေရာမှာတခါချင်းလူတွေဒေါသတကြီးဖြစ်ကုန်တဲ့အမှန်တကယ်ဘာဖြစ်လဲမသိတဲ့အင်တာနက်သုံးသူတွေကတယောက်ပြီးတယောက်ငါ့ကိုအပြင်းထန်ဆဲကုန်ကြတယ်စောရက်ကတော့ပုံငိုလေးပိုအားထည့်ပြီးငိုလေးရဲ့အမှားအလုံးကိုငါခေါင်းပေါ်ပုံချလိုက်တာပေါ့ငါဟိုတဲ့ခန်းထဲထိုင်ရင်အေးအေးဆေးဆေးကွန်ပျူတာဖွင့်ပြီးငါလူမှုကွန်ရက်အကောင့်နဲ့ဝင်လိုက်တာပေါ့ငါကတော့ပြန်ထိုးနှက်ဖို့အကောင်းဆုံးအကြောင်းအရာတွေကိုကြိုပြင်ဆင်ထားပြီးသားဇင်ခံအိမ်တကားဝကထူးခြားတဲ့ဝင်ခွင့်မပြုဆိုင်းဘုတ်ရဲ့ရုပ်ထွက်ကောင်းတဲ့အနီးကပ်တဲ့ပုံတော်ပြင်သမားကအတင်းတမတော်ဖြတ်ဝင်တဲ့စောင့်ကြည့်ခင်များမှတ်တမ်းပြီးတော့စောရက်ကတမိသားစုလုံးကိုပစ္စည်းတွေတည်ခိုင်းပြီးအိမ်ထဲဝင်ခိုင်းတာအခန်းကိုလည်းစိတ်တိုင်းကြဖျက်ဆီးခဲ့တဲ့ဗီဒီယိုပြည့်စုံတွေပေါ့ငါအဲ့ဒီတက်တွေကိုတစ်ခုပြီးတစ်ခုတင်လိုက်တဲ့စာတန်းကတော့အရန်တို့လေးပဲစောရက်ကတော့ပြင်သမားကိုလိန်ပြောနေတဲ့မျက်နှာပေးရဲ့တမိသားစုလုံးသူများအိမ်ကိုလူယူနေတဲ့လောဘကြီးတဲ့ပုံစံတွေရဲ့ကိုအစစ်မြင့်ကင်မရာမှတ်တမ်းတွေမှာအကုန်ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားတာ10မိနစ်တောင်မကြာဘူး online မှတ်ချက်ပေးရနေရကလုံးဝပြောင်းပြန်ဖြစ်သွားတာပဲအမေလေးတကယ်တော့သူကိုယ်တိုင်တော့ဖြတ်ပြီးဝင်လာတာပဲလူတွေကဒီလောက်ကြီးတဲ့တတိပေးဆိုင်ပုတ်ကြီးကတ်ထားပြီးသားဟာကိုဘသူ့ကိုအပြစ်တင်ရမှာလဲလေဒီမင်းကလေးကခုနအကြောက်ရထဲမှာရေးစားပေးထားတဲ့တော့မဟုတ်ဘူးလားပါဇက်ကချက်ပြောနေတာပဲအမြဲတမ်းသူများအိမ်ထဲကိုခွင့်မရှိပဲဝင်ပြီးတော့မှန်နေထင်နေတဲ့မိမတွေကိုအယမ်းမုန်းနေနော်လူတို့အမြင်ပြောင်းပြန်လန်သွားတော့ဆူရရဲ့အပြောက်ရတဲ့ကိုတရားမျှတမှုဘက်ကရက်တီတဲ့နတ်သုံးပြူသူတွေအများကြီးဝင်လာပြီးဆဲကြတာပေါ့လိန်နဲ့ကောင်မှပြောတော့ကရေးစားကတော့ပေးတာဆိုဘယ်နဲ့လဲသူများကိုအတင်းဝင်တာကိုတော့မှန်နေလို့နေသေးတယ်လေတတိပေးဆိုင်ပုတ်ကဒီလောက်ကြီးနေတာကိုမင်းမျက်စိကန်းနေလားမင်းကိုပါဘာလို့တခါတည်းမကြိုက်သွားတာလဲပေါ့ဆူရကမျက်နှာပြင်ပြည့်စဲဆိုတန်တွေကြတော့ပြာရခတ်ပြီးအပြောက်ရကိုပိတ်ပစ်လိုက်တာပဲသူ့လက်တွေလည်းဆက်ဆက်တုံနေတာပေါ့ဘလို့မှမထင်ထားဘူးကိုကဒီလောက်တက်တေများကြီးခြံထားခဲ့တာကိုလေလူတို့အမြင်ကဒီလောက်မြန်ဆန်ပြောင်းပြန်လန်သွားမယ်လို့လေသူလုံးဝမထင်ထားခဲ့ဘူးကလေးကသွေးတွေထွက်နေတော့မဲစုဖေဖေရဲ့မျောလင်းချက်မဲ့တဲ့အော်ဟစ်တန်ကသူ့သွေးတွေကိုပြတ်တောက်သွားစေတာပေါ့ကလေးကြီးကဆိုဖာပေါ်မှာလဲနေပြီးမျက်နှာကစကူလိုဖြူဖက်ဖြူရောဖြစ်နေတဲ့စုမေမေကမျက်နှာတော့ပွားနေစီအပေးနေပေမဲ့သွေးညီရဲတွေကတော့တစိမ့်စီးထွက်နေတော့မဲဆေးရုံသွားကိုသွားရမယ်မရဘူးဆေးရုံသွားရင်ဆရာဝန်ကဒဏ်ရာကဘလို့ဖြစ်တာလဲဆိုတာတေချာပေါက်မေးမှာပဲအဲ့ဒီအခါကျရင်သူများအိမ်ထဲခွင့်မဲ့ဝင်တဲ့ကိစ္စကလုံးဝရှိုးဝတ်ထားလို့ရမှာမဟုတ်တော့ဘူးမင်းစဉ်းစားကြည့်ပါဦးငါတို့ကိုမျက်စိရှင်မြင်လျက်နဲ့ထောင်ထဲဝင်စေချင်တာလား
စုမေမေကမျက်ရည်တွေတွင်တွင်ကြအောင်ငိုနေတော့တာပဲအဲ့ဒီကလေးကိုဘလို့လုံးမလဲအရင်ဆုံးအိမ်ကဆေးပုံးကိုရှာရအောင်ဆူရကကိုတင်းကျက်စိတ်ကိုငြိမ်အောင်ထိန်းလိုက်တာပေါ့သူကခြံအိမ်ကြီးထဲမှာယူသွနေရဲ့အတိုင်းပစ္စည်းတွေရှောက်မွေရှာတော့တာပဲနောက်ဆုံးတော့မီးဖိုချောင်ကပစ္စည်းသိမ်းဘီရိုထဲမှာတွေ့လိုက်ရတာပေါ့ပတ်တီးပုံးကြီးတပုံးတွေ့ခဲ့တယ်ပေါ့အထဲမှာအိုင်အိုဒင်းပတ်တီးဆတွေရဲ့အကိုက်ခဲပြောက်စေပြင်းပြင်းရဲ့အနာသက်တာဆေးတွေလည်းပါတယ်လေအဖွားကမြင်မြန်မဲတုံနေတဲ့လက်တွေနဲ့မြေးလေးရဲ့ဒဏ်ရာကိုတန်ရှင်းရေးလုပ်ပေးတယ်ဆေးလိမ့်ပေးတယ်ပြီးတော့အကိုက်ခဲပြောက်စေလဲတိုက်လိုက်တယ်ပေါ့ကလေးလေးကနားလို့တအီအီနဲ့ညီးနေခဲ့တာဒါပေမဲ့အကိုက်ခဲပြောက်စေပြင်းပြင်းရဲ့အစွမ်းကြောင့်သူလည်းတဖြည်းဖြည်းတိတ်ဆိတ်သွားတယ်ပြီးတော့အိပ်ပျော်သွားခဲ့တာပေါ့ညာလဲနှက်လာပြီးအိမ်သားတွေကတော့တယောက်မှစိတ်မအေးနိုင်သေးပဲကိုပူနဲ့ကိုအခန်းထဲမှာစောင့်နေကြရတယ်လေကျွန်တော်ကတော့ CCTV ကနေဒီမြင်ကွင်းကိုအေးဆက်ဆက်ကြည့်နေခဲ့တာပေါ့နှုတ်ခမ်းထောင်လေးမှာလည်းအပြုံးတပွင့်ဖြစ်ပေါ်လာတယ်လေဒါတောင်ပထမဆုံးနေပဲရှိသေးတာတကယ်ပြပွဲကြီးကမင်းတို့ကိုအပေါ်ထက်မှာစောင့်နေဦးမှာနော်နောက်နေ့မနေ့ရောက်တော့ကလေးလေးနိုးလာတဲ့အကိုက်ခဲပြောက်ဆေးကအစွမ်းပြတယ်လေအဖွားကသူ့ကိုစံပြုတ်တပန်းကန်တိုက်လိုက်တယ်ပေါ့ကဲဒါလေးကြုံထားလိုက်ကောင်းကောင်းအနားယူနေနော်အဖွားသားပြင်းနေပြီအဖွားကလေးလေးရဲ့တားတန်ရာပြင်းထန်ရထားတာလုံးဝလှုပ်ရှားလို့မရသေးဘူးနော်ဒါဆို TV ကြည့်လို့ရမလားဂိမ်းဆော့လို့ရမလားကောင်းပြီအဖွားဖွင့်ပေးမယ်လေဒီမှာကာတွန်းကားလေးတွေအဖွားမမလေးရဲ့စာကြည့်ခန်းထဲမှာအရန်တန်ပိုးကြီးတဲ့ကာတွန်းရုပ်လေးတွေအများကြီးရှိတယ်ဆိုအဲ့ဒီအရုပ်တွေဆိုရင်အရန်စောလို့ကောင်းမှာတေးချတယ်နော်စာကြည့်ခန်းလားဟုတ်တယ်အရင်တစ်ခါတုန်းကမမလေးတဲ့ပုံတွေပြဘူးတယ်လေတကဘာလုံးကစက်ရုပ်ကြီးတွေနဲ့စူပါဟီးရိုးတွေတွားကြည့်ချင်တာကစားစရာတွေလည်းကစားချင်တယ်လေမတွားပါနဲ့တော့မင်းချေတော့မှာဒဏ်ရာတွေရှိသေးတယ်လေလူကြီးတွေထမင်းစားကန်းထဲမှာနောက်ပါဆက်လို့မလဲဆိုတာတိုင်ပင်နေရဲ့အချိန်သူကနာကျင်တာကိုတီးခံပြီးခြေထောက်တစ်ဖက်ဆွဲပြီးဆိုဖာပေါ်ကနေဆင်းလာတဲ့ခေါင်းငုံပြီးနှစ်ထပ်စာကြည့်ခန်းဘက်ကိုတီးရွေ့သွားတာပေါ့ငါကတော့ဖန်သားပြင်ရှေ့မှာထိုင်ပြီးစောင့်ကြည့်ကြင်များတဲ့ကတေးရဲတဲ့ကလေးငယ်လေးကိုကြည့်နေတာဘာဆက်ထောင်ဆုံးကအပြုံးတွေကလည်းပိုပြီးပြုံးလာတယ်ဒါပေမဲ့ကလေးကစာကြည့်ခန်းရဲ့လေးလံနဲ့ကြောက်သားတကားကိုတွန်းဖွင့်လိုက်တော့အတွင်းထဲမှာလုံးဝဗလာဖြစ်နေတာတွေ့လိုက်ရတဲ့အရင်ကတည်းကဈေးကြီးတဲ့မော်ဒယ်ရုပ်တွေနဲ့ပြည့်နေတဲ့ပြခန်းစင်တွေမှာဘာမှမရှိတော့ဘူးဟင်ကစားစရာတွေဘယ်ရောက်သွားလဲကလေးကမျက်နှာပြက်နဲ့တီးတိုးရရွနေတဲ့စိတ်မကျေနပ်စွာနဲ့အခန်းပတ်လဲတပတ်လဲကြည့်လိုက်တော့ရုတ်တရက်နန်းရံထောက်မှာချထားတဲ့ကြီးမားတဲ့အနက်ရောင်အပူထိန်တစ်တာကြီးတွေကိုတွေ့လိုက်ရတဲ့တစ်တာတစ်ခုစီကတမီတာကြော်ရှိပြီးအဖုံးတွေကလည်းလုံးလုံးကြုံကြုံပိတ်ထားတာပဲကလေးရဲ့မျက်လုံးတွေကတဖန်ပြန်ပြီးတောက်ပလာတဲ့ဒီလိုနန်းနေတဲ့တစ်တာကြီးတွေရဲ့မှာကောင်းတဲ့ပစ္စည်းတွေဖွက်ထားတာတေချာတယ်သူကဆက်စုစိတ်နဲ့အနားကိုသွားပြီးတစ်တာနားမှာကပ်ပြီးတေချာနားထောင်ကြည့်လိုက်တော့အတွင်းကနေတိုးတိုးလေးလေးတိုးတန်လိုမျိုးအတန်တွေကြားရတယ်လို့ပဲပြီးတော့ချွန်ထက်တဲ့ခြေသီးတွေနဲ့တစ်တာနန်းရံကိုကုတ်ချစ်တန်လိုမျိုးသွားတောင်ကျင်သွားစေရဲ့ပုတ်တိုက်တန်တွေလည်းကြားရတယ်အတွင်းထဲမှာရွေ့ရနိုင်တဲ့လျှက်စစ်ကစားစရာတွေဖွက်ထားတာတေချာတယ်လို့ကလေးကစိတ်လှုပ်ရှားစွာတွေးလိုက်တယ်အဲ့ဒီမကောင်းတဲ့ဦးလေးကကောင်းတဲ့ပစ္စည်းတွေအကုန်ဖွက်ထားတာပဲငါဘာတွေလဲဆိုတာသွားကြည့်ရမယ်လို့လည်းသူပြောတယ်ဒီလိုမျက်နှာထားကတကယ်ပဲဆူရမိသားစုနဲ့တပုံစံနဲ့ပဲသူများတွေမထီရအောင်လှုပ်ထားတဲ့ပစ္စည်းမျိုးဆိုသူတို့ကပို့ပြီးတော့တန်မိုးထားပစ္စည်းကောင်းလို့ထင်တတ်ကြတာလေကိုပိုင်အောင်လှုပ်ချင်ကြတာပဲအဲ့ဒီတိတာရဲ့ကလစ်ကအထူးလှုပ်ထားတာ9နှစ်10နှစ်ကလေးတယောက်အတွက်ဆိုနင်းနေတော့ခက်တာပေါ့ဒါပေမဲ့သူကထူးထူးခြားခြားစိတ်ရှိရှိနဲ့တပတ်ပတ်ပြီးကျိတ်နေတာပဲကျွန်တော်စာရေးစားပွဲပေါ်ကနေကျင်းနီစစ်စစ်နဲ့လှုပ်ထားတဲ့လေးလံနဲ့ဓာတ်တစ်ချောင်းကိုဆွဲယူလိုက်ပြီးတော့တိတာရဲ့တတူကလစ်ကိုအတင်းရိုက်တာပေါ့ကလက်ကနဲ့အတန်မာမာနဲ့ကလစ်ကိုသူအတင်းရိုက်ဖွင့်လိုက်တာပဲအဖုံးကပွင့်သွားတဲ့အချိန်မှာပဲညီမလေးရဲ့သားကဝမ်းသာအားရခေါင်းကိုအနားကပ်ပြီးကြည့်တာပေါ့အထဲမှာဘာရှင်းရဲဝဲမြေရတွေဒါမှမဟုတ်ရှားရှားပါပါအယုတ်တွေများရှိနေမလဲလို့ပေါ့နော်ဒါပေမဲ့သူ့ကိုကြိုးဆိုနေတာကလှပတဲ့ကစားစရာတွေမဟုတ်ပဲပြင်းထန်တဲ့အလောင်းနံပဲအဲ့ဒီနောက်တော့မောင်မီးနေတဲ့တိတာအောက်ခြေကရုတ်တရက်ပြင်းပြင်းထန်ထန်လှုပ်ရှားလာတဲ့စူးခနဲဆိုရဲ့အတန်နဲ့အရှိ20စင်တီမီတာကျော်လောက်ရှိပြီးတကိုယ်လုံးအမွေးမြင်တွေပြည့်နေတဲ့ခေါင်းနီကင်းကျင်များကြီးတစ်ကောင်ကလျှက်စီးလိုမြင်မြန်ဆန်ဆန်တိတာတွေကနေထွက်လာခဲ့တာပဲဒါကတာမန်ဘိုးကောင်မဟုတ်ဘူးနော်ဒါကကျွန်တော်သူငယ်ချင်းကိုခိုင်းပြီးအထူးတလဲရှာခိုင်းထားတဲ့အစိပ်ပြင်းနဲ့အလှမွေးမျိုးစိတ်ပဲပုံမှန်ဆိုအကောင်လိုက်အင်းဆက်တွေကိုပဲကျွေးတာတော်တော်လေးကျန်းတာပေါ့ညီမလေးရဲ့သားကလုံးဝတုံ့ပြန်ဖို့အချိန်တောင်မရလိုက်ဘူးအဲ့ဒီကင်းကျင်များကြီးကသူတိတာဆုံးမှာကင်ထားတဲ့လက်မောင်းတိုင်းစားကနေတက်သွားပြီးသူ့ရဲ့အင်ဂျီလက်ဖျားတွေကိုတန်းပြီးဝင်သွားတာပေါ့ဘာကြီးလဲဆိုပြီးညီမလေးရဲ့သားကကြောက်လန့်တကြားတကိုယ်လုံးဆက်ခနဲတုံသွားပြီးအလိုလိုနေရင်ခါပြေးလိုက်တာပဲလက်နဲ့လက်ရိုက်လိုက်တာအဲ့ဒီလိုရိုက်လိုက်တော့ကင်းကျင်များကတန်းလန်းကိုဒေါသထွက်သွားတာပဲကျွန်တော်ကတော့ခင်မိတဲ့အတန်ဖန်းဆက်တွေနဲ့မို့ရင်ဘတ်ထဲကကိုဆွဲနှုတ်လိုက်တယ်လို့မျိုးအော်တန်ကြော်ကြားလိုက်ရတာပေါ့အဲ့ဒီကင်းကျင်များရဲ့အစိပ်ပြင်းနဲ့ဆွဲနဲ့ကျွန်တော်တူကြီးရဲ့လက်မောင်းတွင်းဘက်ကိုတအားကိုက်ချလိုက်တာအဲ့ဒီလိုဆူးရပြီးနာကျင်တဲ့ဝေဒနာကမိထဲမှာပြန်ထားတဲ့တန်မိုးနဲ့အောင်စိုက်ခံရတာနဲ့ဘာမှမထူးတော့ဘူးနော်ဒါပေမဲ့ဒါကအဆုံးမသက်သေးဘူးအဲ့ဒီအပူချိန်ထိန်းတစ်တာထဲမှာတကောင်နဲ့ရှိတာမှမဟုတ်တာလေအဖုံးကလည်းလုံးဝပွင့်သွားရောခေါင်းနီကြီးကင်းကျင်များအကောင်တွေအများကြီးတစ်တာနံရံတိုင်းကပ်ပြီးထက်တက်လာပြန်တယ်လေတချို့ကသူ့ခြေပွားပေါ်ပြုတ်ကြပြီးတချို့ကျတော့သူ့ပေါင်းပြီးအောက်ခြေကနေအပေါ်ကိုတက်လာကြတာပေါ့ကဲကြပါဦးပိုးကောင်တွေပါအဖွားမေဆိုပြီးကျွန်တော်တူကြီးတော့လုံးဝကိုစိတ်မထိန်နိုင်တော့ဘူးနာလို့အခန်းထဲမှာခုံလိုက်ကလိုက်နဲ့သူ့ဝက်စားတွေကိုလက်နှစ်ဖက်နဲ့ယူမူရိုက်နေတာမျက်ရည်နာရီတွေကမျက်နှာအနှံ့ကိုတခဏလေးအတွင်းပေးချမ်းကုန်တာပဲသူကအရန်ကြောက်လန့်ပြီးနောက်ကိုဆက်တိုက်ဆုပ်ရင်ခြေထောက်အောက်ကိုဘျူးမဆိုင်မိဘူးအဲ့ဒီတော့ဖုံးကနေမိတန်တစ်ချက်ကြားလိုက်ရပြီးသူကဘေးနားကအကြီးဆုံးအပူချိန်ထိန်းတဲ့တာကြီးကိုသူ့တင်ပါနဲ့ဝင်တိုက်ချလိုက်တာပေါ့အဲ့ဒီအပူချိန်ထိန်းတဲ့ဒါဖုံးကလည်းမူလကတည်းကတေချာမပိတ်ထားတာဆိုတော့သူ့ရဲ့အဲ့ဒီလောက်အားနဲ့တိုက်ပြီးတော့တန်းလန်းကိုမြေကြီးပေါ်လမ်းကျသွားတာပေါ့စားကြည့်ခန်းထဲမှာတစ်စက္ကန့်လောက်ရုတ်တရက်တိတ်ဆိတ်သွားတယ်လေကျွန်တော်တူကြီးကလည်းငိုဖို့တောင်မေ့သွားပြီးလမ်းကျသွားတဲ့တိတ်တာကြီးကိုကြောင်ပြီးကြည့်နေတာပေါ့ပြီးတော့ကျန်းတဲ့အခြေခွန်တွေပြေးပါပြီးတစ်ပင်ခောက်ချောက်ကြီးလိုကြီးမားတဲ့ခြေသီးကြီးတစ်ချောင်းကတိတ်တာတွေကနေတဖြည်းဖြည်းထွက်လာတာဖက်ကန်နေဆိုပြီးတစ်သားချမ်းပြင်ပေါ်ရိုက်ချလိုက်တယ်အဲ့ဒီနောက်တော့ကြီးမားလုံးအဲ့
သူ့ခေါင်းကြီးကပေါ်လာတာပေါ့သူ့ရဲ့ဝါးချမ်းချက်မျက်လုံးတွေကမြေကြီးပေါ်မှာထိုင်ရက်လဲကျနေတဲ့တူလေးကိုအေးဆက်ဆက်စိုက်ကြည့်နေတယ်ပြီးတော့နှစ်ခုကွဲနေတဲ့ညီရဲနေတဲ့ရှာရှည်ကြီးနဲ့စစ်စစ်လုပ်ပြီးလေထဲမှာပြက်နေတဲ့သွေးနှံနဲ့ကြောက်ရွံ့တဲ့အငွေ့သက်တွေကိုလောဘရာကြီးမြည်ဆန်းနေတာပေါ့ကိုမိုဒိုနဂါကတော့တဘာဝလောကရဲ့တကယ်သွေးအေးလူသက်သမားပဲလေငါခေါ်လာတဲ့ဒီကောင်ကလူတွေမွေးမြူထားတဲ့တရားဝင်အကောင်ငယ်လေးပါတမီတာခွဲလောက်ပဲရှိပေမဲ့သူ့ရဲ့ဖိအားပေးမှုကလူကြီးတယောက်ကိုတောင်ကြောက်ပြီးတေးထွက်အောင်လုပ်နိုင်တယ်လေ9နှစ်8နှစ်အရွယ်ကလေးဆိုးလေးကိုဆိုပိုတောင်ပြောစရာမလိုဘူးပေါ့နဂါးကြီးကခုနကအတန်ကြောင့်စိတ်နှောက်ရှက်ဖြစ်သွားပုံပဲသူ့ရဲ့တုတ်ခိုင်တဲ့ကိုလုံးကြီးကိုလှုပ်ရမ်းပြီးတစ်တာတဲကနေအကုန်ထွက်လာခဲ့တာတူလေးကိုနယံထောက်မှာတေချာပိတ်မိအောင်လှုပ်လိုက်တဲ့ပါဆက်ကြီးကိုဟာပြီးအတွင်းကစိတ်ပြီးကျွန်းထက်နေတဲ့သွားတွေကိုထုတ်ပြလိုက်တာပေါ့ပြုတ်အန်ကျင်စရာကဆေးစေးအချွဲတွေကပါဆက်ထောင်းကနေကျမ်းပြင်ပေါ်ကိုတထောက်တောက်ကျနေတာတူလေးကတော့ကြောက်လန့်ပြီးအတန်အောင်မထွက်နိုင်တော့ဘူးခြေထောက်နှစ်ဖက်ကဆက်ဆက်တုံနေပြီးတော့ကျဲအိုးနှစ်ရောင်အရေတွေကသူ့ပေါင်အပီတို့တဲကနေစီးကျလာတာကျမ်းပြင်ပေါ်မှာရေကွက်တစ်ကွက်တောင်ဖြစ်သွားတာသူသေးထွက်ကျသွားတာလေဖန်သားပြင်ပေါ်ကဒီကြောက်စရာကောင်းပြီးရဲစရာကောင်းတဲ့မြင်ကွင်းကိုကြည့်ပြီးတော့ငါကမျက်နှာတီနဲ့လက်ထဲကအသားကင်ကိုတကိုက်ကိုက်လိုက်တယ်ပြီးတော့ရေခဲပီယာကိုတငုံတောက်လိုက်တဲ့ရင်ထဲမှာတော့ပြူနာစိတ်တစ်ဆက်ကလေးမှကိုမပေါ်လာခဲ့ဘူးတချို့ဆိုငါကိုရက်ဆက်တယ်လို့တောင်ထင်ကောင်းထင်မယ်နော်ကလေးတယောက်ကိုတောင်တနာစိတ်မရှိဘူးပေါ့ဒါပေမဲ့မင်းသားငါရင်တုန်းကကြုံဘူးတဲ့အဲ့ဒီကိစ္စတွေမျိုးကြုံဘူးပြီဆိုရင်ပေါ့နော်ဒီမိသားစုရဲ့ရိုးရင်းချင်းစီအထိကိုအဖိုးဖွားကစလို့ကလေးလေးတွေဆုံးအတက်ကြီးတာရဲ့သဘောထားသေးတိမ်တာရဲ့ရိုင်းဆိုင်တာတွေပဲစီးဆင်းနေတယ်ဆိုတာမင်းတည်သွားလိမ့်မယ်အရင်တစ်ခါတုန်းကလေနမေကြီးပြီးသူကာဒီဇိုင်းကြောင်းတစ်ခုကဖိုးကွာရရဖို့အတွက်ငါတလားလုံးလုံးညလုံးပေါက်မအိပ်ပဲအလုပ်တွေလုပ်ခဲ့ရတယ်နော်တေးသေးလေးတွေဖြစ်တဲ့အစိတ်ပိုင်းပေါင်းထောင်တောင်းချီကိုတုံးပြီးတော့အရန်ကိုစမ်းတစ်တဲ့မြို့ပြပုံစံအသေးစားပြီးသူကမောဒဲတစ်ခုကိုတိဆောက်ခဲ့တာပေါ့အဲ့ဒါကငါဘွားတစ်လျှောက်လုံးရဲ့စူးစမ်းအားထုတ်မှုတွေပဲလေငါရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်မဲ့အခွင့်အလမ်းတစ်ခုလည်းဖြစ်ခဲ့တာပေါ့အဲ့ဒီတော့နှစ်တစ်ကူကာလာရောက်တော့စောင့်ကြည့်ခင်မရထဲမှာမြင်ရတဲ့အဲ့ဒီစီးထွက်လို့မတက်လက်နေတဲ့တူကြီးနဲ့သူ့ရဲ့ညီလေးတို့နှစ်ယောက်ကငါရဲ့မော်ဒယ်ပေါ်ကိုကိုကာကိုလာတွေလောင်းချလိုက်တာပေါ့ပြီးတော့အဲ့ဒီထီလွယ်ဘီတုကာပုံစံတွေကိုခြေထောက်နဲ့နင်းချပြီးဖျက်ဆီးပစ်လိုက်ကြတာငါကမြေကြီးပေါ်မှာပျက်စီးနေတဲ့ຢာတွေမြင်ပြီးတကူလုံးတုံရင်နေတုံးဆိုရကဘလို့ပြောခဲ့လဲတီလာသူကမသိဘူးလို့ဟန်ဆောင်ပြီးဖျဲစေးတွေကိုခွာရင်လောင်ပြောင်တရော်တဲ့လေတံနဲ့ပြောခဲ့တာအဲပလတ်စတစ်ဟောင်းတွေနဲ့စက်ကူပြားဟောင်းတွေပဲမဟုတ်လားဗာများရေးကြီးလို့လဲကလေးတွေကဘာတိမှလဲနင်းနေလေးစိုးနွဲတာပဲရှိတာလေမင်းလိုယောက်ျားတစ်ယောက်ကဒီလောက်ကလေးတွေနဲ့ဘာတွေသွားပြီးအပြစ်တင်နေတာလဲတကယ်စိတ်တက်မမြင့်မြတ်ဘူးနော်မနှက်ဖြန်ကြငါဈေးလေးတွေကနေမင်းတို့အစ်တစ်ခုဝယ်ပေးလိုက်ရင်ပြီးရောပေါ့ဆိုရမေကလည်းဘေးကနေဝင်ပြောတာပေါ့ယောက်ျားလေးတွေကစောတက်မှပဲမြန်ကောင်းတာမင်းကဒီမိုက်ပုံလိုဟာကြီးကိုအိမ်ထဲမှာထားပြီးဘသူ့ကိုမှမထိခိုင်းတာဗာများတန်မိုးရှိလို့လဲအဲ့ဒါကတလားလုံးညလုံးပေါက်အေးပြက်ခံပြီးလုပ်ခဲ့ရတာလေအဲ့ဒါကငါရဲ့အနာဂတ်ပေါ့သူတို့မျက်စိထဲမှာငါစူးစမ်းအားထုတ်မှုတွေကဘာတန်မိုးမှမရှိဘူးလေအဲ့ဒီတော့နောက်ပိုင်းအင်တာနက်သုံးတဲ့သူတွေကငါ့ကိုဝိုင်းပြီးအနိုင်ကျင့်တဲ့အခါဆူရကချီတုံချတော့မဖြစ်ပဲလိုက်လွင့်ပြီးကိုတက်သေးချင်းရောင်ဆောင်တာပေါ့အဲ့ဒါကငါ့ကိုလုံးဝကိုငရဲရင်းနဲ့တွန်းချလိုက်တာပဲဘုံခန့်တဲ့အတန်ကြီးတစ်ခုကငါ့ကိုအတိတ်အကြောင်းတွေပြန်နှွေးနေတာကနေဆွဲထုတ်လိုက်တယ်လေစောင့်ကြည့်ခင်မြာဖန်သားပြင်ပေါ်မှာအောက်ထက်ကဆူရဲ့အဖေနဲ့အမေကနောက်ဆုံးတော့အပေါ်ထက်ကလှုပ်ရှားတန်ကြားသွားပြီးမောဟိုက်နေတဲ့ကြားကဒုတိယထက်ကိုပြေးတက်လာတယ်ရှောင်းပေါက်ဘာဖြစ်တာလဲလို့ဆူရဲ့အမေကစင်ကြံထဲမှာအော်ဟစ်နေတာပဲစားကြည့်ကန်တကားကိုငါကြိုပြီးစမတ်တော့ခတ်တဲ့စနစ်တစ်ခုလှုပ်ထားခဲ့တာတူကြီးဝင်သွားပြီးတဲ့နောက်တကားကအလိုလောက်ကျသွားတာပေါ့ဆူရဲ့အဖေကတကားလက်ကင်ကိုအားနဲ့လဲကြည့်တာဖွင့်လို့မရတာတွေ့ရတယ်လေအထဲကနေတူကြီးရဲ့ဝက်သက်တလို့အော်တန်တွေအကျယ်ကြီးငိုးရိုတန်တွေကစက်တိုက်ထွက်လာပြန်တာအဘိုးရေကဲပါဦးပုတ်တင်ညိုကြီးကငါ့ကိုစားတော့မယ်ဘိုးကောင်တွေကငါ့ကိုကြိုက်တယ်ဆူရဲ့အဖေကဒေါသနဲ့မျက်လုံးညီရဲသွားတယ်သူကဟိုကြည့်ဒီကြည့်လိုက်ပြီးစင်ကြံကမန်ပီရိုပေါ်မှာတင်ထားတဲ့ကြွေးပြပန်းအိုးတစ်လုံးကိုတွေ့သွားတယ်လေမိမဖဲဦးနာဒီတကားအိုကြီးကိုရိုက်ချုပ်ပစ်မယ်တဲဆူရဲ့အဖေကဘာမှမပြောတော့ပဲပြေးသွားပြီးလူတစ်ဝက်လောက်မြင့်တဲ့ကြွေးပြပန်းအိုးကြီးကိုကောက်ယူလိုက်တယ်အဲ့ဒါကမင်းဆက်လက်ရစစ်အမှန်ပဲငါလေလံပွဲတစ်ခုလုံးက350ပေးပြီးဝယ်ခဲ့တာဖန်သားပြင်ထဲကဆူရဲ့အဖေပန်းအိုးကြီးကိုမှတင်လိုက်တာကိုကြည့်ပြီးငါမနေနိုင်တော့ပဲရဲမိတယ်ခွဲပစ်လိုက်အာကုန်ခွဲပစ်လိုက်350တန်ရှင်းဟောင်းကြွေပန်းအိုးကိုဆူရဲ့အဖေကမျိုးရိုးဖြတ်တကားရိုက်တဲ့တုပ်လို့သဘောထားလိုက်တာပေါ့စာကြည့်ခန်းရဲ့တက်သားတကားကိုပြင်းထန်ရိုက်ချလိုက်တဲ့ခိုင်ခန့်တဲ့တက်သားတကားကတော့အပေါ်ရန်လေးပဲခြိုက်သွားတယ်ဒါပေမဲ့လာပါတဲ့တရုတ်ကြွေပန်းအိုးကတော့တခဏလေးအတွင်းမြေပြင်ပေါ်စအနာတွေချစ်ကုန်ပြီလေအိုးရီငါးကားကြီးစုဖေပေကတော့ပြန်ကန်တဲ့အချိန်နဲ့2လမ်းလောက်နောက်ဆုတ်သွားတယ်ဒါပေမဲ့သူကမရက်ဘူးတကားဖွင့်လို့မရတော့ဘူးလေမျက်လုံးတွေညီရဲပြီးစင်ကြံလန်းတစ်ဖက်ကပစ္စည်းပြစင်ကြီးကိုကြည့်လိုက်တယ်အဲ့ဒီပေါ်မှာငါစုဆောင်းထားတဲ့ကြောက်စိမ့်ထွင်းထားတာတွေတန်ဖိုးကြီးကြောင့်တစိတ်တုံးတွေပြီးတော့ဈေးကြီးတဲ့အိုးတွေလည်းရှိတယ်စူးမွန်လည်းဝင်လာပြီးသူကလက်လန်းမီယာဒေါ်လာ3သိန်းတန်ရေခဲကြောက်စိမ့်ပန်းကော်ဖီပန်းပူရုပ်ကိုဆွဲယူပြီးတော့အုတ်ခဲပစ်တယ်လို့တကားတော့ကိုပြစ်ပေါက်လိုက်တယ်ဒီတကားစုပ်ပြက်ကဘာဖြစ်တာလဲငါကလေးလေးကိုဘလို့များလုပ်လိုက်တာလဲဆိုပြီးအော်တော့ပဲပောက်ကွဲတန်တွေထွက်လာပြီးကြောက်စိမ့်တွေကွဲကြေအစအနာတွေလွင့်စင်ကုန်ပြီးတဲအိုးတွေလည်းကွဲကြေသွားရောစောင့်ကြည့်ခင်မြားတွေကနေထွက်ပေါ်လာတဲ့ဈေးကြီးရဲ့ပစ္စည်းတွေကွဲကြေတန်တွေကိုကြားရတော့ငါကတော့နည်းနည်းလေးမှစိတ်မကောင်းဖြစ်အောင်တင်မကဘူးရဲတောင်ရဲမိသေးတယ်စားပွဲပေါ်ကကနန်းတွက်ဆက်ကိုကောက်ယူလိုက်ပြီးလက်ချောင်းတွေကလည်းမြင်ဆန်နေတာပေါ့မင်းဆက်တရုတ်ကြွေပန်းအိုးက25သိန်းရေခဲကြောက်စိမ့်ပန်းပူရုပ်က3သိန်းချင်းမစ်ဆက်တန်မိုးကြီးကြောက်တစ်စိတ်တုံးရဲ့ခံမှန်းတန်မိုးက8သိန်းဆိုပြီးရေတွက်လိုက်တာပဲငါကရေတွက်ရင်းနဲ့ဂျင်းနဲ့စွာခေါင်းညှိမိတယ်စင်ကြံလန်းထဲမှာချထားတဲ့ပစ္စည်းတိုင်းကိုအာမခံကုမ္ပဏီမှာအာမခံအပြည့်ထားပြီးသားပြီးတော့အခွင့်အာဏာအရှိဆုံးဥပဒေပိုင်းဆိုင်ရာစစ်ဆေးကဲဖျက်ရေးဖွဲ့စည်းကိုလည်းခေါ်ထားပြီးအသေးစိတ်စစ်ဆေးကဲဖျက်လက်မှတ်နဲ့တန်မိုးဖျက်အစီရင်ခံစာတွေလည်းထုတ်ပေးခိုင်းထားတာမူရင်းစာရွက်စာတမ်းတွေအားလုံးကိုလည်းပို့ပေးလိုက်ပြီလေဘဏ်ရဲ့မိခံတိတ်တာထဲမှာတောက်ခတ်ထားတာလေတို့နိုင်ငံရာဇသက်ကြီးဥပဒေရဆိုရင်ကုမ္ပဏီပိုင်ပစ္စည်းတွေကိုတမင်တကာဖျက်ဆီးတာပမာဏကအရမ်းများတာဒါမှမဟုတ်တခြားထူးပြင်းထန်တဲ့အခြေအနေတွေရှိရင်3နှစ်ကနေ9နှစ်အထိထောင်ဒဏ်ကျခံရနိုင်တယ်ငွေကြေးပမာဏကရော9000နဲ့အထက်ဆိုရင်ကိုအကြီးအကျယ်ဖျက်ဆီးတယ်လို့သတ်မှတ်ပြီးသားပဲစုမိသားစုဝင်တွေ1မိနစ်တောင်မကြာတဲ့ဒီယူမိုက်တဲ့လို့ရကြောင့်စုပေါင်းပျက်စီးသွားတဲ့ပမာဏက4တန်းကျော်နေပြီးရိုက်ပစ်လိုက်အကုန်ရိုက်ချိုးပစ်လိုက်မှကောင်းမယ်ကိုကအေးဆက်ပြုံးပြီးကိုဘာသာရေယူမိတယ်ဒီတန်တူလိုက်ချက်တွေပြီးမှသူတို့တက်တာစုဆောင်းထားတာတွေအကုန်ပြန်ရော်ရမှာတင်မကဘူးသူတို့တမိသားစုလုံးအထဲမှာနှစ်တော်ကြာဆက်ချုပ်ရတော့မယ့်ကိန်းပဲဒီကံကြမ္မာကသူတို့
တို့အတွက်တစ်သက်လုံးပြောမဆုံးတော့တဲ့အကြောင်းအရာဖြစ်သွားပြီပေါ့အဲ့ဒီအချိန်မှာပဲစုရကလည်းအလက်နကြားနဲ့အောက်ထပ်ကနေပြေးတက်လာတဲ့ကျမ်းပြင်ပြည့်ရှေးဟောင်းပစ္စည်းစအနာတွေကိုမြင်တော့သူကတားဆီးဖို့နေနေတာသာစုဖေအတွက်မိသက်ပုစိန်တစ်ချောင်းမှာရှာပေးလိုက်သေးတယ်အဖေဒါနဲ့ခုတ်ထားနဲ့ခွဲပစ်လိုက်လို့စုရကအော်ဟစ်ပြီးအမိန့်ပေးတယ်ကလက်ကဆိုပြီးတော့စုအဖေရဲ့ယူသွတ်စွာခုတ်ထစ်မှုအောက်မှာစာကြည့်ခန်းရဲ့တစ်သားတကားကြီးကနောက်ဆုံးတော့အပေါက်ကြီးတစ်ပေါက်ဖြစ်သွားခဲ့တယ်စုဖေကလက်လန်းပြီးတကားလက်ကင်ကိုစမ်းပြီးတော့အတွင်းကနေတကားကိုဖွင့်ချလိုက်တယ်တကားပွင့်တာနဲ့စုမိသားစုဝင်တွေအကုန်လုံးအသက်ရှူမာသွားပြီးနေရာတင်ကိုရီတောင့်သွားကြရောပဲစာကြည့်ခန်းထဲမှာဒဲဝိတ်ကနယံထောက်မှာကုတ်နေတဲ့သူ့လက်မောင်းတွေကဖောင်းကျနေတဲ့ပေါင်မို့လို့ရောင်ကိုင်းနေတာပေါ့အပေါ်မှာလဲခေါင်းနီလေးတွေနဲ့ကင်းချင်များတွေကတရွတ်တိုက်သွားလာနေတာသူ့နဲ့တပေတောင်မဝေးတဲ့နေရာမှာတမီတာကြောရှည်တဲ့မြေကြီးကတော့ခင်းလိပ်စီကြီးကတကားပြင်ကနေအတင်းဝင်လာတဲ့လူအုပ်ကိုစူးစူးဆိုင်ဆိုင်စိုက်ကြည့်နေရဲ့ပါဆက်ကနေကြက်တီးမွင်းချင်းထလောက်เสียဖတ်ဆိုတဲ့အတန်တွေထွက်နေရဲ့လေအမလေးဒါဘလို့တက်တော်ဝါကြီးလဲဟဲ့စူးမေကကြောက်လန့်ပြီးခြေထောက်တွေခွေကျသွားတာပေါ့စင်ကြံပေါ်မှာတန်းခန့်တဲ့ပုံကြထိုင်ချလိုက်တယ်စူးရလဲကြောက်လန့်တကြားမျက်နှာပြက်ပြီးနောက်ကိုတရွတ်တိုက်ဆုပ်သွားတယ်လုံးဝရှစ်တလန်းတောင်မတိုးရဲဘူးဒါကတော့သူတို့တမင်တကာမွေးထားတာတေးချတယ်ငါတို့ကိုဒုက္ခပေးဖို့ပဲဒါပေမဲ့စူးဖေကတော့တတိရှိတာပေါ့လက်ထဲကမိသက်ပုစိန်ကိုဝေရန်ရင်ဖဲဆန်းတိရိဆန်ကောင်ဖဲဆန်းဆိုပြီးအော်ဟစ်ပြီးကျိန်းမောင်းတယ်လေကင်းလိပ်စီကြီးကမူလာကလေးကအေးသွေးတက်တော်ဝါဆိုတော့ကျန်းနှံပေမဲ့ပစ္စည်းတစ်ခုခုကိုကင်ပြီးအော်ဟစ်နေတဲ့လူကြီးတွေကိုတော့သူကချက်ချင်းတိုက်ခိုက်တာမဟုတ်ဘူးတတိနဲ့နောက်ကိုနှစ်လန်းဆုပ်သွားတယ်ဒီချိန်လေးကိုအခွင့်ကောင်းယူပြီးစူးဖေကမျက်စိလင်လက်လင်နဲ့လူကြီးရဲ့နောက်လက်တစ်ဖက်ကိုဖမ်းဆွဲလိုက်တဲ့အစွမ်းကုန်အားထုတ်ပြီးသူ့ကိုစာကြည့်ခန်းထဲကနေမရမကဆွဲထုတ်လိုက်တာပေါ့နားတယ်အခုတေးတော့မယ်လူကြီးကဝတ်သက်တလူမျိုးအော်ဟစ်နေတဲ့လက်မောင်းပေါ်ကကင်းချေများတွေအချို့တော့ပြုတ်ကျသွားတာပေါ့ဒါပေမဲ့အစိတ်ကတော့အပြေးဝအာနိတင်ပြနေပြီးနာကျင်လုံးလို့မြေပြင်ပေါ်မှာလူးလိမ့်နေပြီးဘာဆက်ကနေအမြုပ်တွေထွက်နေတာပဲမြင်အိတ်ခမ်းမကြီးရဲ့ပြန်ဝင်ပြီးတကားပိတ်လိုက်စူးရကအော်ဟစ်ပြီးအမိန့်ပေးနေတဲ့လေးယောက်သားမိသားစုကအိမ်ပြောင်းနေတဲ့ခွေးတွေလိုပဲလူလဲသွားရင်စင်ကြံအဆုံးကအိတ်ခမ်းမကြီးဘက်ကိုထွက်ပြေးကြတာပေါ့စူးဖေကကလေးကိုပွေ့ချီထားပြီးစူးမေရဲ့စူးရရဲ့အနောက်ကနေတဲတဲမဲမဲတွင်ရင်သူတို့ကမာစတာအိတ်ခမ်းထဲကိုပြေးဝင်သွားကြပြီးဒုံခနဲဆိုပြီးတကားကိုတေချာပဲအတွင်းကနေလော့ချလိုက်တဲ့တောင်စင်စားပွဲကိုတောင်ဆွဲပြီးတကားကိုကာထားလိုက်သေးတာပေါ့ငါကစက်ခရင်ကိုကြည်ရင်နှုတ်ခမ်းထောင်လေးကနေပွဲကြီးပရိသတ်တယောက်လိုပြုံးမိတယ်လေအလွန်မင်းထိတ်လက်နေကြဖြစ်နေကြတော့သူတို့ကကိုယ့်တက်ကိုလို့ဖို့ပဲစူးစမ်းနေကြတာဒါပေမဲ့အရန်ကိုစိုးရတဲ့အမားကြီးတစ်ခုကိုတော့လှုပ်လိုက်ကြတာပေါ့သူတို့ကအမေကြီးကိုဆွဲထုတ်လိုက်ပြီးတော့မှစာကြည့်ခန်းတကားပိတ်ဖို့မေ့သွားကြတယ်နော်စာကြည့်ခန်းတကားကဟောင်းလောင်းပွင့်နေတာဗိုက်စာနေတဲ့ကိုမိုဒွန်တကားကြီးကခါလေးအဲ့နေရာမှာရက်နေပြီးတော့ဖြည်းဖြည်းလေးနဲ့လေးလေးပင်ပင်ခြေထောက်တွေကိုလှုပ်ရှားရင်ဖြည်းဖြည်းချင်းပဲစာကြည့်ခန်းထဲကနေတွားထွက်လာခဲ့တယ်သူ့ရှာကထွက်တိုးဝင်တိုးလုံးနေရင်လေထဲမှာရှိတဲ့အမေကြီးကြံထားခဲ့တဲ့စီးနှံသွေးနှံနဲ့စူးမိသားစုဝင်တွေရဲ့ချွေးနှံတွေကိုခွဲခြားနေတာပေါ့တန်းရနဲ့ချီတန်နဲ့ဒီစိန်ခန့်အင်ကြီးတစ်ခုလုံးကအခုအချိန်မှာဒီအေးဆက်ဆက်လူသက်သမားရဲ့အမဲလိုက်ကွင်းဖြစ်သွားပြီပဲပို့အဲကတော့အခုမှတကယ်စတာနော်ငါကဘီယာခွက်ကိုမြောက်ပြီးစောင့်ကြည့်ခင်များစခရင်ကိုလမ်းပြီးဂါယာဝပြုတ်လိုက်တယ်မင်းတို့ဒီညကောင်းကောင်းအိပ်ပျော်ပါစေလို့ဆူတောင်းပေးတာပေါ့စောင့်ကြည့်ခင်များစခရင်ထဲမှာဒုတိယထပ်မာစတာအိတ်ခန်းကမြင်ကွင်းကတကယ်ကိုအစင်းမြင့်ကပ်ပေးရုပ်ရှင်တွေနဲ့တောင်နှိုင်းရှင်လို့ရတာပဲဒါကငါကိုယ်တိုင်တေးသေးချာချာပြင်ဆင်ထားပြီးကိုယ်တိုင်ပြောဖို့လှုပ်ထားတဲ့ကိုပိုင်နေရာလေးခုကြတော့ဒီလူလေးယောက်အတွက်လုံခြုံရေးခန်းကြီးဖြစ်နေပြီးဒါမှမဟုတ်ထောင်ချောက်လို့တောင်ပြောရမလားပဲအမေကြီးကတိတ်နဲ့ချီတန်နဲ့တားရည်စစ်ကြီးကုတင်ပေါ်မှာလဲနေတာတကိုယ်လုံးနာလုံးလို့တုံတက်နေပြီးခေါင်းနီကြီးရဲ့ကင်းချေများကြိုက်ခံထားရတဲ့လက်မောင်းကအခုဆိုခရမ်းရောင်တန်းနေတဲ့ခရမ်းတီးလိုပဲဖောရောင်နေတာအပေါ်မှာလဲမီးမောင်နေရဲ့သွေးပေါင်းနှစ်ပေါက်ကနေအဝါရောင်ရည်တွေဆင့်ထွက်နေတဲ့သားလေးရဲ့အဖွားရဲ့မြေးလေးရဲ့အဖွားကိုမချောက်ပါနဲ့တော့နော်စူးမေကကုတင်ဘေးမှာဒူးထောက်ပြီးအတန်တိတ်ငိုယုံမျက်ရည်တုပ်ယုံကလွဲလို့ဘာမှကိုမလုံနိုင်တော့ဘူးစူးဖေကတော့စိတ်မရှိစွာနဲ့အခန်းထဲလူလာခောက်တုံရှောက်နေတာပိတ်မိနေတဲ့တောဝက်တကောင်လိုပဲတကားဝါကိုရှောက်သွားပြီးနားထောင်ဖို့တကားချက်ပေါ်နားကပ်လိုက်ဒါချက်ချင်းပဲမျက်နှာဖြူဖက်ဖြူလျော်ဖြစ်ပြီးနောက်ဆုတ်လာခဲ့တယ်ငါလဲကြားလိုက်ရတဲ့အခန်းမှာတက်ထားတဲ့အတန်ဖန်းဆက်အာယုံခံကနေငါကတော့ရှင်းရှင်းလင်းလင်းကြားရတယ်အဲ့ဒီကိုမိုဒိုနဂါရဲ့ကျန်းနဲ့အခြေခွန်တွေကကျမ်းပြင်ကိုပုတ်တိုက်နေတဲ့အတန်ရှူအဲ့ဒါသူရှာထုတ်နေတဲ့အတန်ပဲအဲ့ဒါပြီးတော့မှချွန်ထက်တဲ့ခြေသီးတွေနဲ့အိတ်ခမ်းတကားကိုကုတ်ချစ်နေတဲ့အတန်ကီယိုပြိုတစ်ချက်ပြီးတစ်ချက်ဖြည်းဖြည်းမှန်မှန်ပဲဒါပေမဲ့အသက်ကိုနှိုးဆော်နေရဲ့မကောင်းဆိုးဝါလိုမျိုးတိတ်ဆိတ်နေရဲ့ညမှာမိုင်းနေငယ်အထီကိုပဲ့တင်ထက်နေရဲ့ဒီကောင်ကတွားသွားတာနေပေမဲ့သူ့ရဲ့အနံ့ခံအာယုံကတော့အရန်ကောင်းတဲ့အကြီးဆုံးတူလေးကိုကထွက်နေတဲ့သွေးနဲ့တစ်တစ်လေးကသူ့အတွက်တော့တေးစီနိုင်တဲ့ဆွဲဆောင်မှုတစ်ခုလိုပဲပေါ့အခုတော့သူတကားပြင်မှာစောင့်နေတာအထက်ကလူတွေကိုသူ့ကွက်ထဲရောက်လာအောင်စောင့်နေတာပေါ့သူကအပြင်မှာပဲရှိသေးတာဒီတကားကတားနိုင်ပါမလားစူးမေကကြောက်လန့်တကြားတုံရင်နေတာငါကမိတ်ကစားပွဲနဲ့ထောက်ထားလိုက်ပြီးဘာမှဖြစ်မှာမဟုတ်ဘူးစူးဖေကထန်နှွေးမျိုးချလိုက်တဲ့အတန်တွေပါတုံနေတာပဲငါကတော့လောင်ပြောင်ပြီးရဲလိုက်တဲ့အဲ့ဒီတကားကတော့အကောင်းဆုံးတသားစစ်ရောဆက်ထားတဲ့ခိုးမဝင်နိုင်တဲ့တကားပဲတံပြားတွေကထားတာဆိုတော့အကြီးသေးဘာမှဝင်လို့မရဘူးပေါ့ဒါပေမဲ့ငါကတော့သူတို့ကိုအထဲမှာပိတ်ထားပြီးအပေါ်မော့အော်လဲမကြားအောင်အော်လဲမကြားတဲ့အရာတာမျိုးကိုခံစားစေရမှာအဲ့ဒီအချိန်မှာတော့စူရကနယံထောက်မှာကုတ်ပြီးဖုံးကိုတအားကလိနေတယ်လေသူကအရင်တုန်းကတိုက်ရိုက်ထုတ်လွှင့်တာလုံရင်အဆက်ကွဲခဲ့တာကိုငါပြလိုက်တဲ့စောင့်ကြည့်ခင်များမှတ်တမ်းတွေနဲ့ဘာမှမချမ်းအောင်အတေထုခံလိုက်ရတဲ့အင်တာနက်သုံးဆွဲသူတွေကသူ့ကိုသူများအိမ်နဲ့ခွင့်မတောင်းပဲဝင်တာအရေးမကြီးတာကိုအကြီးကြီးလောက်တာဆိုဗျာအကုန်လုံးကဆဲနေကြတယ်လေမျက်နှာပြင်ပြည့်ဆဲဆိုတဲ့တွေမြင်ရတော့သူ့ခွဲစိတ်ထားတဲ့မျက်နှာကအလွန်မင်းဒေါသထွက်တာရဲ့ကြောက်တာရဲ့ကြောင့်ပုံပြက်ပန်းပြက်ကိုဖြစ်နေတာရမြင်ရဲကိုအကြောင်းကြားပြီးလူနာတင်ရင်ခေါ်လိုက်ပါဦးရှောင်းပါအခြေအနေမကောင်းတော့ဘူးစူရမေလည်းနောက်ဆုံးတော့မနေနိုင်တော့ဘူးငိုပြီးစူရရဲ့ဖုံးကိုလူလိုက်တာပေါ့ရဲကိုမခေါ်ရဘူးဆိုပြီးစူရကသူ့မေလက်ကိုရုတ်တရက်စောင့်ဖယ်လိုက်ပြီးယူကြောင်ကြောင်မိမတယောက်လိုအတန်နှိမ့်နှိမ့်နဲ့ဟစ်អော်တယ်ငါပဲနာတခါပြောရမလဲရဲကိုခေါ်ရင်ငါတို့အားလုံးပြီးပြီပဲသူ့လက်ထဲမှာငါတို့အဝင်ထွက်လုပ်တဲ့စောင့်ကြည့်မှတ်တမ်းတွေရှိတယ်လေရဲတွေရောက်လာတာနဲ့အဲ့ဒီတတိပေးဆန်းပုတ်ကိုစစ်ဆေးမယ်တော့ပြင်သမားကိုစစ်ဆေးမယ်ဆိုရင်ငါတို့တမိသားစုလုံးထောင်ထဲမှာဒုက္ခရောက်ရတော့မယ်မင်းကရှောင်းပါးကိုထောင်ချဘူးတဲ့အမေရဲ့အဘိုးဘွားရဲ့နဲ့နေစေချင်တာလားတဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲဒီမှာပဲတေတာကိုစောင့်နေရမှာလားလို့စူရဖေလဲစိတ်ပူသွားတယ်စူရကသွားကိုကြီးတက်အောင်ကြိတ်လိုက်ရင်သူ့မျက်လုံးထဲမှာမကောင်းတဲ့အရေးရောင်တစ်ခုလင်းခနဲဖြစ်
ဖြစ်သွားတယ်သူက online ပေါ်မှာတက်တေထောက်ထားတွေတင်ရတာကြိုက်တယ်မဟုတ်လားလူတို့ရဲ့အမြင်ကိုလမ်းညွှန်ရတာကြိုက်တယ်မဟုတ်လားကောင်းပြီငါလည်းသူ့နဲ့အကြီးကျယ်စောကြည့်ရအောင်ဒီခေတ်ကြီးမှာအားနေတဲ့သူကိုပဲလူတွေကဗတ်လိုက်ကြတာလေငါမယုံဘူးအင်တာနက်သုံးစွဲသူတွေကသူ့လိုပိုက်ဆံရှိတဲ့လူကိုတကယ်ကူညီကြလိမ့်မယ်လို့တော့ဒီကောင်မလေးကိုကြည့်နေရင်မျက်ခုံးပစ်မိတယ်နင်းနေတော့စိတ်ဝင်စားစရာကောင်းတာဒီမိမသေးတွင်နဲ့ခြေတစ်ဖက်ရောက်နေပြီကိုဘလို့ပြန်တိုက်ခိုက်ရမလဲပဲစဉ်းစားနေတာဆူရကဖုန်းထဲမှာအဆက်အသွယ်တွေကိုတန်းတန်းစောစောချပြီးတော့နောက်ဆုံးဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်တယ်အိမ်တွင်းစမတ်စနစ်အပြည့်အဝကောင်းကောင်းအလုပ်လုပ်အောင်လို့အခန်းတိုင်းမှာမမြင်ရတဲ့စမတ်ခလုတ်ပြားတွေတက်ဆင်ထားတယ်ဒီပစ္စည်းကမီးအောင်တွေပြတင်းပေါက်တွေကိုထိန်းချုပ်နိုင်ရုံမကဘူးအတန်ဖန်းတဲ့စနစ်ဆို professional နဲ့နားထောင်တဲ့ကိရိယာတွေလိုပဲကောင်းတာပေါ့ဖုန်းကတော့ချိတ်ဆက်မိသွားပြီးဆူရကချက်ချင်းကိုအားငယ်ပြီးတနာစရာကောင်းတဲ့အတန်နဲ့မိုးတမ်းမအောင်ပြောတာပဲဟဲလိုတစ်ဖက်လက်ကော်ဖီကိုလာဟုတ်တယ်ကျမကဆူရပါအကိုကျမကိုတေချာပေါက်ကူညီပေးရမယ်နော်ကျမရဲ့ရေးစားဟောင်းကစိတ်မမှန်တဲ့သူကကျမတို့မိသားစုတစုလုံးကိုတတ်မယ်တဲ့ကျွန်တော်ဘီယာကိုယူပြီးတငုံလောက်တောက်လိုက်တဲ့စိတ်ထဲကနေတိတ်တိတ်လေးတပြင်းချမိတယ်အော်စကာဆုမယူတာတော့တကယ်ကိုလူမားနေပြီလို့ဒီတစ်ဖက်လက်ဖီကိုဆိုတဲ့သူကိုကျွန်တော်သိတယ်သူကလူတွေကိုအမျက်ထုတ်ပြီးစားနေတဲ့ဘာစီကမ်းမှမရှိတဲ့မီဒီယာကြီးလေးပိုက်ဆံရရင်ဒါမှမဟုတ်လူစိတ်ဝင်စားမှုများတဲ့သတင်းတွေရှိရင်ဘလောက်ပဲမတမာတဲ့ပိုက်ဆံဖြစ်ရအောင်ရှာရဲတဲ့အတော်ဆုံးကတော့အဆအဆုံးမပြောရဲပုံကြီးချဲ့တာရဲ့အဖြူမေးပြောင်းပြန်လုပ်တာပဲကျွန်မပြောမယ်နော်သူအင်တာနက်ပေါ်တင်ထားတဲ့သက်သေတွေကအကုန်လုံးမဟုတ်ဘူးအဲ့ဒါသူစီစဉ်ထားတဲ့အကွက်တွေဆူရကဖုန်းကိုကြည့်ပြီးမျက်ရည်တွေကျအတန်တွေတုံလိန်ညာပြီးဖန်တီးပြောဆိုနေတာသူကတမင်တကာကျမနဲ့ပြန်ပေါင်းချိန်အောင်ဆောင်တာတကားတော့ကိုလဲပြစ်ပြီးတော့ပြင်းတဲ့သူကိုခေါ်ခိုင်းတာတကယ်တော့ကျမကိုထောင်ချောက်ထဲဆွဲသွင်းဖို့အတွက်ပဲသူကအိမ်ထဲမှာဇီဝစိတ်ပုံးမွားတွေထည့်ထားတာသူကကျမကိုထပ်ပြီးဒုက္ခပေးဦးမှာအဲ့ဒီတတော်တွေကျမတူလေးက9နှစ်ပဲရှိသေးတယ်အစိတ်ရှိဘိုးကောင်ကိုက်လို့တေလူနီးပါးဖြစ်နေပြီးသူကတကားပြတင်းပေါက်အားလုံးကိုလည်းလုံအောင်ပိတ်ထားသေးတယ်လေဒါကတရားမဝင်ချုံနှောင်ထားတာတမင်တက်ဖို့ကြံစီတာပဲဟိုဘက်ကနာမည်ကြီးလူမှုကွန်ရက်အကောင့်ပိုင်ရှင်ကနာမည်ကြီးပြီးလူစိတ်ဝင်စားမှုများမဲ့အကြောင်းအရာတစ်ခုကိုရိပ်မိသွားပုံရတယ်သူ့အတန်ထဲမှာပျော်ရွှင်မှုတွေပြည့်နေတာပဲညီမလေးဒါကတော့ဒီနေ့ရဲ့တကယ်ကိုအကြီးစားသတင်းပဲကွာဗီဒီယိုရောရှိလားဓာတ်ပုံရောရှိလားပုံရိပ်တွေသာရှိရင်ညီမလေးအတွက်အရန်ကိုနာမည်ကြီးစေမဲ့ဗီဒီယိုတစ်ခုကိုငါဖန်တီးပေးပြီးသူ့ကိုဂုံတိတ်ခါကြဆင်းပြီးအရှက်ရစေရမယ်ဒါပေမဲ့လေဒီလူလူဆက်ဆံရေးစရိတ်ကပိုက်ဆံကပြဿနာမရှိဘူးနော်ညီမလေးကလူလူအမြင်ကိုပြောင်းပြန်လှန်ပေးနိုင်ပြီးသူ့ကိုအင်တာနက်ပေါ်မှာဆက်ဆိုတိုက်ခိုက်ခံရအောင်ရဲဖမ်းခံရအောင်လုပ်ပေးနိုင်မယ်ဆိုရင်ညီမလေးဘယ်လောက်လိုချင်လဲငါကုန်ပေးမယ်စုရကဒေါသကြီးပြောလိုက်တယ်အဲ့ဒီနောက်သူကသူ့ဖုန်းနဲ့ခုတင်ပေါ်မှာတုံခါနေတဲ့သူ့တူကြီးကိုရိုက်လိုက်တယ်ပြီးတော့တကားအောက်ခြေအကွဲချောင်းသားကိုကတ်သွားပြီးခြေတီးကြီးတွေနဲ့တကားကိုကိုချစ်နေရဲ့ပုံပြီးတပြီးဗီဒီယိုဖိုင်တစ်ခုကိုရိုက်ယူလိုက်တယ်အဲ့ဒါတွေကိုပေါင်းပြီးပို့ပေးလိုက်ပြီးဖုန်းချလိုက်တယ်စုရကတက်ပြင်းရှည်ကြီးချလိုက်တယ်မြေကြီးပေါ်မှာဒူးထောက်ပြီးတောင်းပန်နေတဲ့သူ့ပုံရိပ်ကိုမြင်နေရတယ်လို့ပဲအဲ့ဒီအချိန်မှာစုဖူးကကတ်လာတာပေါ့သူကခုတင်ပေါ်မှာသတိမေ့မျောနေပြီဖြစ်တဲ့သူမြအေးကြီးကိုကြည့်နေတာစိတ်မကောင်းဖြစ်ရမဲ့အစားသူ့မျက်လုံးတွေထဲမှာအလွန်လောဘကြီးတဲ့ကြောက်စရာကောင်းတဲ့အလင်းရောင်တွေပေါ်လာတာပေါ့ဒီနောက်ဆက်တွဲပြောဆိုလိုက်တဲ့စကားတွေကတော့လူသားတွေရဲ့အနေဆုံးသဘောထားဆိုတာဘယ်ထိလဲဆိုတာကိုကျွန်မသိထားတာတွေအကုန်လုံးကိုပြောင်းလဲပြလိုက်တယ်နော်စုရရေမင်းရဲ့ဒီနေ့လန်းကအဆင်ပြေပါမလားသူကငါတို့တော့ဖွင့်ဝင်ခဲ့တာလို့ဆွဆွဲလာခဲ့ရင်ဘယ်လိုလုပ်မလဲစုဖူးကအတန်ကိုနှိပ်ပြီးမေးလိုက်တော့စုရကလောင်ပြောင်တယ်လို့ရဲလိုက်တယ်ဘာကိုကြောက်ရမှာလဲသူမှာ CCTV ရှိနေရင်တော့ဘာတတ်နိုင်မှာလဲအခုကလေးလေးကဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီလေဒါကတော့အမှန်ပဲလူမှုကွန်ရက်သုံးတဲ့သူတွေကအားနေတဲ့သူတွေကိုတနာဆုံးပဲငါတို့ကသူကတမင်တကာပျောကလုပ်ပြီး1600တာအိမ်ထဲမှာစိတ်ပိုးကောင်တွေလွတ်ပြီးတက်ဖို့ကြံတာလို့တက်ပြောလိုက်ရင်သူရွှေမြစ်ထဲခုံချတောင်ဆေးလို့ရမှာမဟုတ်ဘူးအင်တာနက်ပေါ်ကလူတွေရဲ့တွေးတွေနဲ့တင်သူတည်သွားမှာပဲစူဖတ်ခင်လဲကြားပြီးတာနဲ့မျက်လုံးတွေပတ်ချလဲအောင်လှည့်ကြည့်လိုက်ပြီးပေါင်ကိုတောင်လက်နဲ့ရိုက်လိုက်တာပဲအေးဟုတ်တာပဲငါဘာလို့အဲ့လိုမတွေးမိတာလဲရှောင်းပေါင်လဲဒီလောက်ထိဒဏ်ရာရနေတာဆိုတော့ငါတို့ဒီကိစ္စကိုအကြီးကြီးဖြစ်အောင်လုပ်ပြလိုက်ကြမယ်လေစူးမေလဲကြောင်သွားတာပေါ့အဘိုးကြီးမင်းပါပြောတာလဲရှောင်းပေါင်ရဲ့လက်တောင်အကောင်းဘက်ကတိဖြစ်ဖို့မလွယ်တော့ဘူးကိုမင်းနားလဲတာဘာရှိလို့လဲစူဖတ်ခင်ကစူးမေကိုမျက်စောင်းထိုးပြီးတော့ခန်းနာတဲ့မာစတာအိတ်ခန်းကိုလက်ညှိုးထိုးပြပြီးပြောတာပေါ့မင်းတို့ဒီအိမ်ကိုကြီးစံတီပြင်းစင်ကိုကြီးစံတန်းဆက်ချီတော့တန်မာပဲဒီကောင်လေးကတော်တော်ချမ်းသာတာပဲသူကငါတို့မြေကိုအစိတ်ပိုးကောင်လွတ်ပြီးခိုက်ခိုင်းတာဆိုတော့ဒါကတမင်တကာဒဏ်ရာရအောင်လုပ်တာပဲလူတက်ဖို့ကြံစီတာပေါ့သူခဏရက်ပြီးစိတ်လှုပ်ရှားစွာနဲ့လက်တွေကိုပုတ်တက်နေတာပေါ့အင်တာနက်ပေါ်မှာကိစ္စတွေပိုကြီးလာပြီးရဲတွေပါလာတဲ့ခါကျရင်ငါတို့သူ့ကိုသွားပြီးညှိနှိုင်းပြောဆိုကြတာပေါ့သူကကိစ္စကိုအေးအေးဆေးဆေးပြီးစေချင်ပြီးထောင်မကျချင်ဘူးဆိုရင်ဒီဗီလာကိုသူမလွန်ဆန်နိုင်ပဲငါတို့နမီပြောင်းပေးရမှာပဲလျော်ကြေးနေနဲ့ပေါ့ဆေးဘိုးဝါခရောစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာမှုလျော်ကြေးပါအနည်းဆုံးနောက်ထပ်တန်း30လောက်ထပ်ညှိရမယ်နော်စူးမေလဲကြားလိုက်တာနဲ့မူလာကညှို့ငယ်နေတဲ့မျက်နှာကရုတ်တရက်ဝင်းပလာပြီးမျက်လုံးတွေပါအယောင်တောက်လာတာပေါ့အိုတကယ်လားဒီအိမ်ကနောက်ဆိုငါတို့ပိုင်တာဖြစ်လာတော့မယ်ပေါ့ဒါဆိုရှောင်းပေါင်ဒီလိုချစ်တာလဲအလားကားမဖြစ်တော့ဘူးပေါ့နော်ဒါမှကန်ဆိုးမှုကနေကောင်းကျိုးဖြစ်လာတာပေါ့လေသူတို့ရချင်တာရပြီပေါ့အခုချက်ချင်းတန်းချီတန်းနဲ့ဇိမ်ခံအင်ကြီးတစ်လုံးလဲဖို့ပဲပူနေကြတာတကယ်ကိုတန်လုံးနယ်ကွာစူးဖေကတော့အရန်ကျင်နေပြီးရဲလိုက်တယ်ဘေးနာကမြေကြီးအော်ဟစ်ငိုယိုနေတာကိုလုံးဝယူမဆိုင်ဘူးလေပြင်ထွက်ဖို့အလင်းစလိုမစင်းစားနဲ့ဦးတဲ့ရှောင်းပေါင်ကိုခါလောက်ထပ်ပြီးခန်းစားစီဦးတဲ့လက်မောင်းကပိုးရောင်လာလေပိုးကြောက်စရာကောင်းလာလေပဲအဲကြရင်ငါတို့တောင်းမဲ့ဈေးကပိုမြင့်လာမှာပေါ့စူးရလဲတကယ်ပဲမှန်တယ်လို့ထင်းတဲ့ပုံစံမျိုးခေါင်းညိတ်တယ်အဖေပြောတာမှန်တာပေါ့ကလေးကိုမစွန့်နိုင်ရင်ဝမ်ပူလေးကိုဖမ်းလို့ရမှာမဟုတ်ဘူးလေဒီတခါတော့သူ့အိမ်ပိုင်ဆိုင်မှုတွေအကုန်လုံးကိုဖဲ့ခိုင်းရမှာပေါ့ငါကတော့မျက်နှာပြင်ရှေ့မှာထိုင်ပြီးဒီမိသားစုရဲ့နှဆိုးတွေလိုမျက်နှာတွေကိုကြည့်နေရဲ့နောက်ကျောကချမ်းသာမျိုးမဖြစ်တဲ့အပြင်တခါမှမခံစားဘူးစိတ်လှုပ်ရှားမှုတစ်ခုတောင်တိုးလာတယ်ငါကတော့သူတို့ကနင်းနေပါပါအမျက်ထုတ်တတ်တာနင်းနေနာတာဆိုလက်လျှော့တတ်တယ်ထင်ခဲ့တာတကယ်တော့သူတို့ကဒီလိုအဆင့်အထိရဲဆက်ရုံမှလိမ့်မယ်လို့မထင်ထားဘူးအိမ်တအိမ်ကို6လန့်ဖို့အတွက်ဆိုရင်ကိုမြေရင်ရဲ့အသက်ကိုတောင်လောင်းကြီးထက်ပြီးကစားနိုင်တယ်ပေါ့ဒီလိုမုံပွားလောက်တဲ့ကိစ္စတွေပေါ့ဒါကြောင့်လဲအရင်ဘဝတုန်းကသူတို့ကြောင့်ငါဒီလောက်ဆိုးဆိုးရွားရွားခံခဲ့ရတာကိုဒါပေမဲ့ကိစ္စမရှိပါဘူးမင်းတို့တွေပို့ပြီးတေချောင်းကြံလေငါရဲ့နောက်ပိုင်းတုတ်ပြန်မှုကပို့ပြီးခိုင်မာလာလေပဲငါထင်တဲ့အတိုင်းပဲအဲ့ဒီချာတစ်စစ်စစ်နဲ့သူများတွေကို6လန့်နေတတ်တဲ့လူငယ်ကတကယ်ကိုတော်တယ်တနာရီမကြခင်ပါပဲဒေါသထွက်စရာကောင်းလိုက်တာသူထီဟောင်းရဲစားကတေ
မင်းထောင်60နဲ့9နှစ်အရွယ်ကလေးငယ်ကိုအစိပ်ပြင်းနဲ့အင်းဆက်တွေကိုက်လို့အသက်အန္တရာယ်ကြုံနေပြီးဆိုးရဲခေါင်းစဉ်နဲ့ဗီဒီယိုတစ်ခုကလူကြည့်အများဆုံးလဲကိုတန်းတက်သွားတယ်လေဗီဒီယိုဖိုင်တက်ဖြတ်ထားတာကလည်းတကယ်ပညာရှင်စံတာပဲငါအိမ်တကားဝါကသတိပေးဆိုင်ပုတ်တွေကိုအကုန်လုံးဝအောင်လုပ်ထားပြီးတော့ဖွင့်ဆီယာနဲ့ရှောင်းရီစကားပြောတာကိုဆူယာကူစုရဲ့အတန်သွင်းထားတာပဲကြံခဲ့တယ်အပြင်ဘက်ကခရမ်းရောင်ဖြစ်နေတဲ့လက်မောင်းရဲ့တကားကွဲလေးရဲ့ကပူကြီးတကောင်ရဲ့မှုံဝါးဝါပုံရဲ့စိတ်ဖိစီးမှုအယမ်းများပြီးကြောက်စရာကောင်းတဲ့နောက်ခံဒေဂီတာတွေနဲ့ပေါင်းလိုက်တော့ကျွန်တော်ကိုစိတ်ဖောက်ပြန်တဲ့လူသက်သမားတယောက်လိုဖန်တီးပစ်လိုက်တာပဲတကယ်ပဲအင်တာနက်ပေါ်မှာစိတ်ခံစားမှုနောက်လိုက်တက်တဲ့လူတွေကမရှားဘူးလေဒီဗီဒီယိုထွက်လာလိုက်တာနဲ့အရင်ကလူတို့အမြင်တွေပြောင်းပြန်ဖြစ်သွားတာချက်ချင်းကိုဖိနှိပ်ခံလိုက်ရတယ်ပိုပြီးပြင်းထန်တဲ့စိုက်ပါတိုက်ခိုက်မှုတွေကတောင်လိုပုံပြီးကျွန်တော်စီကိုရောက်လာတော့တာပဲဟာကွာဒီကောင်ကတော်တော်စိတ်ဖောက်ပြန်နေတာပဲနော်အိမ်မှာမွေးထားတယ်လေလူကြီးတွေဘာမှပဲလှုပ်ကလေးတွေကအပြစ်မရှိဘူးအစိတ်ရှိတဲ့အကောင်တွေကိုကလေးကိုကြိုက်ခိုင်းတာကပေါ်သေးသေးကိစ္စမဟုတ်တော့ဘူးဒါကတမင်တက်ဖြတ်တာပဲအမြန်ဆုံးရဲကိုဖုံးဆက်ပြီးသူ့ကိုဖမ်းခိုင်းလိုက်ပါတော့ဒီလိုလူဖွဲ့စည်းကိုစန့်ကျင်တဲ့စိတ်တက်ရှိတဲ့သူမျိုးကိုပြစ်တက်တဲ့နယ်လို့ပြောကြတယ်မိန်းကလေးဘက်ကတောင်းဆိုတာမမှန်ဘူးဆိုရင်တောင်ယောက်ျားလေးဘက်ကလုံလုံကျူးကျူးကာကွယ်ရင်တမင်တက်နာကျင်အောင်လုပ်တာမီမဟုတ်ဘူးလားမိန်းကလေးဘက်ကအခွင့်အရေးကာကွယ်တာကိုထောက်ခံတယ်နော်တကောင်ကြပတ်ဆက်ဝေဖန်သူတွေနဲ့စိုက်ပါထောက်တိုင်တွေရဲ့လုံဆောင်မှုအောက်မှာအင်တာနက်သုံးစွဲသူတွေရဲ့စိတ်ခံစားမှုတွေကအပြည့်အဝမီးလောင်တောက်လောင်သွားခဲ့တယ်ကျွန်တော်လူမှုကွန်ရက်အကောင့်ရဲ့နောက်ွယ်ကိုတသိန်းကျော်တဲ့ရှိုးဝက်စာတွေချက်ချင်းဝင်လာတဲ့အားလုံးကအစိုးဆုံးချိန်စာတွေနဲ့ဆက်ဆိုမှုတွေပဲလေကျွန်တော်ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့မိဘတွေကိုတောင်ဆွဲထုတ်ပြီးစော်ကားကြတာပဲဒါတင်မကသေးဘူးနော်အဲ့ဒီတရားများတာတယ်လို့ခံယူထားတဲ့အင်တာနက်အသုံးပြုသူတွေကကျွန်တော်အကြောင်းကိုစာပြီးဖော်ထုတ်ကြတယ်အွန်လိုင်းပေါ်မှာဝိုင်းရှက်ခွဲဖို့အဓိကတပ်ဖွဲ့တွေကနောက်တစ်ခါထပ်ပြီးလှုပ်ရှားလာတယ်နာရီဝက်တောင်မကြလိုက်ဘူးကျွန်တော်ကားနံပါကျွန်တော်ခုတောင်တဲခုနေတဲ့အဝေးပြေးလက်မကြီးဘေးကဝန်ဆောင်မှုပရိယာဟိုတဲ့လိပ်စာကိုသူတို့ကလုံးဝဖော်ထုတ်ပစ်လိုက်ပြီလေမှတ်ချက်ပေးတဲ့နေရာမှာအထင်ရှားဆုံးနေရာမှာတန်းတင်ထားလိုက်ပြီးဒီကောင်ကအခုတော့မြင့်ကအဝေးပြေးလက်မကြီးဘေးကဝန်ဆောင်မှုပရိယာတွေကအီတန်ဟိုတယ်မှာပုံနေတာပေါ့အနီးနားကညီကိုတွေတွားပိတ်ဆို့ကြပါဘူးကျွန်တော်မြို့တော်ဝင်ရုံဖုန်းနံပါတ်ကိုခေါ်ပြီးရဲကိုအကြောင်းကြားပြီးသူ့ကိုဘလို့မှထွက်ပြေးလို့မရစေနဲ့နော်ကျွန်တော်ဖုန်းထဲမှာစက်တိုက်ပေါ်နေတဲ့ချင်းချောက်စာတွေကိုကြည်ရင်ပေါ့လေစင်ကြံအပြင်ဘက်ကနေလူတော်များရဲ့အလင်းလိုနေတဲ့ခြေတံတွေနဲ့ကျွန်တော်ခန်းတကားကိုခောက်နေတဲ့အတန်တွေပါကြားလိုက်ရတဲ့အစွန်းရောက်နေတဲ့အင်တာနက်သုံးစွဲသူတွေချစ်နိုင်တယ်ဒါမှမဟုတ်လူသိများခြင်းနဲ့အင်တာနက်ပေါ်ကဖျော်ဖြေသူတွေချစ်နိုင်တယ်တကယ်ပဲအိမ်တကားဝအထိရောက်လာကြပြီထင်တယ်ကျွန်တော်စားပြီးသားအသားကင်တုတ်ချောင်းတွေရဲ့အစီတွေကိုတရှုတရက်နဲ့တုပ်လိုက်ရင်မျက်လုံးတွေကအေးဆက်ဆက်ဖြစ်သွားတာပေါ့ကျွန်တော်ကိုလူမှုကွန်ရက်ပေါ်မှာတိုက်ခိုက်မလားဗီဒီယိုတွေဖြတ်တောက်ပြီးတိုက်ခိုက်မလားချင်းချောက်ပြီးငွေညစ်မလားခင်များတို့ကကျွန်တော်ကိုအရင်ဘဝကလိုခင်များတို့ဘလို့ပဲချုပ်ကင်တီးခံနေရမယ်အားနေတဲ့သူလို့ထင်နေတာလားကျွန်တော်ထည့်လိုက်ပြီးစားပွဲစီလျှောက်သွားတာပေါ့မှတ်ညံပမာဏကြီးတဲ့အိတ်ဆောင်တပြားတစ်ခုကိုကွန်ပျူတာထဲထိုးထည့်လိုက်တယ်ဒီတပြားထဲမှာဆိုတိုက်ကြီးပြင်ရောအတွင်းမှာပါတက်ထားတဲ့အရေးသွေးမြင့်ကင်မရာလုံးပေါင်းများစွာက24နာရီလုံးအဆက်မပြတ်ရိုက်ကူးထားတဲ့၄ကဗီဒီယိုစစ်တွေရှိတယ်လေအိမ်လုံးက Smart Snick ကနေအလိုလျောက်အင်တာနက်ပေါ်တင်စေထားတဲ့အချိန်နဲ့တပြေးညီမှတ်တမ်းတွေလည်းပါတယ်နော်ကျွန်တော် software တစ်ခုကိုဖွင့်လိုက်တဲ့အခုလေးတင်အိတ်ခမ်းမကြီးထဲမှာဆူယာရာကလူမှုကွန်ရက်နာမည်ကြီးတယောက်ကိုဖုံးပြောထားတဲ့အတမ်းမှတ်တမ်းကိုရောဆူယာရာမိဘတွေကမြေးလေးကိုခဏလေးထပ်ပြီးအတုံးချခိုင်းတာဒါမှတိုက်ကြီးတစ်လုံးလိန်ယူလို့ရမယ်ဆိုတဲ့အမွေးတွေထောင်ထက်စေတဲ့ရှိုးဝက်တမ်းမှတ်တမ်းအကုန်လုံးကိုပဲအဲ့ဒီအချိန်မှာပဲငါကနေပညာတွေသုံးပြီးတော့ဆူရရဲ့ဖုန်းအထည်ထဲကိုတိုက်ရိုက်ဖောက်ဝင်လိုက်တာပြီးတော့သူမြေပွေးကိုဘာပြီးကိုခုနလေးတင်လွှဲပေးလိုက်တဲ့300တန်ကြားတာစီးရဲလွှဲပြောင်းမှတ်တမ်းတွေကိုပါဆွဲထုတ်လိုက်တာပဲအပြင်ဘက်ကတကားကောက်တန်တွေကပိုပြီးကျလာသလိုတချို့ဆိုခြေထောက်နဲ့ပါကနေကြပြီးတော့ဟေ့ချန်ဆိုတဲ့ကောင်ထွက်လာခဲ့စံအဲမှာခေါင်းကျုံးလေးလိုပုံမနေနဲ့ထွက်လာပြီးရှင်းချက်ပေးဦးငါကတော့စည်ရင်းတွေကိုပဲကြည်ရင်လက်ချောင်းတွေကကီးဘုတ်ပေါ်မှာတစ်ဖြက်ဖြက်ရိုက်နေတာပေါ့စောင့်ကြည့်ခင်များမူရင်းဗီဒီယိုတွေမဖြတ်တောက်ထားတဲ့ဗီဒီယိုတွေကြီးလင်းပြတ်သားတဲ့ငွေလွှဲပြောင်းထားတဲ့ခါရီယိုဝါတွေပြီးတော့လူတယောက်ရဲ့အတွေးခေါ်တွေလုံးဝပြောင်းသွားစေမယ်အတန်ဖန်းပိုင်တွေအားလုံးကိုချက်ချင်းပဲဗီဒီယိုပေါင်းချုပ်ကြီးတစ်ခုအနေနဲ့စူးစီးလိုက်တယ်ငါကအပိုစာသားတချင်းတွေမထည့်ထားဘူးလမ်းညွန်တဲ့စာတန်းတွေလည်းမထည့်ထားဘူးဗီဒီယိုစမှာတော့ကြီးမားပြီးအေးဆက်ဆက်ဖြူရောင်စာလုံးကြီးတွေနဲ့ရေးပြထားတယ်ဘလို့ညှိနှိုင်းမှုမျိုးကိုမှလက်မခံဘူးဒီဗီလာကိုလည်းငါမလို့ကျင်တော့ဘူးဒါပေမဲ့ငါအာမခံတယ်မင်းတို့ဘယ်သူမှကောင်းကောင်းမနေရစေရဘူးဆိုပြီးပဲလက်ဆိုင်ကန်ရဲ့ထင်းအပြည့်ပြတာကိုငါကြည့်နေတော့မောက်စ်များလေးကတင်ရန်ခလုတ်ပေါ်မှာဖြည်းဖြည်းလေးရက်နေရဲ့စောင့်ကြည့်ခင်များမျက်နှာပြင်မှာတော့ဒုတိယထက်အိတ်ခမ်းမကြီးရဲ့တကားပြားကအေးအာမသားရဲ့တကောင်ဖြက်စီးထားသလိုအပေါက်ပြဲတွေနဲ့ပြေးလို့တစ်သားစနာတွေကမြေကြီးပေါ်ပြန့်ကျဲနေတာပဲကလေးငယ်ရဲ့ငိုတန်ကလည်းတဖြည်းဖြည်းမင်းဖြော့လာတဲ့စူမိသားစုဝင်တွေရဲ့မျက်နှာတွေမှာတော့ကြောက်ရွံ့မှုတွေအပြည့်ပဲသူတို့ကတော့တညာတဲ့ချမ်းသာကြွယ်ဝဖို့ငါ့ကိုခြေပွားအောင်နင်းချဖို့ဆိုတဲ့အိမ်မက်တွေမြင်မက်နေတော့မဲမြဲကိုသာသွားစမ်းပါတော့ငါကလောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီးလက်ညှိုးနဲ့ mouse ဘက်ခလုတ်ကိုပြင်းပြင်းလေးနှိပ်ချလိုက်တဲ့နျူကလ িয়ার ဘုံကတော့ကျသွားပြီးဘုံခန့်နဲ့ဘုံခနဲ့ပဲကျင်းချံအတွက်ပဲနင်းခုချက်ချင်းထွက်လာစမ်းကွာအထဲမှာတေးချင်းအောင်ဆောင်မနေနဲ့ဟိုတယ်ခန်းတကားပြင်ဘက်ကစူညံတန်တွေကပိုပြီးကျဲလာတယ်မကြောက်ဝက်မနာတာဆဲဆိုတန်တွေတောင်ပါသေးတယ်လေထင်တာတော့နမေကြီးကျင်လုံးလို့ယူနေပြီဖြစ်တဲ့ဒီမျိုးကအွန်လိုင်းနမေကြီးသူတယောက်ကငါ့ကိုတိုက်ရိုက်ထုတ်လွှင့်ပြီးဝိုင်းပိတ်ဖို့ရောက်လာတာပဲပေါ့ငါကတော့ဆိုဖာပေါ်မှာမိနေတာမျက်တောင်တစ်ချက်တောင်မခတ်မိဘူး mouse ဘက်ခလုတ်ကိုနှိပ်လိုက်တာနဲ့ပမာဏအများကြီးရှိတဲ့အစွမ်းထက်ဗီဒီယိုစူးစီးမှုတွေကတခဏအတွင်းလူမှုကွန်ရက်စာမျက်နှာအာကြီးစားတွေအကုန်လုံးပေါ်ကိုတပြိုင်နက်တည်းတင်ပြီးသားဖြစ်သွားတာပေါ့တကားပြင်ကလူတွေကအော်ဟစ်ဆဲဆိုနေကြတော့မဲဟေးကောင်တွေဒီကောင်ကအထဲမှာပုံနေတာကွာငါတို့ဒီနေ့တော့လူတွေကိုဒုက္ခပေးတဲ့ဒီကောင်ကလေးတွေကိုတက်ချင်တဲ့လူသက်သမားကိုဆွဲထုတ်ရမှာပဲတရားမျှတမှုကအမြဲတမ်းနိုင်ရမယ်ကွာသူ့စကားတော်မဆုံးသေးဘူးအတန်ကရုတ်တရက်ရက်သွားရောတကားပြင်ဘက်မှာ2စက္ကန့်လောက်တိတ်ဆိတ်သွားတယ်အဲ့ဒီနောက်ငါ
ကြားလိုက်ရတာကအံ့အားသင့်သွားတဲ့ဟာကွာဆိုတဲ့အာမေလိတ်တံပဲအကိုကြီးပို့ပြီးလူစိတ်ဝင်စားတဲ့သတင်းတွေကိုကြည့်ပါဦးဒါဇလန်းကမားနေပြီလေနောက်ထပ်လူတယောက်ရဲ့အတန်ကထွက်လာတဲ့ထင်ရှားတဲ့ထိတ်လန့်မှုတွေနဲ့အတူပေါ့ဘာမားတာလဲဟာကွာဒီဘိုးကြီးကတကယ်ကြီးအဲ့လိုစကားပြောခဲ့တာလားမြေးကိုပို့ပြီးကြာစိုက်ခိုင်းပြီးအပိုဆောင်တိုက်အိမ်တစ်လုံးပေးမယ်ဆိုတာဒါကတော့တကယ်အဘိုးရင်ပဲအိုးဟိုမိမကလည်းဟန်ဆောင်တာပဲတော့ဖွင့်တဲ့ဗီဒီယိုကဒီမှာရှိတယ်လေဘာမှထူးဆန်းတဲ့ဇလန်းတွေမဟုတ်ဘူးသူတို့ကိုယ်တိုင်တော့ဖြတ်ပြီးအတင်းဝင်သွားတာပေါ့မြ မြန်တိုက်ရိုက်ထုတ်လွှင့်တာကိုပိတ်လိုက်တော့ဟာကွာလက်နက်လိုအသုံးချခံလိုက်ရတာပဲမြန်သွားရအောင်ဒါကိုသာအပေါင်းပါဖြစ်တတ်မှတ်လိုက်ရင်တော့ပြီးပြီပဲပြန့်ကျဲနေတဲ့ခြေတံတွေကအမြန်ဆုံးဝေးသွားတာပေါ့ငါကအေးဆက်ပြုံးလိုက်တာပဲစားပွဲပေါ်ကရေခဲဘီယာကိုကောက်မော့ပစ်လိုက်တယ်လေဒီကီးဘုတ်သူရဲကောင်းတွေနဲ့လူတိများအောင်လိုက်ကက်နေတဲ့ရင်ကောင်းတွေကဒီလိုပဲပေါ့ဦးနောက်ကမကောင်းလာပေမဲ့အကျိုးရှိတာကိုလိုက်ပြီးအနေရကရှောင်တက်တဲ့စရိုက်တော့ရှိတယ်သူတို့မျက်နှာကိုခိုင်လုံတဲ့တက်တွေနဲ့ပြစ်ပေါက်လိုက်တာနဲ့ဘသူထက်မဆိုပိုပြေးကြတာပဲနော်ငါဖုံးဖွင့်ကြည့်လိုက်တော့ပလက်ဖောင်းမျိုးကမှတ်ချက်ပေးတဲ့နေရာတွေမှာစူညံပွက်လောလိုက်နေပြီးခုနလေးတင်ငါကိုယူမူဆဲဆိုပြီးလူမှုကွန်ရက်ပေါ်မှာငါအကြောင်းတွေဖော်ထုတ်မယ်ဆိုနေတဲ့အင်တာနက်အသုံးပြုသူတွေကလေငါတင်ထားတဲ့ထက်ညက်ကလုံးဝမပါတဲ့အချိန်မှတ်တမ်းနဲ့ကင်မရာအများကြီးကရိုက်ထားတဲ့ဗီဒီယိုရှည်ကြီးကိုကြည့်ပြီးရဲ့နောက်မှာတော့အားလုံးစုပေါင်းပြီးယူသွတ်တဲ့ဒေါသတွေပောက်ကွဲကုန်ကြတာပဲဒီတခါတော့သူတို့ဒေါသတွေ100ရာခိုင်နှုန်းအပြည့်အဝဆူရတို့မိသားစုကောင်းပေါ်ကိုပဲကြားရောက်ကုန်ပြီပေါ့ငါတက်ဒီလောက်ရုံမှာပတ်ဆက်တဲ့မိသားစုမျိုးတစ်ခါမှမတွေ့ဘူးသေးဘူးရေးစားဟောင်းစီကဇိမ်ခန့်အင်ကြီးတစ်လုံးကိုချင်းချောက်တောင်းခံဖို့ကိုမြေရင်ရဲ့အသက်ကိုတောင်ဒီမဆိုင်တော့တာအဲ့ဒါကအနီရောင်ကောင်းတဲ့အစိတ်ပြင်းတဲ့ကင်းချေများကြီးကိုကလေးကိုကိုက်တက်ပစ်မှာကိုတကယ်မကြောက်ဘူးလားကွာမူလကတော့သူတို့ကိုယ်တိုင်ပိုက်ဆံပေးပြီးတော့ပြင်ဆရာကိုခေါ်ပြီးတကားဖွင့်ခိုင်းတာကိုသူများအိမ်တကားမှာအစိတ်ရှိပိုးမွားတွေရှိတယ်လို့ဒီလောက်ကြီးတဲ့အနီရောင်ဆန်းပုံးနဲ့ရေးထားတာကိုဒါကကိုဘာသာကိုသွားတက်ခံတာမျိုးပဲလေအော်နှလုံးနာတယ်ကွာအဲ့ဒီမိမကခုနလေးတင်ဖုံးထဲမှာတနာစရာဟန်ဆောင်နေသေးတယ်နောက်တစ်စက္ကန့်မှာတော့ဂုံတိတ်ခါမဲ့တဲ့ဒေးဗစ်ကိုပြည်သူဆက်ဆံရေးအတွက်တိန်းနဲ့ချီတဲ့ငွေလွှဲပေးလိုက်တယ်ဒီငွေလွှဲမှတ်တမ်းကတန်တရားမရှိအောင်ခိုင်မာနေတာပဲအဲ့ဒီကလေးဆိုလေးနှစ်ယောက်ကလည်းအိမ်ထဲရောက်တာနဲ့လူအိမ်ကတားရည်ဆိုဖာအစ်စ်ကိုနင်းချပြီးပိုစီဖြစ်အောင်လုပ်ပစ်လိုက်တာကြိုက်ခံရတာထိုက်တန်တာပေါ့ဒါကတော့မကောင်းတဲ့လူတွေတန်ခံရတာပဲလို့ခေါ်တာပေါ့လူများရဲ့ထင်မြင်ချက်တွေပြောင်းလဲသွားတာကလေးစင်နာမောင်းထက်တောင်ပိုပြီးပြင်းထန်တာပဲလေမိနစ်20တောင်မပြည့်သေးဘူးနော်ဆူရစီက10သိန်းယူပြီးဗီဒီယိုတုတွေဖျက်ပစ်ခဲ့တဲ့အစိတ်ပြင်းတဲ့ဖာဘီကိုရဲ့အကောင့်ကိုဝန်ဆောင်မှုပေးတဲ့သူတွေကအပီးပိုင်ပိတ်ပစ်လိုက်တယ်လေဒီကောင်ကတော့ရဲတွေလာဖမ်းမှာကြောက်လို့ထင်တယ်နော်တညာတဲ့နဲ့လူမှုကွန်ရက်ကအကောင့်သေးလေးတွေအကုန်လုံးပိတ်ပစ်ပြီးလုံးဝပျောက်သွားတာပဲပို့ပြီးတော့အားရခြေနဲ့ဆရာကောင်းတာကတော့ဒီမျိုးကရဲအဖွဲ့ရဲ့တရားဝင်ကောင်းကငါဗီဒီယိုအောက်မှာချက်ချင်းမှတ်ချက်ရေးပြီးပြန်မြဝေသွားတာပြည်သူတွေကသတင်းပေးတိုင်ကြလို့သက်ဆိုင်ရာပြည်ထနာတွေကိုစုံစမ်းစစ်ဆေးနေပြီးသူတစ်ပါးအိမ်ကိုခွင့်ပြုချက်မရှိဘဲဝင်ရောက်တာပစ္စည်းတွေကိုတမင်တကာဖျက်ဆီးတာလိမ့်လဲပြီးချင်းချောင်းဝင်ညစ်တဲ့ပြစ်မှုတွေကိုရဲအဖွဲ့ကအမှုဖွင့်စုံစမ်းစစ်ဆေးတော့မှာတဲ့လုံးဝမျက်ကွယ်ပြုမှာမဟုတ်ဘူးတဲ့နော်ဒီတခါတော့စုမိသားစုတွေကရှက်ရစရာဖြစ်ကုန်ပြီလို့ပြောရမှာပေါ့နော်ပြန်ထူထောင်စရာအခွင့်အရေးတောင်မရှိတော့ဘူးဒီဘက်ပြန်ကြည့်ရအောင်တော့ဇင်ခန့်အင်ကြီးရဲ့ဒုတိယထပ်အိတ်ခမ်းမကြီးထဲမှာဆူရကဖုံးကိုကြောင်တောင်လေးကြည့်နေတာသူ့ရဲ့စာပိုးဘော့စ်ကလုံးဝကိုပျက်စီးသွားပြီးတစ်စက္ကန့်ကိုဆဲဆိုခြင်းမောင်းနဲ့ message ရာပေါင်းများစွာထောင်ပေါင်းများစွာဝင်လာတာမိစ္ဆာမှာလူသက်သမားအဖွားကြီးလိမ့်လေသူဆိုတဲ့ဒီလိုမျိုးကြားရဆိုတဲ့စကားလုံးတွေကရေလွှမ်းမိုးတယ်လို့သူ့ကိုပြောင်းဆန်သွားအောင်လုပ်နေတာပဲအဲ့ဒီအချိန်မှာပဲသူ့ဖုံးကရုတ်တရက်မြည်လာတာမှတ်တမ်းမရှိတဲ့သူစိမ့်နံပါတ်တစ်ခုပဲသူကတုံရင်နဲ့ခေါ်ဆိုမှုလက်ခံတဲ့ခလုတ်ကိုနှိပ်လိုက်တဲ့စကားတောင်မပြောရသေးဘူးဟိုဘက်ကနေအရန်နာကားစရာကောင်းတဲ့အော်ဟစ်တန်ကြီးတစ်ခုထွက်လာတာဆူရနင်ကမိမယုံမကောင်းဆိုးဝါးနဲ့အကောင်းမတည်ရပါစေနဲ့တဲ့မင်းတို့တမိသားစုလုံးနေရကြပါစေဟဲ့စောရကြောက်လက်နကြအော်ဟစ်ပြီးဖုံးကိုလန့်ပစ်လိုက်တဲ့ဖုံးကနယံကိုထိပြီးမျက်နှာပြင်တစ်ခုလုံးချေမိုးသွားတာပဲဘာဖြစ်တာတော့အင်တာနက်ပေါ်မှာဘလိုတွေချစ်နေပြီလဲဟိုဒေးဗစ်ကဗီဒီယိုတွေတင်လိုက်ပြီလားသူဘာပြောသေးလဲစူဖခင်ကတော့ချင်းချောက်ပြီးစိန်ခံအင်ကြီးရဖို့အိမ်မက်ကြီးတွေမက်နေတော့မဲစိတ်ပူတကြီးနဲ့အနားကိုတိုးပြီးမေးလိုက်တဲ့စောရမှာတော့မျက်လုံးတွေအားမရှိပဲကျမ်းပြင်ပေါ်ကိုပုံချထိုင်ချလိုက်တဲ့မျက်နှာကလူသေးလိုဖြူဖြော့နေပြီးနှုတ်ခမ်းအားတွေလည်းတစ်ဆက်တုံနေတာပေါ့ပြီးအကုန်လုံးပြီးသွားပြီးသူကစောင့်ကြည့်ခင်များမှတ်တမ်းတွေအကုန်အင်တာနက်ပေါ်တင်လိုက်ပြီးမင်းအိမ်ထဲမှာပြောတဲ့စကားတွေရဲ့ရှောင်းပေါင်ရဲ့ဒဏ်ရာကြောင်းနဲ့အိမ်ကြောင်းအတမ်းမှတ်တမ်းတွေဒေးဗစ်ကိုပိုက်ဆံလွှဲပေးတဲ့မှတ်တမ်းတွေပါသူကအကုန်ယူသွားပြီးအင်တာနက်သုံးစွဲသူတွေအကုန်လုံးငါတို့ကိုဆဲနေကြပြီးရဲလဲအမှုဖွင့်လိုက်ပြီးဘာစူဖခင်ကတော့မိုးချိုးပြစ်ခံရတယ်လို့မျိုးတကိုယ်လုံးချက်ချင်းတောင်းတင်းသွားတယ်စူမိခင်ကတော့ရုံးခန့်နဲ့ကျမ်းပြင်ပေါ်လဲကြတော့အာဘီပေါင်တွေပုတ်ရင်ရှိုက်ကြီးတင်ငိုကြွေးတော့တာပဲဟာကွာမလုပ်ပါနဲ့ဆိုတာဒါကိုပြောတာပေါ့အခုတော့ကောင်းရောအိမ်လဲမရငါတို့တမိသားစုလုံးအဖမ်းခံရပြီးထောင်ချရတော့မယ်ရှောင်းပေါင်လက်တောင်ပုတ်တော့မှာပဲအိုငါတို့ဘာပြစ်တွေလုပ်ခဲ့ကြလို့လဲဟဲ့တော့ငိုနေလဲဘာဒူးမှလဲစူဖခင်ကတော့ယူသွတ်နေရဲ့တားရဲတကောင်လိုပေါင်ကိုဖျန်းခနဲ့ရိုက်ပြီးအခုဒီစကားတွေပြောနေလို့ဘာမှမထူးဘူးမြ မြန်ပြေးမှဖြစ်မယ်ရဲတွေမလာခင်ငါတို့မြန်ဒီ6ချားစရာနေရာကနေထွက်သွားကြရအောင်ဘယ်ကိုပြေးရမှာလဲစောရကမျက်နှာကိုလက်နဲ့အုပ်ပြီးစိတ်ပြက်အားငယ်စွာပြောလိုက်တယ်အပြင်မှာဟိုအိမ်မြောင်ကြီးကတကားကိုကုတ်ချစ်နေတော့မဲလေငါတို့အပြင်ထွက်လို့မရဘူးထွက်ကြမယ်တကားကထွက်လို့မရရင်ပြတင်းပေါက်ကသွားပေါ့စူဖခင်ကအိတ်ခမ်းမကြီးရဲ့မှန်ပြတင်းပေါက်စီပြေးသွားတယ်ဒါကဒုတိယထက်လေမြေကြီးနဲ့ဆိုလဲအမြင့်ကမီတာနည်းနည်းလေးပဲရှိတာပဲငါတို့ကုတင်ကင်းတွေဆွဲဖြဲပြီးကျိုးလုံးမယ်ပြတင်းပေါက်ကနေဆင်းမယ်ဒီ channel ကနေထွက်နိုင်တာနဲ့ဘယ်သူမှငါတို့ကိုဖမ်းနိုင်မှာမဟုတ်ဘူးလို့ဆိုတာအကျက်တဲ့အခြေအနေရောက်သွားတဲ့အခါမျိုးမှာမယုံနိုင်လောက်တဲ့လှုပ်ဆောင်နိုင်စွမ်းတွေထွက်လာတတ်တဲ့စူဖခင်နဲ့စူမိခင်ကချက်ချင်းပဲအဲ့ဒီကုတင်ကြီးစီပြေးသွားကြတယ်တန်မိုးတောင်အချီတဲ့ပြပကလာတဲ့ပိုးသားကုတင်သုံးဆောင်တွေကိုအလူအရက်ဆွဲဖြုတ်ချလိုက်ကြပြီးစာပြီးဆွဲဖြဲကြတော့တာပေါ့ကျွန်တော်ကစောင့်ကြည့်ခင်မယာကိုကြည့်နေတာဘာဆက်ထောင်ဆုံးကနေရက်ဆက်တဲ့အပြုံးတစ်ချက်ပေါ်လာတယ်ထွက်ပြေးခြင်းနဲ့ပေါ့ငါကို
ကိုယ်တိုင်တေးသေးချာချာစီစဉ်ထားတဲ့စင်မြင့်ကြီးလေကောင်းတဲ့ဇလန်းကလည်းမပြီးသေးဘူးတရုတ်ဆောင်တွေကဘလို့လုပ်ပြီးအချိန်မတိုင်ခင်ထွက်သွားလို့ရမှာလဲကျွန်တော်ဖုန်းကိုကောက်ကင်လိုက်တယ်ပြီးတော့ဇင်ခံအင်ကြီးရဲ့အိမ်လုံးဆိုင်ရာစမတ်ထင်းချုပ်ရဲ့အသုံးချစနစ်ကိုဖွင့်လိုက်တယ်မျက်နှာပြင်ပေါ်မှာလက်ညှိုးနဲ့ဖြည်းဖြည်းလေးပုတ်ဆွဲပြီးပောက်ကွဲမှုတန်းခံလုံးကြုံရေးစနစ်ဆိုတဲ့နေရာကိုရွှေ့လိုက်တယ်ဒီဇင်ခံအင်ကြီးကိုပြင်ဆင်နှုံးကလေးကကျွန်တော်ကကိုယ်တိုင်ခီးတွေမကြာခဏထွက်ရတာကိုထည့်တွေးထားတယ်လူတွေအိမ်ထဲဝင်ကိုးတာမျိုးမဖြစ်အောင်ကျွန်တော်တမင်တကာပိုက်ဆံအများကြီးသုံးပြီးအစစ်မြင့်ဆုံးလုံးကြုံရေးစနစ်တစ်ခုတက်ဆင်ထားတာတကားပြတင်းပေါက်အကုန်လုံးကိုဗန်ရဲ့ငွေတိုက်လိုမျိုးအစစ်မြင့်နဲ့အထူးတက်တူဆက်ပောက်ကွဲမှုတန်းခံလိတ်တကားတွေတက်ထားတယ်လေရောက်လာပြီဆိုတော့လေကျွန်တော်အိမ်မှာပဲနှစ်တစ်ကိုကောင်းကောင်းမွန်မွန်ဖြတ်တန်းကြပေါ့အပြင်မှာလေးကတအားတိုက်နေရဲ့အေးမမိစေနဲ့ပေါ့ကျွန်တော်ခက်မဲ့မဲ့ပြုံးလိုက်ပြီးအဲ့ဒီအနီအောင်စတင်ခလုတ်ကိုနှိပ်လိုက်တယ်လုံခြုံရေးစနစ်စတင်လိုက်ပြီးအိမ်တအိမ်လုံးအမြင့်ဆုံးပိတ်ဆို့မှုအခြေအနေကိုရောက်သွားပါပြီဖုန်းလေးကနေထွက်လာတဲ့ခန်းစားချက်မဲ့ညံရည်တို့အတန်ပဲချန်အင်ကြီးရဲ့အိတ်ခမ်းမကြီးထဲမှာစူပူကအခုလေးတင်ပဲကုတင်ကင်းတွေဆက်ပြီးကျိုးရှည်တစ်ချောင်းလောက်ထားတာကိုကျမ်းပြင်ထိရောက်တဲ့ပြတင်းပေါက်တန်တိုင်းမှာချီနှောင်လိုက်ပြီးမှန်ပြတင်းပေါက်ကိုတွန်းဖွင့်ဖို့ပြင်နေတာပေါ့ရုတ်တရက်ဆိုသလိုပဲတိုးတိုးလေးမိနေတဲ့စက်တန်ကြီးတစ်ခုကနံရံထဲကနေထွက်ပေါ်လာတယ်လေဒါဘာဖြစ်တာလဲဘာတန်လဲလို့စူပူအမေကလန့်ပြီးဟိုကြည့်ဒီကြည့်လုံးမိတာပေါ့နောက်တစ်စက္ကန့်ကြာမှာတော့စူပူတို့မိသားစုရဲ့ထိတ်လန့်တုန်လုံးနေတဲ့အကြည့်တွေကြားထဲမှာကျမ်းပြင်ထိရောက်တဲ့ပြတင်းပေါက်ပြင်ပဲမာပုံမှန်ဆိုနံရံထဲမှာပုံကွယ်နေတတ်တဲ့တိတ်ကိုလေးလံနဲ့တိုက်တေနီယန်တတုဆက်ပြတင်းပေါက်လုံးကြုံရေးချက်တာတကားကြီးကအရန်ကိုဖိအားပေးတဲ့ပုံစံနဲ့ဒုံးကနဲ့ဒိုင်းကနဲ့မီးပြီးအောက်ကိုဆင်းလာတယ်လေမြင်မြန်ပြတင်းပေါက်ကိုတွန်းဖွင့်ကြလို့စူပူကလုံးဝကိုအခြေအနေပြတ်သွားပြီးမှန်ပြတင်းပေါက်ကိုအသေးအတန်တွန်းဖွင့်ဖို့စူးစမ်းပေမဲ့ရှက်တာတကားကအောက်ကိုဆင်းလာတဲ့အရှိန်ကအရန်မြန်နဲ့ဖုံးကန်တဲ့အတန်ကြီးနဲ့ပြတင်းပေါက်ပေါင်ပေါ်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်ပြီးလုံးဝကိုပိတ်သွားတော့တာပဲကျန်းပြအင်တီရောက်တဲ့ပြတင်းပေါက်တွေမကဘူးအိတ်ခမ်းမကြီးရဲ့ဘေးပြတင်းပေါက်တွေစင်ကြံအပြင်ဘက်ကပြတင်းပေါက်တွေပါမကြမ်းချမ်းအင်ကြီးရဲ့အပေါ်အောက်နှစ်ထပ်လုံးကထွက်ပေါက်အားလုံးကိုအဲ့ဒီအချိန်မှာပဲလေးလံတဲ့တတူတကားတွေနဲ့ခိုင်ခိုင်မာမာပိတ်ဆို့လိုက်ကြတာပဲလှလှပပလင်းလက်နေရဲ့လာရောင်နှဲငယ်ထက်တန်းဝင်ရောက်နေတဲ့အိတ်ခမ်းမကြီးကချက်ချင်းပဲလက်တစ်ဖက်ကိုစမ်းထုတ်လိုက်ရင်တော့ဘာမှမမြင်ရတော့အောင်ကိုမောင်မဲနေရဲ့အမောင်ထုကြီးတဲ့ကိုကြားရောက်သွားတာပေါ့အဲ့ဒီနောက်မှာတော့မျက်နှာချက်ပေါ်ကအရေးပေါ်မီးလုံးတွေကနှစ်ချက်သုံးချက်လောက်မိတ်တုံဖြစ်ပြီးဖြူဖြောဖြောနဲ့မိန်ဖြောဖြောအလင်းရောင်တွေကိုထုတ်လွှတ်လိုက်တယ်လေအဲ့ဒီမိန်ဖြောဖြောမီးရောင်ကလုံခြုံစိတ်ချမှုမပေးနိုင်တဲ့အပြင်အခန်းတစ်ခုလုံးကိုကြောက်စရာကောင်းတဲ့မြေအောက်လောင်းထားတဲ့အခန်းကြီးလိုဖြစ်သွားစေရလေတေအောင်တိတ်ဆိတ်နေတာသူ့တန်လိုတိတ်ဆိတ်နေတာမျိုးပေါ့အခန်းထဲမှာကတော့ကျန်နာဆိုလို့တူကြီးရဲ့တိုးတိုးလေးကြီးတန်ရဲ့တကားပြင်ဘက်ကကိုမိုရိုအိမ်မြောင်ကြီးကတားကောင်ရှာလို့မတွေ့တော့ပိုပြီးဒေါသထွက်လာပြီးတကားကိုဒုံခန့်နဲ့စောင်းတိုက်နေတဲ့အတန်ပဲရှိတော့တယ်လေဒါဘာဖြစ်တာလဲစောရကလုံးဝကိုစိတ်တက်တွေပြိုလဲသွားပြီးသူကကျမ်းပြင်တီဖောက်ထားတဲ့မှန်ပြတင်းပေါက်နာကိုပြေးသွားပြီးအေးဆက်ပြီးမှကြောတဲ့တထုကာယံထားတဲ့တကားလိတ်ကြီးကိုလက်နဲ့ယူယူမိုက်မိုက်ထူရိုက်နေတာတကားဖွင့်ပေးပါငါတို့ကိုထွက်ခွင့်ပေးပါခြံဖုံးမင်းကြည့်နေတာငါသိတယ်နော်မင်းငါတို့ကိုထွက်ခွင့်ပေးပါငါတို့အိမ်မလို့ခြင်းတော့ဘူးငါတို့ကိုလွတ်ပေးပါတော့ဘသူမှပြန်မပြောဘူးတိုးတိတ်တဲ့ပဲတင်တန်ပဲရှိတယ်ဒီတထုဆက်တကားလိတ်ကြီးကပရော်ဖက်ရှင်နဲ့ဖြတ်တောက်ဆက်နဲ့တောင်နာယီပေါင်းများစွာဖြည့်ယူရတာသူ့ရဲ့လက်ချောင်းလေးတွေနဲ့ဆိုရင်တော့အယိုးတွေတောင်ကျေသွားအောင်လှုပ်လိုက်လေအရာတောင်ထင်မှာမဟုတ်ဘူးပေါ့အချိန်ကတမိနစ်ချင်းတစ်စက္ကန့်ချင်းကုန်သွားတာပဲသူတို့အိတ်ခမ်းကြီးထဲပိတ်မိနေတာကနေအခုအချိန်ထိဆို10နာရီပြည့်တောင်ကြော်သွားခဲ့ပြီးရေလည်းမရှိဘူးအစားအစာလည်းမရှိဘူးလေအေးပေးစနစ်ကိုလည်းငါဝေးကနေပိတ်ပစ်လိုက်ပြီးအခန်းထဲကပိုပြီးအိုက်ဆက်လာတဲ့အညစ်အကြေးနဲ့တွေရဲ့တူကြီးတန်းရအစ်စ်ကထွက်တဲ့အနံ့ဆိုးတွေရဲ့ကရောထွေးနေတာနဲ့အိတ်ခမ်းကြီးတစ်ခန်းလုံးကိုပြုတ်အန်ကျင်စရာအစိမ့်ငွေခန်းကြီးဖြစ်ပြောင်းသွားအောင်လှုပ်လိုက်ပြီလေရေတောက်ချင်တဲ့တူကြီးကကုတင်ပေါ်မှာလဲနေတာနှုတ်ခမ်းတွေကအကွဲပြီးသွေးတောင်ထွက်နေပြီးအတန်းကလည်းစုပ်ပြက်နေတဲ့လေးမုတ်ခက်ကြီးလိုမျိုးအကွဲနေတာပဲယောက်ျားရေမြ မြန်တစ်ခုခုစဉ်းစားပါဦးကလေးဖျားနေပြီးရေမတောက်ဆေးမတောက်ရင်တေးသွားလိမ့်မယ်နော်စုံမှုကျဲကလက်နဲ့နံရံကိုစောင်းရိုက်ချလိုက်တယ်စူးဖေဖေကခေါင်းပြက်ရင်ကောင်းလိုပဲအခန်းထဲမှာဟိုပြေးဒီပြေးနဲ့လက်ပတ်နေတယ်သူကမာစတာအိတ်ခန်းထဲကရေချိုးကန်တကားကိုရိုက်ချိုးပြီးဖုံးပိုင်းရင်နင်းနဲ့လောက်ယူချင်တာပေါ့ဒါပေမဲ့သူမင်းနေရဲ့ရေချိုးကန်တကားကိုသူတို့အရင်တုန်းကဗရန်ဘာတာဖြစ်တုံးတော့ခတ်ပိတ်ထားခဲ့တာလေလုံးဝကိုဖွင့်လို့မရဘူးလူတွေကအရန်စာလောင်ပြီးထိတ်လက်နေတဲ့ချိန်မျိုးဆိုစိတ်ဆိုတာလုံးဝကိုပျောက်သွားတာပဲမိသားစုတစုလုံးကမာစတာအိတ်ခန်းထဲမှာခွေးယူတွေလိုပဲပစ္စည်းတွေလန့်လောရှာဖွေပြီးစားစရာဖြစ်ဖြစ်တောက်စရာဖြစ်ဖြစ်ဘာရရရှာတွေးဖို့စူးစမ်းနေကြတာသူတို့ကငါ့ရဲ့ပြခန်းဗီဒီယိုကိုရိုက်ခွဲပစ်တယ်ငါ့ဝက်ဗီဒီယိုကိုလည်းဆွဲဆုပ်ပစ်လိုက်တယ်အန်ဆွဲအားလုံးကိုလည်းအကုန်လုံးမောက်လန့်ပစ်လိုက်ကြတယ်ဒါပေမဲ့လက်စီချိုးနေနဲ့ရဲ့တန်ဖိုးကြီးနိုင်အနေငယ်ရဲကလွဲရင်စားစရာဘာမှမရှိဘူးစူးဖေဖေကစိတ်ပြအားငယ်စွာနဲ့နယံကိုမိပြီးမောဟိုက်နေတော့မှပဲသူ့လက်ကနယံဘောကကြီးမားတဲ့စီဆေးပန်းချီကားကြီးတစ်ချက်ကိုမတော်တဆထိမိလိုက်တဲ့အဲ့ဒီစီဆေးပန်းချီကားကသူတို့အရင်တုန်းကရိုက်ခွဲတာတွေကြောင့်တုံခါမှုတွေနဲ့မတည်ငြိမ်ဖြစ်နေတာကြားပြီးလေခုတော့တန်းပြီးအောက်ကိုပြုတ်ကျလာပြီးမြေပြင်ပေါ်ကိုရိုက်ခတ်သွားတော့တာပဲစီဆေးပန်းချီကားနောက်ကနယံမှာစတူရန်ပုံစံရှိုးဝက်အန်ဝက်တစ်ခုပေါ်လာတယ်အဲ့ဒီအန်ဝက်ထဲမှာတော့အနက်ရောင်တန်တန်ရှုပ်ထွေးတဲ့ရှိုးဝက်နံပါတ်ခလုတ်တွေရဲ့လက်ပွေရာစနစ်တူအေးရဲပါတဲ့အစင်းမြင့်မီးခံသေးတာတစ်လုံးကိုတက်ဆင်ထားတာတွေ့ရတယ်လေစူးဖေဖေရဲ့မျက်လုံးတွေကရုတ်တရက်ဝိုင်းဆက်သွားတဲ့တွေးကြောတွေပြည့်နေတဲ့သူ့မျက်လုံးအိမ်တွေထဲမှာရမက်ဆန်နဲ့လောဘရောင်ကြီးတစ်ခုထပ်ပြီးတောက်ပလာတာပေါ့မိခံသေးတာဒီမှာမိခံသေးတာစူးဖေဖေကစိတ်လှုပ်ရှားစွာနဲ့တိုးတိုးလေးအော်ဟစ်လိုက်တယ်လက်ချောင်းတန်မှာကွဲထွက်သွားတဲ့အထိပဲဆိုယာနဲ့စူးမိုးတို့ကအတန်ကြားတော့ချက်ချင်းပဲခွေးကလေးနှစ်ကောင်လို့ဒါရဲဝံပူတွေလိုမျိုးပြေးဝင်လာကြတာပေါ့ဒီလိုကိုတက်တောင်မနေဆောင်ရမယ့်အခြေအနေဆိုးကြီးမှာတစ်တာတလုံးတွေ့တော့သူတို့ခေါင်းထဲပထမဆုံးဝင်လာတာကဘလို့အကူညီတောင်းရမလဲဆိုတာမဟုတ်ဘူးအထဲကပိုက်ဆံတွေပဲလေဒါကသူထေးရဲ့အိတ်ခမ်းမကြီးတဲ့ကတစ်တာလေးထဲမှာငွေသားတွေပြည့်ရှိမှာပဲရွှေချောင်းတွေအိမ်ပိုင်ဆိုင်မှုစာချုပ်တွေတောင်ပါချင်ပါဦးမယ်စုဖူးကတလွေးတွေမျိုးချရင်လက်နှစ်ဖက်နဲ့အဲ့ဒီတစ်တာရဲ့အေးဆက်ဆက်တန်တကားကိုအတင်းကင်ကြည့်နေတာအထဲကပစ္စည်းတွေသာထုတ်လို့ရရင်ရဲကဖမ်းသွားလဲဒီဘဝအချာပိုးရှိတာပေါ့တကယ်လို့မရဘူးဆိုရင်လည်းအထဲမှာဒီတန်တကားကိုထိန်းချုပ်တဲ့အပိုးတော့ဒါမှမဟုတ်အဝေးထိန်းကလုတ်တွေရှိချင်ရှိမှာပေါ့လောဘဆိုတာ
တကယ်လူသားတွေရဲ့ကုလို့မရတဲ့အဆိုးဝါးဆုံးယောဂပဲနော်ဒါပေမဲ့ဒါကကနန်းရှိုးဝက်နံပါတ်တွေနဲ့ဆိုတော့ဘလို့ဖွင့်ရမှာလဲစုရကရှုပ်ထွေးနေတဲ့ကနန်းရှိုးဝက်နံပါတ်တော့ကိုကြည်ရင်စိတ်ရှုပ်သွားတာရှိုးဝက်နံပါတ် view site မနေနဲ့ရိုက်ခွဲပြလိုက်စုဖူကတကားခွဲခဲ့တဲ့မိသက်ပုစိန်ကိုကောက်ကင်လိုက်ပြီးဒီတန်နှုံးကြီးကိုငါခွဲလို့မရစရာအကြောင်းမရှိဘူးပေါ့စောင့်ကြည့်ခင်မရထဲမှာတော့စုမိသားစုတွေယူသွမှုတွေကိုထပ်ပြီးကြားရောက်နေတဲ့ပုံစံကိုကြည့်ပြီးကျွန်တော်မအောင်နိုင်ပဲရဲမိတာပေါ့ရိုက်ခွဲကြအားကုန်ရိုက်ခွဲကြအဲ့ဒါကမင်းတို့တမိသားစုလုံးအတွက်အထူးစီမံထားတဲ့ကန်ဆန်းမဲဒေတာကြီးလေဘလို့လုံးမဖွင့်ကြည့်ပဲနေနိုင်မှာလဲအထဲမှာရွှေချောင်းတွေမပါဘူးငွေသားတွေလည်းမရှိဘူးအဝေးထင်းခလုတ်ဆိုတာပို့လို့အောင်မရှိဘူးအထဲမှာပါတာကတော့မင်းတို့အတွက်ငါကယူတစ်စိုက်ပြင်ဆင်ထားတယ်နောက်ဆုံးပြကွက်ကြီးရဲ့ဒုံဆိုတဲ့ခက်အနဲ့နားကြပြင်းကက်စရာတတူရိုက်ခတ်တန်တွေကပိတ်လောင်ပြီးအသက်ရှူချက်စီရဲ့အိတ်ခမ်းမကြီးထဲမှာစူညံနေရောတာပဲဒီအချိန်မှာတော့စူးဖေကလောင်းကျစ်ကုံသွားပြီးနောက်ဆုံးတစ်ချိန်အသေးလဲလန်ကျင်နေတဲ့လောင်းစားသမားတယောက်လိုပဲသူကအကြီးချွတ်ထားပြီးတကိုယ်လုံးချွေးနဲ့ညစ်ပတ်နှံ့တွေဆွဲပြီးနန်းစော်နေတာပေါ့လက်နှစ်ဖက်ကလည်းမိသက်ပုစိန်ကိုတင်းဆုပ်ကင်ထားပြီးမိခံတိတ်တာရဲ့ကနန်းပြားကိုရဲဆက်အကြမ်းဖက်ရိုက်ခွဲနေတာဟဲ့အဖိုးကြီးအားဆိုင်ပါဦးဒီတန်ပြားကတိတ်မထူဘူးထင်တယ်ပွင့်တော့မယ်လေစူးမေကဘေးမှာစိတ်လှုပ်ရှားပြီးလက်တွေပုတ်တက်နေရဲ့မျက်လုံးတွေကလည်းအယောင်တောက်နေတာပဲအတွင်းထဲမှာ100တန်ငွေထက်လိုက်တွေကသူ့ကိုလက်ရက်ခေါ်နေတယ်လို့ပဲပေါ့စူးရကတော့ဘေးနားမှာဖုံးနဲ့မိထိုးပေးနေတာပေါ့မျက်နှာပြင်ကကွဲနေပေမဲ့ flash မီကတော့သုံးလို့ရတော့မဲ့ဖုံတွေပေးချန်နေတဲ့သူ့မျက်နှာပေါ်မှာလည်းလောဘပြည့်နေပဲအဖေတော့အိမ်ကိုတဲ့ခွဲလိုက်ပါနော်တော့အိမ်ကိုရိုက်ခွဲလိုက်တာနဲ့တကားကပွင့်သွားလိမ့်မယ်ကျုပ်ကတော့မျက်နှာပြင်ရှေ့မှာထိုင်နေတာပေါ့အေးဆေးရဲ့နောက်ဆုံးတစ်လုံးချန်နဲ့အသားကင်ကိုစားနေပြီးဒီလူပြက်အုပ်စုကိုမျက်လုံးအေးနဲ့ကြည့်နေလိုက်တယ်အဲ့ဒါကကျုပ်ကိုယ်တိုင်ဂျာမနီကုမ္ပဏီတစ်ခုနဲ့အဒီကရုံးနဲ့ခိုးမှုကိုကာကွယ်နိုင်အောင်အထူးမှယူထားတဲ့မိခံဒိတ်တာလေဒီလိုစစ်မြင့်မိခံဒိတ်တာမျိုးအတွက်ဆိုရင်အကြမ်းဖက်ရိုက်ခွဲတာကတကားကိုပွင့်အောင်လုပ်နိုင်မှာမဟုတ်ဘူးစန့်ကျင်ဘက်အနေနဲ့သူ့ရဲ့အဓိကကာကွယ်ရေးစနစ်ကိုလှုပ်ရှားသွားစေလိမ့်မယ်။ကနေစူးဖေကနောက်ထပ်တစ်ချက်ပုစိန်နဲ့ကနန်းပြားကိုအားကုန်ရိုက်ချလိုက်တော့ကနန်းပြားကဝမခံနိုင်တော့ပဲတစီချေမိုပြီးပြုတ်ကျသွားတယ်။ပွင့်ပြီးရိုက်ခွဲလို့ပွင့်သွားပြီးသူကစိတ်လှုပ်ရှားပြီးမိသက်ပုစိန်ကိုပစ်ချလိုက်တာပေါ့လက်ညှိုးတောင်ပြတ်သွားတာကိုဂယူးမဆိုင်ဘူးစိတ်မရှိတော့ပဲရိုက်ချိုးထားတဲ့အပေါက်ထဲကိုလက်ထိုးထည့်ပြီးမိခံဒိတ်တာရဲ့တကားကိုဆွဲဖွင့်ဖို့ကြိုးစားတာပေါ့ဒီရုတ်တရက်ဆိုသလိုပဲမိခံဒိတ်တာအထဲကနေအရန်ကိုစူးရပြီးခက်တိုမြည်တဲ့ electronic အချက်ပေးတန်3ချိန်ထွက်ပေါ်လာတယ်လေစုမိသားစုဝင်တွေအကုန်လုံးကြောင်ပြီးရဲနေကြတယ်ဒီအတန်ကဘာအဓိပ္ပာယ်လဲဆိုတာသူတို့သတိထားမိဖို့တောင်မမီလိုက်ဘူးပုံးဆိုတဲ့အတန်တိုးလေးနဲ့မိခံဒိတ်တာအထဲကခိုးယူမှုကာကွယ်ရေးရန်ရာကြီးကအပြေအဝအလုံးလုံးပါလေရောသူတို့ကိုကြိုးဆိုနေတာကပုံနေရဲ့ပိုက်ဆံတွေလည်းမဟုတ်ဘူးတောက်ပံ့နေရဲ့ရွှေချောင်းတွေလည်းမဟုတ်ပဲဖီအားများနဲ့ပန်းထွက်လာတဲ့ပြင်းထန်ပြီးအနက်ဆူးတဲ့လိမ့်မော်ရောင်အနီရောင်မြူကိုးတွေရဲ့ဖြစ်နေတာပေါ့အဲ့ဒီတံငွေဖီအားကအရန်ကြီးတယ်မိသက်ပိုက်ကနေရေပန်းထုတ်တယ်လို့မျိုးပဲအနီးဆုံးမှာရှိတဲ့စူးဘူးကိုချက်ချင်းတကိုယ်လုံးပန်းမိသွားတယ်လေအာနီတင်ပြင်းတဲ့စက်မှုလုပ်ငန်းသုံးလူဆိုးနေနေတဲ့မျက်ရည်ယိုပုံတံငွေတွေရဲ့ပြီးတော့မယုတ်သီးစီတန်းနဲ့ဓာတုပစ္စည်းတွေအများကြီးပါဝင်တဲ့ပေါင်းဆက်တံငွေတွေပါရောဆက်နေတာစက္ကန့်ပိုင်းလေးတွင်းမှာပန်းကားပုံစံပန်းထွက်လာပြီးအိတ်ခမ်းမကြီးတစ်ခုလုံးကိုတန်ပြီးလွှမ်းခြုံသွားတာပဲငါးမျက်လုံးတွေကန်းကုန်ပြီးစူးဘူးကဝတ်သက်တန်ထက်10ဆလောက်ပိုဆိုးတဲ့အော်တန်ကြီးနဲ့အော်လိုက်တယ်လက်နှစ်ဖက်နဲ့မျက်နှာကိုတင်းဖိပြီးတကိုယ်လုံးနောက်ကိုလဲချသွားတဲ့ကျမ်းပြင်ပေါ်မှာနာကျင်စွာယူမိုက်တယ်လို့လူးလိမ့်နေတော့တာပေါ့သူ့မျက်လုံးအိမ်တွေကိုပူနေတဲ့ဆာဖြူလေးအက်ဆစ်တွေလောင်းချခံရတယ်လို့မျိုးခံစားရတဲ့အသက်ရှူတိုင်းလေပြုံတဲ့အဆုပ်တွေကစုပ်ပြဲသွားတယ်လို့မျိုးပဲနာကျင်နေတာပူလောင်တာမျိုးတော့မဖြစ်ဘူးပေါ့ပြင်းထန်ချောင်းဆိုးလိုက်တာနဲ့သူအစာအိမ်အက်ဆစ်တွေပါအကုန်ချက်ချင်းအန်ထွက်လာရောဘေးမှာအရန်ကက်နေတဲ့ဆူရနဲ့ဆူမှုလည်းမလွတ်ဘူးပေါ့ကဲကြပါဦးဒါပါကြီးလဲကွာအဲ့တော့ဆူရကတော့အသက်ရှူချက်ပြီးမျက်ရည်တွေနာရည်တွေတွင်ကျလာတာအရင်ကချောမောတဲ့မျက်နှာလေးကလည်းချက်ချင်းကိုမျက်စိစူးတဲ့လိမ္မော်ရောင်နီမှုတွေနဲ့ကဲ့ညိပေးဖို့ကုန်တာပဲသူကမြေပြင်ပေါ်မောက်ရက်လဲကျနေတာလက်နှစ်ဖက်ကလည်းလေထဲမှာဟိုဒီရန်ခါနေတာလဲချောင်းကလည်းချက်ချင်းကိုအတန်ပြောက်သွားတာပဲစကားတကုန်းတောင်ကောင်းမပြောနိုင်တော့ဘူးဆူမှုကတော့ပိုဆိုးတာပေါ့အသက်ရှူချက်ပြီးမြေကြီးပေါ်တန်းကြီးဒူးထောက်လဲကျသွားတာအော်အန်ဒလိုတအီလုံးနေတာစီးပါထိမထားနိုင်တော့ဘူးအရင်ကကုတင်ပေါ်မှာတစခန်းသွားတယ်လို့လဲကျနေတဲ့သူကြီးကလည်းဒီလိုအနက်စူးတွေရလိုက်တော့ပိုပြီးတကိုယ်လုံးတစ်ဆက်တုံပြီးအတက်ယောဂါလိုဖြစ်လာတာပေါ့တင်းငယ်ရဲ့ညီးတွားတန်တွေလည်းထွက်လာတယ်တအိမ်လုံးလည်းခဏလေးစက္ကန့်ပိုင်းတွင်းမှာဘယ်နေရာမှမလွတ်တဲ့အစိမ့်ငွေခန်းကြီးလိုကိုဖြစ်သွားတာပဲဘေးကမိခံတစ်တာကနေဒီလိုမိန်းကလေးတွေကိုကာကွယ်တဲ့မုတ်ဆေးတွေပန်းထုတ်လိုက်တဲ့အချိန်မှာပဲအပြာရောင်စာအုပ်တွဲထူတအုပ်ကရိုက်ချိုးထားတဲ့အပေါက်ကနေတဆင့်ပရက်ကနေဆိုပြီးမြေပြင်ပေါ်ပြုတ်ကျလာတာအခန်းကပိတ်ထားလို့လေဝင်လေထွက်မရှိတော့မျက်ရည်ယိုပုံးရဲ့အငွေ့တွေကလည်းအဆက်မပြတ်များနေတာပေါ့စူမီသားစုဝင်တွေကလည်းကမ်းပေါ်ပြစ်တင်ထားတဲ့အောက်ဆီဂျင်ပြတ်နေတဲ့ငါးသေးလေးကောင်လိုပဲမြေကြီးပေါ်မှာနာကျင်စွာလူးလိမ့်နေတာချောင်းဆိုးနေတာငိုကြွေးနေတာတွေလုပ်နေကြတာလေဒါပေမဲ့ပိုဆိုးတာကတော့နောက်မှလာဦးမှာအဲ့ဒီအင်ကြီးတဲကနေလော့ကတက်အဆုံးထိကြားရလောက်အောင်ကျဲလောင်တဲ့အော်ဟစ်တန်တွေစူညံတန်တွေပြီးတော့တကားအကွဲချောင်းကနေလွင့်ထွက်နေတဲ့အငွေ့တက်တွေကတော့သူ့စိတ်တွေနောက်ဆုံးအဆင့်ထိရောက်လာတဲ့အခါအပြင်မှာဝဲလည်နေတဲ့သွေးတတော်ဝါကြီးကိုလုံးဝကိုပိုပြီးဆွတ်လိုက်တယ်လို့ဖြစ်သွားတယ်ကွာအပြင်ဘက်ကနေပြီးတော့ဟောက်တန်ကြီးတစ်ခုကိုကြားလိုက်ရတယ်တမီတာကြော်လောက်ရှည်တဲ့အဲ့ဒီကွန်မိုဒိုနဂါးကောင်ကြီးကဒီခန်းထဲမှာအကောင်ကြီးတစ်ကောင်ပုံနေရဲ့လို့တေချာပေါက်မှတ်ယူလိုက်ပုံရတာပေါ့သူကအရင်လိုတကားကိုဖြည်းဖြည်းလေးကုတ်နေတာမျိုးမဟုတ်တော့ဘူးတန်းပြီးတော့ကိုပြင်းထန်ဝင်တိုးတော့တာပဲဒုံးဆိုတဲ့အတန်ကြီးကလူကိုရင်ထိတ်သွားအောင်ကိုကျဲလောင်လိုက်ဒါအကြီးကွန်မာတွေဖုံးအုပ်နေရဲ့အဲ့ဒီနာဂါးကောင်ကြီးရဲ့ကိုယ်တဲကြီးကတေးသေးလေးဖြစ်တဲ့မျိုးရိုးဖြတ်တုံးတစ်ခုလိုမျိုးအိတ်ခမ်းကြီးရဲ့တက်သားတကားကိုပြင်းထန်ဝင်တိုက်လိုက်တာပဲကြီးခနဲဆိုပြီးတကားရွက်က
နာကျင်ရဲ့အတန်မျိုးထွက်လာတဲ့တကားကိုထောက်ထားတဲ့အဲ့ဒီထူတဲလေးလံနဲ့တသားမှန်တင်ကုန်ကြီးကဒီတစ်ချက်တိုက်လိုက်တဲ့အချိန်ကြောင့်နောက်ကို2စင်တီမီတာလောက်အတင်းကြီးရွေ့သွားပြီးတော့ကျမ်းပြင်ပေါ်မှာကျွေးခန်းနဲ့မိတန်ရှည်ကြီးထွက်သွားတယ်လေအားသူဝင်လာတော့မှတိုက်ပြီးတော့ကိုဝင်လာတော့မယ်နော်စွန်းအန်းကကျမ်းပြင်ပေါ်မှာပုံလျက်တာဖြစ်နေတာပေါ့ဒါပေမဲ့မျက်လုံးတွေကပူလောင်ပြီးတော့နာကျင်နေတာအကြီးကျယ်ပဲစိတ်ပြအားငယ်စွာနဲ့တကားကိုပဲအော်ကြည့်နေရတယ်လေဒုံးဆိုပြီးနောက်တစ်ခါပြင်းပြင်းထန်ထန်ထပ်တိုက်လိုက်တာတကားပေါင်ရဲ့အပေါ်ဘက်ကနေပြီးတော့ခုံမှုတွေကဖွာကားနဲ့ကြွေကျလာတာပေါ့ဟင်တကားရွက်ရဲ့အလဲဖိုးမှာဆိုရင်လုံးဝကိုတိတာထင်ရှားတဲ့အကွဲချောင်းကြီးတစ်ခုတောင်ပေါ်လာပြီးလေအစိတ်ပြင်းပြီးတော့တေးစီနိုင်တဲ့ပိုးမွားတွေပါတဲ့အဲ့ဒီနာကားကောင်ကြီးရဲ့တတွေးတွေကတကားအောက်ခြေကအကွဲချောင်းကနေအထဲကိုစိတ်ဝင်ကြလာတဲ့ချွန်ထက်တဲ့ခြေသီးတွေပါတဲ့ခြေထောက်တစ်ချောင်းကတကားအောက်ခြေကအကြောင်းကနေအထဲကိုဝင်လာပြီးဖြစ်ပြီးတော့ကျမ်းပြင်ပေါ်မှာအသေးအတန်ကိုကုတ်ချစ်နေတာပေါ့ရှေ့မှာကအချိန်မရွေးတကားဖွင့်ဝင်လာနိုင်တဲ့လူစားသားရဲကြီးတွေရှိတယ်နောက်မှာကလေးတောင်မဝင်နိုင်အောင်ပိတ်နေပြီးလူတွေကိုငရဲခန်းထဲရောက်တယ်လို့ပူလောင်စေတဲ့အစိမ့်ငွေတွေရှိနေသေးတယ်လေအဲ့ဒီအချိန်မှာတော့စောမိသားစုရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်အားလုံးတကယ်ကိုပြိုလဲသွားပြီပေါ့စောရကကျမ်းပြင်ပေါ်မှာမောက်ရက်လဲနေပြီးချောင်းတွေလည်းအရန်ဆိုးနေတာပေါ့ပြီးတော့သွေးလိုနေရဲနေတဲ့သူ့မျက်လုံးတွေကိုလည်းအသေးအတန်ပုတ်တိုက်နေရဲသူ့မြင်တွေကလည်းဝေဝါးနေရဲဒါပေမဲ့အရန်ကြောက်လန့်နေတဲ့ကြားကနေမြေပြင်ပေါ်ကဘန်းဆောင်ခန်းထဲကနေပြုတ်ကျလာတဲ့အပြာရောင်ဖိုင်တွဲတစ်ခုကိုသူ့မုံဝါးဝါးလေးမြင်လိုက်ရတယ်သူကသူ့စုပ်တွေစုပ်ပြဲသွားတယ်လို့နာကျင်မှုတွေကိုအောင်အီပြီးခက်ခက်ခဲခဲတွားလိုက်တယ်ပြီးတော့နေတဲ့လက်တွေနဲ့ပထမစာမျက်နှာကိုလန်ကြည့်လိုက်တယ်လေစာမျက်နှာတစ်ခုပဲကြည့်လိုက်ရတာနဲ့အောက်ဆီဂျင်နီးလို့ညီရဲနေတဲ့စောရမျက်နှာကချက်ချင်းကိုဖြူဖက်ဖြူရောဖြစ်သွားပြီးအားနဲ့ဆိုးနေတဲ့ချောင်းတန်တွေတောင်လက်ချောင်းထဲမှာပိတ်ပြီးကြံခဲ့ရတယ်အဲ့ဒါကတော့သူကျွန်တော်ကုမ္ပဏီမှာဘန်နာရေးဒါရိုက်တာအလုပ်တုန်းကလိန်လည်ပြီးတော့တစိမ့်တူတွေလောက်တာပရောဂျက်အတွက်ငွေကြေးတွေတူပါပြီးတင်ပြတာပိုက်ဆံခွာချဖို့အတွက်ပုံမှန်မဟုတ်တဲ့ကုမ္ပဏီတူတွေထောင်နာစားတဲ့သူ့ရဲ့လှုပ်ဆောင်မှုမှတ်တမ်းပြည့်စုံပဲစည်ရင်းတိုင်းကတသမတ်နှစ်နေရာအထိအတိအကျကိုရှင်းရှင်းလင်းလင်းရိုက်နေထားတာသူ့ရဲ့ယောက်ျားသူငယ်ချင်းနဲ့ဝီချက်မှာပိုင်ဆိုင်မှုတွေလွှဲပြောင်းဖို့ရှို့ဝက်တိုင်ပင်ထားတဲ့စကားပြောမှတ်တမ်းစက်ခရင်ရှော့တွေတောင်ပါသေးတယ်နော်ဒါမဖြစ်နိုင်ဘူးသူဘလို့လို့အကုန်သိနေရတာလဲစောရကတက်လိုက်သွားတယ်လို့ဖိုင်တွဲကိုပစ်ချလိုက်တယ်သူ့တကိုယ်လုံးကရှင်းနေလဲကြတယ်လို့ကျမ်းပြင်ပေါ်မှာပြောခွေချသွားတယ်သူ့ခေါင်းထဲမှာတဝုံဝုံနဲ့မြင်ဟဲသွားပြီးအကုန်လုံးပောက်ကွဲထွက်ကုန်တယ်လို့ပဲသူတို့တွေတအိမ်သားလုံးအရန်ကိုစိတ်ပြအားငယ်ပြီးအခြေအနေဆိုးကြီးတဲ့ရောက်နေတော့ပေါ့အေးဆက်ဆက်နဲ့လောင်ပြောင်တယ်လို့အတန်တန်ကဘာတန်မှမကြားရပဲမျက်နှာချက်ပေါ်ကဝတ်ထားတဲ့အစင်းမြစ်ပက်လက်စတီဒီယိုစပီကာလေးလုံးစီကနေရုတ်တရက်ထွက်လာတယ်လေတင်းတောင်ဆိုပြီးခက်ဆူးဆူအတန်ပေးတန်လေးအရင်ကြားလိုက်ရတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တန်ကဘီလာအင်ကြီးတစ်ခုလုံးပဲတင်ထက်သွားတာပေါ့အားလုံးပဲအစင်ရောပြေကြရဲ့လားဒါကလေးကျွန်တော်330လောက်အကုန်ခံပြီးနိုင်ငံခြားကနေအထူးမှထားတဲ့ပောက်ကွဲမှုတန်ခံတန်းငွေပြင်အားပဲတန့်စင်မှု90ရာခိုင်နှုန်းကျော်တဲ့မူလကတော့သူခိုးကိုကာကွယ်ဖို့မှာထားတာအိမ်သူခိုးကိုကာကွယ်ရမယ်လို့ပထင်ပမလဲနော်ကျွန်တော်တန်ကြားလိုက်တာနဲ့ဖန်ကျက်တို့၄ယောက်လုံးတပြိုင်တည်းကိုရီတောင့်သွားတယ်အော်တန်အောင်မထွက်နိုင်တော့ဘူးချန်ပန်နေမဲနင်းကယူးကြောင်ကြောင်ကောင်းမတည်ရပါစေနဲ့စောရကယူးနေတဲ့လူလိုမျက်နှာချက်ကိုမော့ပြီးအော်ဟစ်လိုက်တယ်လူအသက်ကိုဂယူးမဆိုင်တာပဲငါတို့ကိုလွတ်ပေးစမ်းပါအင်းလူအသက်ကိုဂယူးမဆိုင်ဘူးပေါ့ကျွန်တော်ကမိုက်ခရိုဖုန်းကိုကြည့်ပြီးခက်မဲ့ပြုံးလိုက်တယ်စောရမင်းအခြေအနေကိုနားမလည်သေးပုံပဲနော်ဒီဘီလာရဲ့လုံခြုံရေးစနစ်ကအပြင်ကနေဖြစ်ကျွန်တော်ဖုန်းထဲမှာဖြစ်ဖွင့်လို့ရတာရဲခေါ်ဖို့ကတော့ခေါ်ကြည့်ကြပေါ့လေအော်ကျွန်တော်မေ့သွားတယ်ဒီနေရာကဖုန်းလိုင်းတွေကိုကျွန်တော်ပိတ်ထားတာကျွန်တော်ရဲ့တီးတန့်ကွန်ရက်နဲ့ချိတ်ဆက်မှသာရမယ်မဟုတ်ရင်မင်းတို့130ကိုတောင်ခေါ်လို့မရဘူးနင်းဘာဖြစ်ချင်နေတာလဲစူးဘူးကရင်ဘက်ကိုဖီးရင်အသက်ကိုပြင်းရှူလိုက်တယ်အေးပေါ့လေသူတို့ကတော့အသက်ရှူတန်တွေပြင်းနဲ့ပေါ့မင်းတို့အိမ်ကိုလည်းငါတို့မလို့ချင်တော့ဘူးဒီအိမ်အိုကြီးကိုလည်းငါတို့မယူတော့ဘူးကဲမင်းတကားဖွင့်ပေးလိုက်ငါတို့ကိုသွားခွင့်ပြုအဖေကိုခေါ်ပါဦးအခြေအနေမကောင်းတော့ဘူးပြောနေတယ်တဲ့သွားမယ်ဘယ်ကိုသွားရမှာလဲငါအတန်ကရုတ်တရက်အေးဆက်သွားတယ်ငါစကားလုံးတစ်လုံးချင်းစီကသူတို့ရင်ထဲကိုတန်တူကြီးနဲ့ထူရိုက်လိုက်တယ်လို့ပဲပေါ့အရင်ဘဝကအကျွေးတွေလည်းမချေရသေးဘူးဒီဘဝမှာလည်းမင်းတို့ထက်ပြီးအကျွေးတင်ပြန်ပြီးဒီလိုနဲ့ပဲတင်ပါပုတ်ပြီးထွက်သွားကြတာလားချန်ပန်မင်းယူသွားတာလားဘာအရင်ဘဝဒီဘဝလည်းမင်းစိတ်မမှန်တာလားစူမေကတော့မြေကြီးပေါ်မှာဒူးထောက်ပြီးမျောလင်းချက်မဲ့စွာအော်ဟစ်ငိုယိုနေတာပေါ့ငါမယူဘူးမင်းတို့ကလောဘကြီးလုံးတာငါလည်းစူမေရဲ့ပူတောင်းကျမ်းနာတွေကိုဂယူးမဆိုင်ဘူးဘာမှမဖြစ်တယ်လို့ပဲအေးဆေးဆက်ပြောလိုက်တယ်။စူယာမြေကြီးပေါ်ကအဲ့ဒီစာရွက်စာတမ်းကိုမြင်လာအဲ့ဒါကငါငွေများကြီးပေးပြီးထိတ်တန်းစင်းစစ်တွေကိုခေါ်ပြီးစစ်ခိုင်းထားတာမဟုတ်ဘူးနော်မနစ်ကမက်လာ15ရက်နေ့မှာမင်းက project ပစ္စည်းပိုးတွေအပိုတင်ပြပြီးငွေကျပ်90သိန်းထုတ်သွားခဲ့တယ်အကောလား10ရက်နေ့မှာလည်းမင်းကမင်းရဲ့ရင်းနှီးတဲ့ယောက်ျားသူငယ်ချင်းရဲ့ကုမ္ပဏီလို့တစ်ခုကိုကုန်ပစ္စည်းပေးသွင်းသူစင်းရင်းနဲ့ထည့်ပြီးအချိန်3ချိန်နဲ့ငုံအေဂျက်120သိန်းလွှဲယူသွားခဲ့တယ်အငယ်ကြီးအားလုံးပေါင်းလိုက်ရင်ဒီ3နှစ်အတွင်းမှာမင်းကယာရုအာနာကိုအလွဲသုံးစားလုပ်ပြီးငါကုမ္ပဏီရဲ့ရန်ပုံငွေကျပ်360သိန်းကိုလိမ်လည်ယူခဲ့တာပဲဒီစကားကြားလိုက်တော့စူဖေနဲ့စူမေနှစ်ယောက်လုံးကြောင်သွားတာပေါ့သူတို့ကပိုက်ဆံကိုလောဘကြီးကြပေမဲ့ဥပဒေကိုနားမလည်ကြဘူးလေကိုသမီးကကုမ္ပဏီမှာဒီလိုစရင်းတွေလိမ်ရဲလောက်အောင်တတိရှိတာကိုလည်းမတိကြဘူး360သိန်းနဲ့စူဖေကနီးရဲပြီးရောင်နေရဲ့မျက်လုံးတွေကိုပြူးကြည့်ပြီးဘာပြောရမှန်းမသိအောင်ဖြစ်သွားတာပေါ့ခင်များကမြေပြင်ပေါ်ကသမီးကိုယုံကြည်နဲ့ကြည့်နေတော့မဲပေါ့နော်ကျွန်တော်တို့တိုင်းပြည်ရဲ့ဥပဒေအရဆိုရင်ယာရုကိုအလွဲသုံးစားလုပ်ပြီးငွေကြေးအများကြီးလိမ်ယူတာမျိုးဆိုရင်3နှစ်ကနေ10နှစ်အထိထောင်ဒဏ်ကျခံရမှာကျွန်တော်ကတော့အေးဆက်တရားသူကြီးတယောက်လိုပဲသူတို့ရဲ့တေတံမိန့်ကိုဖတ်ပြနေတာပဲစူရရည်ဒီတခါခင်များကမိသားစုနဲ့ပေါင်းပြီးအိမ်ထဲကိုခွင့်မပြုဘဲဝင်လာတာရဲ့ကျွန်တော်300ချီတန်းနဲ့ရှေးဟောင်းပစ္စည်းတွေကိုတမင်တကာဖျက်ဆီးခဲ့တာရဲ့နောက်ပြီးချင်းချောင်းဝင်ညစ်ဖို့စ조사ခဲ့တာတွေရဲ့ပေါင်းလိုက်ရင်တော့ဒီပြစ်မှုအလုံးအတွက်ခင်များတစ်သက်လုံးအထဲမှာပဲတွေးဆုံးတဲ့အထိနေရတော့မှာပဲနော်မလုပ်ပါနဲ့ချန်ပန်ရဲ့ကျမမားသွားပြီ
ပြီးတကယ်ကိုမားသွားပြီးစူးရကအခြေအနေရဲ့ပြင်းထန်မှုကိုနောက်ဆုံးတော့သဘောပေါက်သွားတယ်လေမြေကြီးပေါ်ကစူးမိသားစုဝင်တွေကိုစူးစိုက်ကြည့်နေတော့အားကယ်ပါဦးသူဝင်လာပြီးဆိုပြီးអော်တယ်စူးမှုအိမ်ကလူတွေချက်ချင်းမလဲသွားပြီးအညစ်အကြေးပုံနဲ့ပုံလျက်သားလဲကြနေရဲ့စူးအိမ်ကလူတွေကတော့ကြောက်လန့်ပြီးနောက်ကိုဆက်တိုက်ဆုပ်ရင်နောက်ဆုံးကုတင်ချေတောင်းနဲ့ခလုတ်တိုက်မိပြီးမြေကြီးပေါ်ကိုဖင်ထိုင်လျက်လဲကျသွားတယ်ဘောင်းပြီးအောက်ပိုင်းကချက်ချင်းဆိုသလိုရွှဲဆိုသွားတာပဲအရင်ကမောက်မာပြီးဘဝင်မြင့်နေတဲ့သူ့မျက်နှာကအခုတော့ကြောက်လန့်ကြပုံပြက်ပန်းပြက်ဖြစ်နေတာပေါ့ဒါတောင်ကြောက်နေပြီပေါ့နော်နာကမှတ်တမ်းတွေကသူတို့ရဲ့စိတ်ပြအားငယ်နေတဲ့ပုံစံကိုကြည့်နေတော့ရင်ထဲမှာဖိနှိပ်ထားတဲ့ဒေါသတွေအကုန်လုံးပွင့်ထွက်လာတယ်မင်းတို့ကငါ့ကိုတီးခံစိတ်မရှိဘူးကလေးတွေနဲ့မပြောသင့်ဘူးလို့မပြောခဲ့ဘူးလားအယုတ်လေးနည်းနည်းပါးပါးခွဲတာဘာမှမဖြစ်ဘူးကိစ္စကြီးမားမဟုတ်ဘူးလို့မင်းတို့မပြောခဲ့ဘူးလားငါလည်းအတန်ကိုကြဲကြဲမြအောင်လုပ်ပြီးဒေါသတကြီးអော်လိုက်တယ်ကဲမင်းတို့အခုပဲကြည့်လိုက်စမ်းမင်းတို့ရဲ့လောဘကြီးပြီးရိုင်းဆိုင်တဲ့ပုံစံတွေကဘလောက်တောင်ရုပ်ဆိုးဖြစ်နေတယ်လဲဆိုတာကိုမင်းတို့ငါအိမ်ကိုလိုချင်နေဟုတ်လားပြောစရာပဲနော်ငါခုဒီအိမ်ကိုမင်းတို့ကိုပေးလိုက်မယ်ဒါပေမဲ့ဒါကဘယ်တော့မှပြန်ထွက်လို့မရတဲ့တင်ချိုင်းတစ်ခုပဲချန်ဖန်းငါတောင်းပန်ပါတယ်အမားအလုံးကငါအမားတွေပဲမင်းရင်ကတန်ရောစင်ကိုထောက်ပြီးငါတို့ကိုကဲပါဦးရှောင်းပေါက်က9နှစ်လေးပဲရှိသေးတယ်လေစူးရကမြေကြီးပေါ်မှာဒူးထောက်ပြီးအသေးတန်ငိုနေရဲ့ခေါင်းရည်ပြားတွေပါပုံမဲ့နေပြီးသွေးတွေကနဘူးပေါ်ကနေစီးကျလာပြီးနီးရဲနေတဲ့မျက်ရည်ဘုံမုံတွေနဲ့ရောထွေးနေတာတရေတကောင်လိုပဲတန်ရောစင်ငါလောင်ပြောင်ပြီးရဲလိုက်တယ်မင်းကငါ့ကိုမိုးသေးရဲမှာ4နာရီကြာအောင်ဆောင်းခိုင်းပြီးတော့မင်းကိုယ်တိုင်ကဘာမှတခြားယောက်ျားနဲ့တွားတွေ့နေတာပေါ့အခုလိုမင်းကကောလာဟာလာတွေဖြန့်ပြီးအခြေအနေတွေကိုအကြီးကျယ်ဖန်တီးတော့မင်းတို့လေးရဲ့အသက်ကိုဓာစာခံလုပ်ပြီးငါးဗီလာကိုချင်းချောက်တောင်းလုံးကများကောင်းကောင်းမွန်မွန်စူးစမ်းခြင်းစိတ်ရှိခဲ့ဘူးလို့လားကွာအခုမင်းမှာတော့စူးစမ်းတယ်ဆိုတဲ့စကားမျိုးငါရှေ့မှာပြောဖို့တောင်အရေးချင်းမရှိတော့ဘူးကြည်ဟင်းနောက်ဆုံးတော့တကားကိုပိတ်ထားတဲ့မန်တင်ကုံကြီးကိုအပြက်တုံးဖက်ပစ်လိုက်ပြီးလေအိတ်ခမ်းမကြီးရဲ့တကားကတော့ကောမိုတိုကြီးရဲ့မရက်မနာကိုက်ဖြတ်တာတွေဝင်တိုက်တာတွေကြောင့်နောက်ဆုံးမှာဝန်မခံနိုင်တော့ပဲညီးတန်ရှည်ကြီးထွက်လာတော့တာပေါ့တကားမပတ်ပေါင်ရဲ့ပတ်တာတစ်ဖက်ကလည်းအပြက်ကိုကျိုးပဲ့သွားပြီးရိုင်းလဲကြတော့မလို့ဖြစ်နေတဲ့တက်သားကိုတည်းခိုင်မာတဲ့အခန်းတကားကြီးကလည်းအတွင်းဘက်ကိုစောင်းပြီးပြိုကျလာတဲ့ခနာကိုကြီးပြီးပါဆက်ထောင်းကအချွဲတွေရွှဲနဲ့ကောမိုတိုကြီးကလည်းတကားကုံကိုအပြက်ကျော်ဖြတ်ပြီးဝင်လာပြီးသူ့ရဲ့ကြီးမားတဲ့ကိုယ်တဲကြီးတစ်ခုလုံးကစူးမိသားစုဝင်တွေမြင်ကွင်းထဲမှာအပြည့်အဝပေါ်လာတဲ့သူကခေါင်းမော့ပြီးအတန်တိုးနဲ့ဟိန်းဟောက်လိုက်တယ်လေအဲ့ဒီနောက်သူ့ရဲ့ဒုက္ခိုင်နဲ့ခြေထောက်ကြီးတွေကိုလမ်းပြီးတော့မြေပြင်မှာခုခံနိုင်စွမ်းတွေအကုန်ပျောက်ဆုံးနေတဲ့စူးရနဲ့စူပူရိုစီကိုတလန်းချင်းတွားလိုက်တော့တာပေါ့ဒီနက်ဆိုးကြီးကအခုအချိန်မှာအပြီးပိုင်ဆင်းသက်လာပြီးအိတ်ခမ်းမကြီးတဲ့ကလေထုကြီးကလည်းခဲသွားတယ်လို့ပဲအကောင်ကြီးမားလာတဲ့ကောမိုတိုကြီးကတော့အနီအောင်ဆင်းတဲ့နှစ်ခွက်ရှာကိုထုတ်လိုက်တွင်းလိုက်လုံနေပြီးသူ့ရဲ့လေးလံလာတဲ့ခြေထောက်ကြီးတွေကကျမ်းပြင်ပေါ်မှာကြောကျန်းစရာကောင်းလောက်အောင်တွတ်နဲ့ရိုက်ခတ်တန်တွေထွက်လာတယ်သူကတကယ်တော့မစားသေးပါဘူးဘာလို့လဲဆိုတော့ငါကအရင်ကတည်းကသူ့ကိုအစာကျွေးထားပြီးသားကိုဒါပေမဲ့အိတ်ခမ်းမကြီးရဲ့ကပြင်းထန်တဲ့သွေးနံတွေငရုတ်ကောင်းဖြန်းစင်းတဲ့ပြင်းတွေကသူ့ကိုအခုလိုအခြေအနေမျိုးဖြစ်နေစေတာပဲအရေးပေါ်အခြေအနေတစ်ခုလိုပဲအရန်ကိုဒေါသထွက်နေတာသူကပါးဆက်ကြီးကျယ်ကြီးဟလိုက်တော့တေးတွေ့ကျွန်းထက်တဲ့သွားတွေပြေးပေါ်လာတယ်သွားရည်တွေလည်းကြောက်တုံးနဲ့တက်သားချမ်းပြင်ပေါ်ကိုတထောက်ကျနေတာပဲသူကလူကိုတိုက်ရိုက်ခုံအုပ်ပြီးကြိုက်တာမျိုးမလုပ်သေးဘူးကြောင့်ကဂျပန်တလိုမျိုးပဲချမ်းပြင်မှာမလုံနိုင်ပဲထိုင်နေတဲ့စူပုနာကိုဖြည်းဖြည်းချင်းတရွေ့ချင်းကပ်လာနေတာမလားနဲ့အကောင်ထွက်သွားစမ်းဒီချိန်မှာစူပုမှာအရင်ကပူစိန်နဲ့ခုန်နေတုန်းကလိုမောက်မာတဲ့ပုံစံမျိုးတစ်ဆက်လေးမှမရှာပြီးတော့ဘူးသူကကိုတချမ်းတည်နေတဲ့လူလိုပဲလက်နှစ်ဖက်နဲ့မြေကြီးကိုထောက်ပြီးအသက်ကုန်စူးစမ်းပြီးနောက်ဆုံးနေတာသူ့ကြောကအေးဆက်နေတဲ့နယံကိုသွားခဲ့မိတဲ့အထိပဲအေးယာမအိမ်မြောင်ကြီးကရုတ်တရက်ရှေ့ကိုခုန်သွားပြီးတော့စူဖူးဖက်နက်ကိုတခါတည်းကိုက်လိုက်တဲ့စူဖူးကသူ့ဘဝမှာအကြောက်ဆုံးအော်တန်ကြီးကိုအော်လိုက်တာတကိုယ်လုံးလည်းပြင်းထန်တုန်ခါနေပြီးခြေထောက်တွေလည်းအယူးမှုကန်နေတာပေါ့အေးယာမအိမ်မြောင်ကြီးကသူ့သားကိုမကိုက်မိဘူးသူ့ဖက်နက်ရဲ့ဖျားကိုပဲတအားကိုက်ထားပြီးအတင်းကျပ်နောက်ကိုဆွဲချလိုက်တဲ့စူဖူးဖက်နက်ကအတင်းဆွဲချခံလိုက်ရလို့ပြုတ်ထွက်သွားတော့တယ်အေးယာမအိမ်မြောင်ကြီးကခေါင်းကိုခါလိုက်ပြီးတော့ချွေးနဲ့တွေဆွဲနေတဲ့ဖက်နက်ကိုဘေးကိုပစ်ချလိုက်တယ်နောက်တစ်ခါခေါင်းပြန်လှည့်လာတော့အေးဆက်အဝါရောင်ရှူတောင်းမျက်လုံးလိုမျိုးမျက်လုံးတွေကစူဖူးချေချင်းဝတ်ကိုချိန်ထားတာခြံဖုံးကတောင်းပန်ပါတယ်ကဲပါဦးငါအဖေအစားခံရတော့မယ်လေစူယာကကျမ်းပြင်ပေါ်မောက်ရက်လဲပြီးဒီကြောက်စရာကောင်းတယ်မြင်ကွင်းကိုကြည့်နေတာသူ့စိတ်သက်တွေကတော့လုံးဝကိုအမွန့်ဖြစ်သွားပြီးသူကလူးလိမ့်ပြီးသွားရင်အခန်းလေကခင်မယာနားကိုပြေးသွားတာပဲကင်မယာအောက်တဲ့ကိုကျမ်းပြင်ပြိဖိတ်စင်ရဲ့မန်ဆာတွေဒူးကောင်းနဲ့စိုက်ဝင်နေတာကိုတောင်သူဂယူးမဆိုင်နိုင်တော့ဘူးအမီးနံပြီးတနာဖို့ကောင်းတဲ့အိမ်မရှိခွေးတကောင်လိုပဲမျက်နှာချက်ကမိုက်ခရိုဖုန်းကိုခေါင်းတွေတပြန်းစောင့်နေရဲ့လေဒုံနှစ်ဘူးနဲ့ကျမ်းပြင်ရိုက်တန်ကတိုးလေးနဲ့ကျဲလောင်ကြားနေရတာခဏလေးရဲ့စောင့်လိုက်ရသေးတယ်သူ့နှစ်ဘူးကသွေးတန်ရဲနဲ့ပုံးမဲ့နေပြီလေငါမမှန်းသိပါပြီချန်ဖုံးတကယ်မမှန်းသိတာပါအမားပေါင်းများစွာဆိုတာငါမားတွေကြီးပါပဲမင်းလောက်ခိုင်းတာမှန်သမျှငါလုပ်ပါမယ်ငါတောင်းပန်ပါတယ်ဒီမိစ္ဆာကောင်ကိုဖယ်ပေးပါဦးနော်ငါမသေးချင်ဘူးငါတက်ငယ်ပါသေးတယ်ငါမသေးချင်ဘူးဆူရကြတော့အတန်တွေဝင်ပြီးငိုနေပြီးမျက်နှာတစ်ခုလုံးနိုင်မျက်ရည်တွေနဲ့မျက်ရည်ဘုံမှုအနီအောင်တွေရောထွေးနေတာဘလောက်တောင်ပုံပြက်ပန်းပြက်ဖြစ်နေလဲမပြောတတ်တော့ဘူးငါကတော့ဟိုတဲ့စက်ခရင်ရှေ့မှာထိုင်ပြီးဒီမြင်ကွင်းကိုအေးဆက်ကြည့်နေခဲ့တာလက်ထဲကမိုက်ခရိုဖုန်းကိုကောက်ကင်လိုက်တဲ့အတန်ကလည်းလိုက်မှတ်ထားပဲဒီငိမ့်နေတာပဲအသက်ရှင်ခြင်းနဲ့ဟုတ်ကဲစင်အစားလေဘယ်လိုလုပ်ရမလဲဆိုတာငါကိုတင်ပေးပါဦးလို့တောင်းပန်လိုက်ပေါ့စူရက်ကတော့နောက်ဆုံးကယ်တင်ရှင်ကောက်ရိုးတမြင်ကိုဆွဲမိတယ်လို့ပဲခေါင်းမော့ပြီးကင်မယာကိုစူးစိုက်ကြည့်နေတာဟာငါအေးဆက်ပြုံးလိုက်တဲ့အသက်ရှင်ခြင်းနဲ့ဆိုရင်တော့ကိုမကိုဝန်ခံတဲ့သဘောထားမျိုးရှိရမှာပေါ့လေငါလိုချင်တာကမင်းတို့မိသားစုတစုလုံးကင်မယာကိုမျက်နှာမူပြီးမင်းတို့အတိတ်ကနေအခုထိလောက်ခဲ့တဲ့ဆက်ဆုပ်စရာကိစ္စတွေငါကိုပရိရဲ့သုံးပြီးလောက်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကိုတစ်ခုချင်းစီအသေးစိတ်အတန်ကျဲနဲ့ပြောရမယ်တစ်ခုခုရှော့ပြောတာမျိုးဒါမှမဟုတ်လိန်တာမျိုးဆိုရင်တော့ငါကစောင့်ကြည့်ကင်မယာကိုပိတ်ပြီးအင်တာနက်လိုင်းကိုဖြုတ်ပစ်မယ်နော်
မင်းတို့ကိုအထဲမှာဖြည်းဖြည်းချင်းအယိုးစုဖြစ်အောင်ဝါခိုင်းထားမယ်ငါပြောမယ်အကုန်ပြောမှာအဲ့ဒီချိန်မှာစောရမှာဂုံတိတ်ခါဆိုတာနင်းနေလေးတောင်မရှိတော့ဘူးပေါ့သူကခေါင်းလဲပြီးလန့်ပြီးကြောင်းနေတဲ့စုဖက်ခင်ဘက်လက်អော်လိုက်တယ်အဖေမြင်မြန်လာပြီးဒူးထောက်လိုက်ပါဦးအရှင်လက်ကိုက်တက်တာကိုခံကျင်လို့လာတဲ့စုဖက်ခင်ကတော့တကိုယ်လုံးဆန်ကားခါသလိုတုံနေတာပေါ့လိတ်တက်သွားတဲ့နဲ့စောရဘေးကိုရောက်လာခဲ့ပြီးဖုတ်ခနဲဆိုပြီးဒူးထောက်ချလိုက်တာပဲစုမေကတော့လေအရင်ထဲကလန့်ပြီးမေးလဲသွားခဲ့တာဘေးမှာတတိလစ်ပြီးလဲနေပြီးခုတင်ဘောကအကြီးဆုံးတူလေးလဲတွေးထွက်လွန်လာရဲ့ကြောင့်လန့်နာရဲ့ကြောင့်အိမ်မောကြသလိုတတိလစ်မေ့မျောနေပြီးစတော့လေငါစိတ်ရှည်တာကကန့်တက်ထားတာနော်တဲ့အဲ့ဒီအိမ်မြောင်ကြီးကဘိုက်စာနေုံရတယ်ငါကအတန်သွင်းခလုတ်ကိုနှိမ့်လိုက်တယ်စောရကတော့အသက်ပြင်းပြင်းရှူသွင်းလိုက်တာပေါ့မျက်ရည်တွေကျနေရင်ခင်မယာကိုကြည့်ပြီးတော့သူ့ဘဝမှာအပြောင်မြောက်ဆုံးနောင်တရတာကိုစတော့တာပဲငါမင်းကိုတကယ်ချစ်ခဲ့တာတခါမှမရှိဘူးငါမင်းနဲ့အတူရှိနေတာကမင်းပိုက်ဆံတွေအများကြီးရှာနိုင်လို့ပဲငါမာနကိုဖြည့်ဆည်းပေးနိုင်လို့ပေါ့ငါမင်းကိုပိုက်ဆံထုတ်ဆက်လို့ပဲသဘောထားခဲ့တယ်မင်းပိုက်ဆံတွေနဲ့ကိုအတွက်အိတ်တွေဝယ်တယ်ညီလေးအတွက်ကားဝယ်ပေးခဲ့တယ်အဲ့ဒီနေ့လဲမိုးရီတီကြီးမဲကြီးရွာတုံးကလေးငါမင်းကိုဈေးဝယ်စင်တာပြင်မှာ4နာရီကြာအောင်စောင့်ခိုင်းခဲ့တာငါဖုန်းကဘက်ထရီကုန်သွားတာမဟုတ်ဘူးငါကတမင်တက်မကင်ခဲ့တာအဲ့ဒီတုန်းကငါသူငယ်ချင်းယောက်ျားလေးနဲ့ဘာမှအရက်တောက်နေခဲ့တာသူ့ရှေ့မှာမင်းကိုတောင်လောင်ပြောင်သေးတယ်မင်းကခွေးရက်တယ်လို့ပဲဆိုပြီးပြောခဲ့တာနောက်ပြီးမင်းပွဲယူစားတန်းလေတကယ်တော့ငါတူလေး2ယောက်ကိုငါကဖျက်ဆီးခိုင်းခဲ့တာငါမင်းကိုမနာလို့ဖြစ်တာပေါ့နော်မင်းကဒီလောက်အရေးချင်းရှိတာနောက်ဆိုထိတ်တန်းဒီဇိုင်းကြောင်းကိုသွားရတော့မှနင်းနောင်ကြအရန်ကြီးအောင်မြင်သွားရင်ငါကိုမေ့ပြတော့မှာကိုငါကြောက်တာလေဒါကြောင့်ငါကမင်းရဲ့စူးစမ်းအားထုတ်မှုတွေအကုန်လုံးကိုဖျက်ဆီးပစ်ဖို့တမင်တကာလောက်ခိုင်းခဲ့တာပြီးတော့မင်းကိုစိတ်တက်ချင်းမြောင်းတယ်လို့လည်းဆဲသေးတယ်ငါကမင်းကိုစိတ်ပိုင်းဆိုင်ရာအရာဖိအားပေးချင်တာပဲမင်းတဘောကလုံးငါကိုပဲအာယုံဆိုင်နေရအောင်လို့ပေါ့ဒီနေရာရောက်တော့စုရရှိန်နဲ့ပြန်ညာပြန်ပါနဲ့ချက်ပြင်းပြင်းထန်ထန်ရိုက်လိုက်တယ်ပါဆက်ထောင်းကနေသွေးတွေတောင်ထွက်လာခဲ့တယ်ငါကတကယ်ရုံမာတဲ့သူပါနော်ငါကကိုကျိုးရှာတဲ့အဖွားကြီးတယောက်ပဲချုံဖုံငါလူမဆန်ဘူးဆက်ပြောငါကမျက်နှာတစ်ချက်မပြတ်ပဲစကားနဲ့ခွန်းပြောလိုက်တယ်စုရတော်ကြီးနေရဲ့ကျမ်းပြင်ပေါ်ကအပြာရောင်ဖိုင်ကိုလက်ညှိုးတန်းပြီးထိုးပြတယ်ကုမ္ပဏီကပိုက်ဆံတွေအကုန်လုံးလဲငါခိုးထားတာပဲယာရုအာနာကိုအလွဲသုံးစားလုပ်ပြီးတစိမ့်တုံးအတုရဲ့ကုန်ပစ္စည်းပေးသွင်းသူရဲ့ပေါင်ချာအတုတွေရဲ့ဖန်တီးခဲ့တာ3နှစ်အတွင်းမှာမင်းရဲ့ကျပ်36သိန်းကိုလွှဲယူသွားခဲ့တာအဲ့ဒီပိုက်ဆံတွေအကုန်လုံးကိုငါရဲ့ယောက်ျားသူငယ်ချင်းရဲ့ခွန်တက်ကုမ္ပဏီထဲလွှဲပြောင်းထားလိုက်တာပြီးတော့ငါတို့က90ခွဲယူခဲ့တာပေါ့ငါမင်းကိုတကယ်တောင်းပန်နေတော့ပိုက်ဆံတွေအကုန်လုံးမင်းကိုပြန်ပေးမယ်ငါကိုရဲမတိုင်ပါနဲ့လို့တောင်းပန်တာပါဒီအထိကြတော့ငါနာကောင်းတစ်ချက်ရှုံးလိုက်တယ်ရဲတိုင်နဲ့ရဲရာရှိတွေကအခုချိန်ဆိုလမ်းမှာရောက်နေလောက်ပြီးမင်းလဲရောက်ပြီလေငါမိုက်ခရိုဖုန်းကနေစုရဖေနာမီကိုခေါ်လိုက်တယ်စုရဖေတကိုလုံးတုံသွားတယ်မျက်ရည်တွေလည်းတားမရပဲစီးကျလာတယ်ကိုဘာသာကိုဘားရရင်နဲ့ငိုနေရှာတယ်ငါလည်းလူမဆန်ဘူးကွာငါကဒေခါနီအဖိုးကြီးကလောပစောတိုက်ပြီးစင်မျိုးတဲ့မြေလိုပါပဲကွာငါကမင်းကိုအမြဲတမ်းအထင်သေးခဲ့တာမင်းကမြို့ပြင်ကလာတဲ့ရွှေရနော်မီလေးနင်းနေပါပိုက်ဆံရှိတာနဲ့ငါတို့မိသားစုကိုပေးသုံးတင်တာပေါ့ဒီတခါမင်းအိမ်ကိုလာတာကတော့ယာကမင်းအိမ်ကြီးကတန်းချီတန်းနဲ့ပြောလို့လေမင်းမရှိတော့လေးလာပြီးဓာတ်ပုံရိုက် Facebook တင်ပြီးသူသေးဟန်ဆောင်မလို့တော့ပြင်စရာကိုလည်းပိုက်ဆံပေးပြီးခေါ်လာခဲ့တာနောက်တော့စိုးဝေါ်လေးကိုရေထဲကလက်ကခိုက်လိုက်တာငါကပထမတော့ရဲကိုတိုင်ချင်ခဲ့တာပဲဒါပေမဲ့ငါစိတ်ကမိုင်းသွားတာလေစူဘူးကကိုရင်ဘက်ကိုစောင့်ထိုးပြီးနောင်တရီနဲ့ရောထွေးနေတာပေါ့ငါစိတ်ထဲမှာစိုးဝေါ်လေးတောင်ကိုက်ခံရပြီဆိုတော့ဒီလောက်လေးနဲ့အလားကားတော့မဖြစ်စေရဘူးပေါ့အင်တာနက်ပေါ်ကလူများမြင်ကိုသုံးပြီးမင်းကိုလက်ခံအောင်တွန်းအားပေးချင်တာမင်းရဲ့ဒီအိမ်ကြီးကိုလည်းချင်းချောက်ပြီးရယူချင်တယ်လေငါမိမကိုတောင်ပြောခဲ့သေးတာစိုးဘောလေးကိုနင်းနေကြလေးနာခိုင်းထားလက်မောင်းရောင်းလေးငါတို့ရနိုင်တဲ့ပိုက်ဆံကပုံများလေပဲလို့ငါကတိရစ္ဆာန်တကောင်ပဲကိုမြေရင်းကိုတောင်အကြံထုတ်ခဲ့တာခြံကြီးလေးခြံသူသေးဘိုးဝါကျွန်တော်တောင်းပန်ပါတယ်အသက်ရှင်ခွင့်လေးပေးပါဦးနော်ပတ်ဒီအိမ်ထဲမှာစူပူနဲ့စူရတို့ကိုနာရက်ကိုရိုက်တန်တွေပဲတင်ထက်နေတာပဲတေချင်းတရားရဲ့ကြောက်ရွံ့မှုရှိမှာသူတို့တဘဝလုံးဟန်ဆောင်ထားတဲ့မာယာမာနာကြီးမှုလောဘနဲ့မကောင်းတဲ့စိတ်ဓာတ်တွေဟာအတွင်းခံပေါင်းပြီးတစ်ထည်တောင်မကြမ်းအောင်အကုန်လုံးပေါ်ကုန်တာပေါ့သူတို့ကနောက်ဆုံးတော့သဘောပေါက်သွားတာသူတို့ခြေထောက်အောက်မှာနင်းထားခဲ့ပြီးစိတ်ကြိုက်စော်ကားခဲ့တယ်ရိုးသားတဲ့သူတယောက်ကအကြက်တဲရောက်လို့သွားတွေပေါ်လာပြီးဆိုရင်သူတို့လုံးဝမခံနိုင်တဲ့အိမ်မက်ဆိုးကြီးဖြစ်လာနိုင်တယ်ဆိုတာပေါ့အဲ့ဒီအချိန်မှာပဲငါရှိနေတဲ့စားတောက်ဆိုင်ကအခန်းတကားပြင်ဘက်ကနေရုတ်တရက်ဥက္ကဋ္ဌတွေစူညံလာတယ်ပြီးတော့ငါလက်ကင်ဖုံးဝင်လာတယ်ဒေတာခံရဲစခန်းကခေါ်တာသူတို့ကငါအင်တာနက်ပေါ်မှာတင်ထားတဲ့သတင်းပေးချက်တွေနဲ့လက်ရှိဒီနေရာကိုကြည့်ပြီးနှစ်ဖွဲ့ခွဲတယ်တစ်ဖွဲ့ကငါ့ကိုရှာတွေ့နေပြီးနောက်တစ်ဖွဲ့ကတော့ငါအိမ်ကြီးကိုဝိုင်းထားပြီးပြီပေါ့ငါလက်ကင်ဖုံးချလိုက်တယ်အတန်ချဲဆက်ဘက်ကိုလှည့်ပြီးတက်ပြင်းရှည်ကြီးချလိုက်တယ်နင်တို့အမားဝင်ခံတဲ့ပုံစံကတော့ရိုးသားတယ်လို့ပြောရမှာပဲငါအတန်ကအိမ်ကြီးထဲမှာပြန်ထွက်လာတယ်ဒါပေမဲ့နင်တို့ရဲ့တောင်းပန်မှုကိုငါလက်မခံဘူးနင်တို့နောက်တရားမဲ့သူကငါမဟုတ်ဘူးဥပဒေပဲဆိုရခေါင်းမောကြည့်လိုက်တယ်မျက်လုံးတွေထဲမှာတော့စိတ်ပြအားငယ်မှုနဲ့ထိတ်လန့်မှုတွေအပြည့်ပဲနင်ဘာကိုဆိုလိုတာလဲနင်တို့အမှန်တိုင်းပြောရင်လွတ်ပေးမယ်ဆိုပြီးပြောခဲ့တာမဟုတ်ဘူးလားငါကနင်တို့ကိုလွတ်ပေးရဲကားမီးတွေကမောင်မီးနေတဲ့ညကောင်းကင်ကိုနေကင်းလိုပဲလင်းထိန်အောင်ထိုးပြနေတာပေါ့ဥချန်ကျွန်တော်တို့မြို့တော်ရဲစခန်းအထူးတပ်ဖွဲ့ကခင်များရဲ့အင်ကြီးပြင်ကိုရောက်နေပြီးအိမ်ရဲ့လုံခြုံရေးစနစ်တွေချက်ချင်းဖြုတ်ပေးတော့ကျွန်တော်ဖုန်းထဲကနေရဲတွေရဲ့ကွင်းစင်းကိုကဲရေးမှုရဲ့တင်းမာတဲ့တန်ထွက်လာတယ်လေကောင်းပြီးရဲရရှိခင်များတို့ပင်ပန်းရကြီးရဲ့ကျွန်တော်လောဖွင့်တဲ့ခလုတ်ကိုနှိပ်လိုက်တယ်ကွမ်နဲ့အင်ကြီးရဲ့အပေါ်အောက်နှစ်ထက်ကတိုက်တေနီယန်တတုဆက်အဒီကယုံကကွယ်ရေးတယ်လေတကားကြီးတွေတပြိုင်နက်တည်းဖြည်းဖြည်းချင်းတက်လာတယ်အဲ့ဒီတော့အချိန်ကြာကြီးမရခဲ့တဲ့လက်ဆက်တဲ့လေရဲ့မျက်စိစူးနေတဲ့ရဲကားမီးအောင်တွေ
ရဲကမရဲခန်းလိုဖြစ်နေတဲ့အဲ့ဒီမာစတာအိတ်ခန်းထဲကိုချက်ချင်းကိုလိုက်ခနဲဝင်လာတာပဲစက္ကန့်နှဲငယ်ကြာတော့တကားမကြီးကိုအတင်းဖွင့်လိုက်တယ်ပြီးတော့လက်နက်အပြည့်အစုံနဲ့အတီးကရုံးကာကွယ်ရေးတိုင်းကြီးတွေကင်ထားတဲ့အထူးရဲအဖွဲ့တစ်ဖွဲ့ပြေးဝင်လာတယ်သူတို့နောက်ကနေချက်ချင်းလိုက်လာတာကတော့ professional တိရစ္ဆာန်ဖမ်းပိုက်တွေကင်ထားတဲ့တိရစ္ဆာန်ထိန်းချုပ်ရေးဌာနကဝင်ထမ်းတွေရဲ့ရှေးဦးသူနာပြုသိတာတွေကင်ထားတဲ့ကျမ်းမာရေးဝန်ထမ်းတွေရဲ့ပေါ့မလုံးနဲ့အကုန်လုံးခေါင်းကိုက်ပြီးထိုင်ချဆိုတဲ့အတန်တွေလည်းထွက်လာတယ်မျက်စိစူးတဲ့မီးမောင်းကြီးတွေကစူမီသားစုဝင်တွေစီထိုးထားတဲ့ဆူယာနဲ့စူဖခင်ကတော့ကျွန့်ပွတ်အိုင်လိုပဲမြေကြီးပေါ်မှာပုံလျက်သားလဲနေတာပေါ့လက်နှစ်ဖက်မြောက်ဖို့အားတော်မရှိတော့ဘူးအေးဆက်ဆက်လက်ထိတ်ကစူယာရဲ့လက်ကောက်ဝတ်မှာကလစ်ခနဲမီအောင်ခတ်လိုက်တဲ့အခါသူနောက်ဆုံးမှာလုံးဝကိုပြိုလဲကျသွားတယ်မျောလင်းချက်မဲ့တဲ့ငိုကြွေးတန်တွေထွက်လာပြီးမျက်လုံးတွေပင့်ပြီးမေးလဲသွားတာပဲကျမ်းမာရေးဝန်ထမ်းတွေကတော့အကိုက်ခံထားရလို့ရုပ်ပြက်စင်ပြက်ဖြစ်နေတဲ့စူမီခင်ရဲ့ကလေးစိုးနှစ်ယောက်ရဲ့ကိုအမြန်ပဲလူနာတင်ကုန်ပေါ်တင်လိုက်တယ်ပြီးတော့ဆေးရုံကိုအရေးပေါ်ပို့ပြီးအသက်ကယ်ကြရတယ်လေစူယာနဲ့စူဖခင်ကိုတော့ဒီထူးရဲနှစ်ယောက်ကသူတို့အိမ်မက်ထဲတောင်တိမ့်ပိုက်ချင်နေတဲ့တိမ့်တရာတန်းဇင်ခံအင်ကြီးတဲကနေခွေးတွေဆွဲသလိုမျိုးတန်းဆွဲထုတ်ပြီးရဲမီးတွေလင်းနေတဲ့ရဲကားတွေကိုထိုးထဲလိုက်တယ်လေစောင့်ကြည့်ခင်မရထဲမှာနောက်ဆုံးရဲတယောက်ဘီလာတဲကနေထွက်သွားပြီးတစိမ့်လုံးပိတ်တာကိုမြင်တော့ကျွန်တော်လည်းအေးအေးဆေးဆေးကွန်ပျူတာကိုပိတ်လိုက်တယ်ပေါ့နှစ်တာလုံးဖိနှိပ်ခံခဲ့ရတဲ့ဒီရှည်လျားတဲ့လက်စားချေမှုကြီးကနောက်ဆုံးတော့ပြီးဆုံးသွားခဲ့ပြီပဲ3လကြာတော့မြို့လေတန်းပြည်သူတရားရုံးရဲ့ပထမအဆင့်စီရင်ချက်ဖြေကိုတရားဝင်ထုတ်ပြန်လိုက်ပြီးကျွန်တော်ပေးထားတဲ့တက်တေထောက်ထားတွေကအရန်ပြည့်စုံနေတော့အရေးသွေးမြင့်ပြီးကွက်လက်မရှိတဲ့စောင့်ကြည့်ခင်မရမှတ်တမ်းတွေကနေစလို့ဘန္နာရေးစာအုပ်စရင်းတွေကစာလုံးတွေငွေကြေးစီးဆင်းမှုတန်းတွေအထိနောက်ပြီးသူတို့ကိုယ်တိုင်အိတ်ခမ်းမကြီးထဲမှာပါဆက်ကနေအပြစ်ကိုဝန်ခံခဲ့တဲ့အရေးသွေးမြင့်အတန်ဖန်းဗီဒီယိုတွေထိရှိနေတာဆိုတော့စူမီသားစုဝင်တွေကငင်းခုန်ဖို့အခွင့်အရေးတောင်မရလိုက်ဘူးတရားခံနေရမှာရဲနေရဲ့ဆူယာကတော့စံပင်တွေရှုပ်ပွားပြီးမျက်နာကလည်း၆ကက်နေတာပေါ့အရင်ကမြို့ပြလာပိုက်ကြီးရဲ့အရေးရောင်လေးတောင်မရှိတော့ဘူးလေတရားသူကြီးကစီရင်ချက်ကိုဖတ်ပြတဲ့အချိန်မှာသူ့ခြေထောက်တွေကပြောခွေသွားပြီးမြေကြီးပေါ်ကိုဖင်ထိုင်လဲကျသွားခဲ့တယ်လေဆူယာကယာဒူးအာနာအလွဲသုံးစားလုံးမှုတရားမဝင်အိမ်တွင်းကျူးကျော်မှု6လက်ငွေညစ်ဖို့စ조사မှုစတဲ့အပြစ်မျိုးစုံကျူးလွန်ခဲ့တာမို့ထောင်ဒဏ်9နှစ်ချမှတ်ခံရပြီးတရုတ်ရွာ9သိန်းလဲဒဏ်ရိုက်ခံရတယ်လေစူဖေနဲ့စူမေကတော့တရားမဝင်အိမ်တွင်းကျူးကျော်မှုပစ္စည်းတွေကိုတမင်တကာဖျက်ဆီးမှုတွေကြောင့်3နှစ်နဲ့2နှစ်ခွဲစီထောင်ဒဏ်ချမှတ်ခံရတယ်ပေါ့အဆိုးဆုံးကတော့ပူရူအဲ့ပါတဲ့နစ်နာကြေးတွေပေးလျော်ရတာပဲသူတို့ဘီလာထဲမှာရန်ကားပြီးရချိုးဖျက်ဆီးခဲ့တာတွေပေါ့တရားရုံးကတရားဝင်စစ်ဆေးပြီးသားကျွန်တော်ရဲ့မင်းခေအပြပန်းကန်တွေရေခဲကြောက်စိမ့်တွေပြီးတော့တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေကိုအများကြီးဖျက်ဆီးပစ်လိုက်တော့စုစုပေါင်းတရုတ်ရွမ်46သိန်းလောက်ထိဆုံးရှုံးသွားတယ်လေဒါအပြင်ကျွန်တော်ဘီလာအင်ကြီးကကြောက်တကားတွေတက်တာတကားတွေတားရည်စစ်ဆိုဖာတွေစားတဲ့ပရိဘောဂတွေပြင်ဆင်စရိတ်တွေကိုလည်းထပ်ပြီးခံရသေးရဲ့နော်စူမီသားစုကလူတွေကဒီလောက်များကြီးကိုလုံးဝပေးစရာမရှိတော့တရားရုံးကနေသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းအလုံးကိုဥပဒေအရအတင်းကျပ်သိမ်းစီအကဲတာပေါ့မြို့လေကောင်ကသူတို့ရဲ့ဟောင်းနှံ့နေတဲ့အိမ်သေးသေးလေးကိုလည်းအတင်းကျပ်ချိတ်ပိတ်ရောင်းချပစ်လိုက်ပြီးရလာတဲ့ငွေအလုံးကိုကျွန်တော်နေတာကြီးအတွက်ပဲအကုန်သုံးလိုက်တယ်လေအဲ့ဒီကလေးဆိုးနှစ်ယောက်ကိုတော့အသက်ကယ်နိုင်ခဲ့လို့အသက်ရှင်ခဲ့ကြပါတယ်ဒါပေမဲ့တားကြီးရဲ့လက်မောင်းမှာတော့ပြင်းထန်တဲ့အာယုံကြောထိခိုက်မှုတွေကြံခဲ့တယ်တားငယ်ရဲ့ခြေသလုံးမှာလည်းကြောက်စရာကောင်းတဲ့အမာရွတ်တွေပြေးချနေတာပဲမိဘတွေထောင်ထဲရောက်သွားတော့အဖိုးကြီးအဖွားကြီးရဲ့ဦးလေးရဲ့ဇနီးရဲ့သူတို့ပါထောင်ထဲရောက်နေကြတာဆိုတော့အရင်ကအင်မတန်ဆိုးသွမ်းပြီးအနိုင်ကျင့်တတ်တဲ့ကလေးနှစ်ယောက်ဟာနောက်ဆုံးတော့နေကိုပဲပြန်ပုတ်ခံလိုက်ရတဲ့အသက်ကြီးပြီးဝင်ငွေမရှိတဲ့အဖွားရဲ့အမေစီကိုပဲပြုစုဆောင်ရှောက်ဖို့ပေးအပ်ခဲ့ရတာပေါ့လေအမြဲသူများစီကနေအကုန်စုပ်ယူဖို့ပဲကြံနေတတ်တဲ့ခြုံတက်တွေနဲ့စကားပြောပြီးမာနာကြီးခဲ့တဲ့အဲ့ဒီစူမီသားစုဆိုတာအခုတော့အပီးပိုင်ပျက်စီးပြီးပြားဖြစ်သွားတာကိုမှတ်ထားလိုက်ကြပေါ့အဲ့ဒီလိုပဲအရင်ကအင်တာနက်ပေါ်မှာကောလာဟာလာတွေနဲ့ကျွန်တော်ကိုလိုက်လံတိုက်ခိုက်ခဲ့ကြတဲ့အမှန်တရားကိုမသိနားမလဲတဲ့ကွန်ရက်အသုံးပြုသူတွေလည်းအစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်တွေနဲ့ခိုင်မာတဲ့အမှန်တရားတွေပေါ်လာတော့သူတို့တွေလည်းရှက်ရှက်နဲ့သူတို့ရဲ့မှတ်ချက်တွေကိုအကုန်ဖျက်သွားကြတာပေါ့လေကျွန်တော်လူမှုကွန်ရက်စာမျက်နှာရဲ့ပရိသတ်တွေကလည်းတရားရဲနဲ့တန်းချီပြီးတိုးလာတဲ့ကုမ္ပဏီလုပ်ငန်းတွေကလည်းဒီဖြစ်ရဲ့ကြီးပြောင်းပြန်လည်သွားလို့ရလာတဲ့ကြီးမားတဲ့လူစိတ်ဝင်စားမှုတွေကြောင့်တော်တော်လေးကောင်းလာတယ်လို့ပြောရမှာပေါ့ရတဲ့ပမာဏက30တောင်ခုန်တက်သွားတာပေါ့နော်တရားရုံးတကားဝကနေထွက်လာတဲ့နေ့ကတော့နေတာပြီးတော်တော်ကောင်းတဲ့ယာတီဥတုပဲလေကောင်းလေတန်းကိုအသက်ပြင်းပြင်းရှူလိုက်တာဟိုးရင်ကဘယ်တော့မှမခံစားဘူးလောက်အောင်ကိုပေါ်ပါလန်းဆန်းသွားတာရင်ထဲမှာဖိစီးနေတဲ့မောင်မိုက်မှုတွေရဲ့အရှက်ရမှုတွေရဲ့မကျေနပ်ချက်တွေရဲ့ကတော့ဒီတောက်ပတ်တဲ့နေအောင်ကြီးနဲ့အကုန်ပြောင်တုတ်တင်ခံလိုက်ရတယ်လို့ပဲလူဆိုးတွေကတော့တနေ့ကျရင်ကိုပြုတ်တဲ့ကန်နဲ့ကိုပြန်ခံရတာပဲလေငါကလည်းငါရဲ့အခွင့်အရေးတွေကိုအပြည့်အဝကာကွယ်နိုင်ခဲ့ပြီငါဖုန်းကိုထုတ်ပြီးအိမ်ပြင်တဲ့ကုမ္ပဏီကိုချက်ချင်းဖုန်းခေါ်လိုက်တာဟယ်လိုလီမန်နေဂျာလားဟုတ်တယ်ကျွန်တော်ဘီလာကိုပြင်စရာမလိုတော့ဘူးအထဲကပစ္စည်းတွေအကုန်လုံးကိုအကုန်ရှင်းထုတ်ခိုင်းလိုက်တော့နိုင်ရန်ဆေးတွေအကုန်ချစ်ပြစ်ချမ်းပြင်တွေလည်းအကုန်ဖြုတ်ပြစ်ကျွန်တော်ပြန်ပြင်ကျင်နေပို့ပြီးနေအောင်ကြီးဝင်တာမျိုးပို့ပြီးလေဝင်လေထွက်ကောင်းတဲ့ပုံစံမျိုးနဲ့ပြောင်းကျင်နေနော်ဖုံးချလိုက်ပြီးတော့လမ်းဘေးမှာရပ်ထားတဲ့ငါးရဲ့တိုင်ကားစီကိုခြေလမ်းကျဲကြီးတွေနဲ့ရှောက်သွားလိုက်တယ်ပြီးတော့ကားကိုမောင်းထွက်လာခဲ့တာပေါ့ဘသူတူတယောက်မှလာပြီးလက်ညှိုးထိုးမပြောနိုင်တော့တဲ့ငါးရဲ့အသစ်ဆက်ဆက်တောက်ပတ်တဲ့ဘဝစီကိုဥတီပြီးမောင်းထွက်လာခဲ့တာပဲ